အားလုံးပဲမင်္ဂလာပါရှင်။ဟော်ရာမြန်မာအော်ဒီယိုဘုတ်ချန်နယ်ကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့မှနားဆင်ရမယ့်ဇာတ်လမ်းလေးကတော့စာရေးသူစီဝင်ရေးသားထားတဲ့တဏှာနွန်တွင်နေမုန်းသူများဆိုတဲ့ဇာတ်လမ်းလေးကိုနားဆင်ရမှာဖြစ်ပါတယ်။ပရိသတ်ကြီးကခန်းစားနားဆင်အားပေးကြပါအောင်ရှင်။ဒီဇာတ်လမ်းလေးကတော့ရက်ကွက်အတွင်းကတကယ်ဖြစ်ရမယ့်အကြောင်းအရာများကိုပေါင်းစပ်ပြီးစိတ်အီးနောက်ွယ်ကြောက်စရာကောင်းတဲ့ကာမတဏှာရဲ့ဆိုးကျိုးတွေအကြောင်းကိုသင်ခန်းစာအသည့်တရားနဲ့တတိပြုရှောင်ရှားနိုင်စေရန်ရည်ရွယ်ပြီးတော့တင်ဆက်ပေးလိုက်ရတာဖြစ်ပါတယ်။ညောင်ပိုင်းရဲ့မောင်ရဲကရက်ွက်လေးအတွင်းကိုတဖြည်းဖြည်းချင်းချင်းဝင်ရောက်လာတော့လေဒေါ်မီချိုအတွက်တော့ထိုအမောင်ထုကသူမရဲ့ကဘာမဟုတ်ခဲ့ပါ။သူမရဲ့ကဘာကရက်ွက်အထေးရှိအတုပအိမ်များဖေဝါရှိရာချမ်းဝင်းများအတွင်းမှသာရှိနေခဲ့တယ်။ဒေါ်မီချိုကရုပ်ရည်တော်တန်ရှိသူဖြစ်တော်လဲသူမရဲ့မျက်ဝန်းများမှာရမတ်စော်နဲ့လောဘရိတ်များကအမြဲတစေလွှမ်းမိုးနေတတ်တယ်။သူမမှာရိုးသားအေးဆေးပြီးကြိုးစားပန်းစားလောက်ကန်ရှောက်ဖွေကျွေးမွေးနေတဲ့ခင်မောဖြစ်သူကိုကျော်စွာရှိတယ်။ကိုကျော်စွာကနက်နက်မိုးမလင်းခင်ကပင်ကယ်ရီဆိုင်ကယ်လေးကိုနှိုးကတနေ့ကောင်ပင်ပန်းဆင်းရဲစွာမောင်းနေပြီးရသမျှငွေကြေးလေးများကိုစနီးတဲ့လက်ထဲကိုပုံအပ်တတ်သူဖြစ်တယ်။သို့တော်ဒေါ်မီချိုကထိုလောက်စာလေးများကိုတန်းဖိုးမထားတတ်ခဲ့ပါ။သူမရဲ့စိတ်အာရုံကဖေးချက်များရဲ့အတန်နဲ့ငွေကြေးအနိုင်ရှုံးများပေါ်မှာသာဆွေးလန်းနေခဲ့တယ်။ရက်ကွက်အထင်းမှာဖေးဝိုင်းရှိတဲ့အတုပအိမ်ရှိလျင်ဒေါ်မီချိုကိုရှာဖွေစရာမလို။ညစဉ်ညတိုင်းအိမ်ပြန်မလာတတ်ပေ9 ရက်9 လီတိုင်အောင်ဖေးဝိုင်းမှာပျော်မွေ့နေတတ်တယ်။ကိုကျော်စွာခမတနေ့ကောင်ပင်ပန်းသမျှညဘက်အိမ်ပြန်လျင်ဇနီးတွေရဲ့နှွေးထွေးတဲ့အပြုံးကိုမမြင်ရပေဗလာကျင်းနေသောအင်ကေဟာနဲ့မိခင်မေ့နေတဲ့သမီးငယ်လေးကိုသာတွေ့မြင်ရတတ်တယ်။မိမတယောက်ဖေးရိုက်လျင်ဖေးကျွေးတင်အောင်သာမကအကျင့်စာရိတ္တပါပျက်စီးတတ်သည်ဟူသောစကားကဒေါ်မီချိုနဲ့အန်ကိုက်ပင်ဖြစ်လာတယ်။ဖေးဝိုင်းမှာရှုံးနှင်းလာတဲ့အခါဒေါ်မီချိုကသူမရဲ့ဖေးကျွေးများကိုဆက်နိုင်ရန်နဲ့ဖေးဆက်ရိုက်နိုင်ရန်အတွက်ဖေးဝိုင်းထဲကလူရှုပ်လူပွဲအချို့နဲ့ညီစွန်းလာခဲ့တယ်။အစာပိုင်းမှာဖေးဖို့အကူအညီယူရာကနေနောက်ပိုင်းမှာတော့ဖောက်ပြန်တဲ့အဆင့်ထိရောက်ရှိသွားတယ်။သူမကကိုကျော်စွာရဲ့ရိုးသားမှုကိုအခွင့်ကောင်းရှုကအိမ်ထောင်ရဲပေါ်မှာသစ္စာမေ့ခဲ့တယ်။ဒီနေ့မှာတော့ကိုကျော်စွာကနေမကောင်းတာကြောင့်အလုံစောစောနားကအိမ်ကိုပြန်လာခဲ့တယ်။အိမ်မှာဇနီးတွေရှိမနေတာကြောင့်ရက်ွက်ထဲမှာရှိတဲ့ဖေးဝိုင်းများကိုလိုက်လံရှာဖွေခဲ့တယ်။ထိုအချိန်မှာသူမြင်တွေ့လိုက်ရတဲ့မြင်ကွင်းကသူ့ရဲ့ကဘာကိုပျက်စီးစေတယ်။ဒေါ်မီချိုကဖေးဝိုင်းကကောင်လေးတစ်ယောက်နဲ့လူကွေရမှာပလူပလေးလုံနေသည်ကိုကျော်စွာကိုယ်တိုင်မြင်တွေ့လိုက်ရခြင်းဖြစ်တယ်။ကိုကျော်စွာကဒေါသထွက်ခြင်းချက်ရှက်ရွံ့ခြင်းနဲ့ဝမ်းနည်းခြင်းကိုသာပုံမခံစားလိုက်ရတယ်။သူရှာကျွေးသမျှကိုဖေးဝိုင်းမှာဖြုံးတိအောင်သာမကမိမိ၏တိတ်ခါကိုပါဖျက်ဆီးနေသောဇနီးတွေကိုကြည့်ကရှင်လျက်နဲ့တရားသလိုခံစားလိုက်ရတယ်။ကိုကျော်စွာကဘာစကားမှမဆိုဘဲအိမ်ကိုပြန်လာခဲ့တယ်။သူရဲ့ရိုးသားတဲ့စိတ်နှလုံးကဤကဲ့သို့သောသစ္စာဖောက်မှုကိုခံနိုင်ရင်မရှိခဲ့ပါ။ရက်ကွက်အတင်းမှာလေဇနီးတဲ့ရဲ့တဲ့ကမကောင်းတာကြောင့်သူ့ရဲ့လူမှုရေးသိက္ခာကလည်းမြေကိုကျခဲ့ရလေပြီ။နောက်ဆုံးမှာတော့ကိုကျော်စွာကဆုံးဖြတ်ချက်တစ်ခုကိုပိုင်နိုင်စွာချလိုက်တယ်။သူကအိမ်မှာရှိတဲ့ပိုးသက်ဆေးပလင်းကိုယူကတကြိုက်ထဲမောတောက်လိုက်တယ်။ဇနီးဖြစ်သူရဲ့အမှားများအတွက်သူကအသက်နဲ့ရင်းကအဆုံးစီရင်သွားခဲ့ခြင်းဖြစ်တယ်။ဒေါ်မီချိုအိမ်ပြောင်းတဲ့အချိန်မှာတော့ကိုကျော်စွာကအသက်မဲ့နေသောရုပ်အလောင်းဖြစ်နေပြီ။သို့သောဒေါ်မီချိုရဲ့စိတ်ထဲမှာတော့တန်ဝဲကားရခြင်းဝမ်းနေခြင်းဟူသည်ကခဏတာတာဖြစ်တယ်။သူမကလင်းသေးကိုဂယုမဆိုင်ပင်သူမရဲ့တဏှာအလိုကိုသာဆက်လက်ဦးစားပေးပါတယ်။ကိုကျော်စွာသေးဆောင်ပြီးနောက်မကြမီမှာပင်ဒေါ်မီချိုကသူမရဲ့တဏှာစိတ်ကိုမထိန်ချုပ်နိုင်ပင်နောက်ထပ်မျိုးသားတစ်ယောက်နဲ့အိမ်ထောင်ပြုခဲ့ပြန်တယ်။ထိုလူမှာကားပွေးစားရောင်ရောင်လူလိမ်ရောင်ရောင်လောက်ကိုင်းနေသောကိုတင်ဆိုးဆိုသူဖြစ်တယ်။သူတို့ရဲ့လက်ထံမှုကပတ်ဝန်းကျင်ကသိရှိတဲ့တရားဝင်မင်္ဂလာဆောင်ခြင်းမျိုးမဟုတ်ပေခိုးရလိုက်ပြဲတဲ့လိုမျိုးအိမ်ကိုခေါ်လာကအတူနေခြင်းသာဖြစ်တယ်။ဒေါ်မီချိုကလင်းသေးပြီးတိတ်မကြသေးတဲ့အချိန်မှာပင်အဆက်သိတ်ခါကိုမငဲ့ပင်နောက်လင်ကိုအိမ်ပေါ်တင်ခဲ့ခြင်းဖြစ်တယ်။ကိုတင်ဆိုကလာပေါင်း၄ လခန့်ကြာတဲ့အခါဒေါ်မီချိုရဲ့ဖေးဆွေးနေမှုနဲ့ငွေကြေးပြဿနာတွေကိုညှင်းငွေလာကသူမကိုပြစ်ထားပြီးထွက်ပြေးသွားခဲ့တယ်။ဒေါ်မီချိုကအားမလျှော့ပဲနောက်ထပ်အမျိုးသားတစ်ယောက်ကိုထပ်မံရှာဖွေပြန်တယ်။
ထွေသူမှာကားမောင်းသူတယောက်ဖြစ်ပြီးသူကလည်းဒေါ်မီချိုနဲ့ခဏတာပေါင်းသိမ်းပြီးနောက်သူမရဲ့ဇယိုက်ဆိုးများကိုသိရှိကစွန့်ခွာသွားခဲ့ပြန်တယ်။ဒေါ်မီချိုရဲ့ဘဝကလေယောင်ကြားတယောက်ပြီးတယောက်ပြောင်းလဲကနောက်ဆုံးမှာတော့သူမကိုခေါ်သူရှိလျင်အော်ဒါလိုက်တဲ့အဆင့်ထိကျဆင်းသွားခဲ့တယ်။ဒေါ်မီချိုမှာပထမခင်မောကိုကျော်စွာနဲ့ရရှိခဲ့သောသမီးငယ်လေးနီလာရှိတယ်။နီလာက6တန်းရွှေသားရှိသေးတော်လေသူမရဲ့ပတ်ဝန်းကျင်နဲ့မိခင်ဖြစ်သူရဲ့အပြုအမူများကြောင့်ကလေးစိတ်ပြောက်ကွယ်နေသူဖြစ်တယ်။မိခင်ဖြစ်သူရဲ့တနာစိတ်အားကြီးမှုကသမီးဖြစ်သူနီလာရဲ့သွေးထဲမှာလည်းစီးဆင်းနေတဲ့ကဲ့သို့ရှိတယ်။ဒီနေ့မှာတော့နီလာကကျောင်းကပြန်လာကအင်းရှိမတယောက်တည်းရှိနေစဉ်အိမ်မှာမွေးထားတဲ့ခွေးတီးကြီးတစ်ကောင်နဲ့ဆောက်ကစားနေခဲ့တယ်။ထိုအချိန်မှာဒေါ်မီချိုကအိမ်မှာမရှိပါ။နီလာကဘေဘီကိုဝေးဝိုင်းကြည့်ကလူသူမရှိတာကိုသိရှိသွားတဲ့အခါမှာတော့သူမရဲ့စကတ်ကိုလှမ်းကခွေးကြီးရဲ့ရှေ့မှာလေးဘက်ထောက်ကနေလိုက်တယ်။တရိတ်ဆန်တဘာဝအရခွေးကြီးကသူမကိုနှမ်းရှုံကအပေါ်ကိုတက်ရန်ကြိုးစားနေတယ်။နီလာကထိုပြုတ်မှုအပေါ်မှာယုံရှာခြင်းမရှိပေထူးဆန်းသောတာယာမှုတစ်ခုကိုခံစားနေတဲ့ကဲ့သို့ရှိတယ်။ဒီမြေခွင်းကိုဘေးအိမ်ကအသက်ကြီးသူဥတာလာကမတော်တဆမြင်တွေ့လိုက်ရတယ်။ဥတာလာကအံ့ဩတုန်လှုပ်သွားကစိတ်ထဲမှာတန်ဝေးကကြီးစွာရလိုက်မိတယ်။အော်ဒီကလေးမလေးကသူ့အမေအတိုင်းဗီဇာသွေးကပါလာတာပဲ။တနာစိတ်ဆိုတာကြည်စွာအတန့်သွားရင်စိတ်ကိုရမှာထင်တိုင်းကြီးတာပါလား။အဲ့ဒီလိုတွေ့တော့ကတပြင်းချလိုက်မိတယ်။ဥတာလာကတနာရှင်မဲရဲ့ကြောင်မက်ဖွေကောင်းပုံကိုဆင်ခြင်မိကဤကလေးမလေးရဲ့အနာဂတ်အတွက်ရင်လေးနေခဲ့တယ်။မိခင်ဖြစ်သူရဲ့လမ်းစဉ်အတိုင်းလိုက်မဲ့ဒီကလေးမလေးကကြီးလာလျင်သူမရဲ့မိခင်ထပ်ပင်ပုံမိုးဆိုးရွားနိုင်တယ်လို့သူကကြိုတင်ကမြင်ရောက်နေခဲ့တယ်။နီလာရဲ့မျက်ဝန်းများမှာကလေးငယ်တူရဲ့ဖြူစင်မှုများမရှိတော့ပင်ရမဲရှိန်များကစတင်ကအမြင့်တွင်နေပြီဖြစ်တယ်။ဒေါ်မီချိုကတော့သူမရဲ့သမီးကိုထိန်းချောင်းရန်ထက်သူမကိုယ်တိုင်ဤကိလေသာအလိုကိုဖြည့်ဆည်းရန်နဲ့ဖေးဝိုင်းမှာပျော်မွေ့ရန်သာစိတ်အားထက်သန်နေခဲ့တယ်။ဤဒီမှာအမောင်ဖုံးနေသောမိသားစုတစ်ခု၏ပျက်စီးခြင်းဤတန်းပင်ဖြစ်ပါတယ်။နီလာကအပြုတ်ဖော်ဝင်စရွှေကိုရောက်ရှိလာတဲ့အခါသူမရဲ့ရုပ်ရည်ကလည်းမိခင်ဖြစ်သူထက်ပိုမိုလှပတင့်တယ်လာတယ်။သို့တော်ထိုအလှတရားကသူမအတွက်ဘေးဒုက္ခများကိုသာယူဆောင်လာပေးမှကိုဘယ်သူမှမသိရှိခဲ့ပါ။ဒေါ်မီချိုကငွေကြေးအခက်အခဲဖြစ်လာတဲ့အခါသူမကိုယ်ပိုင်သမီးအရှင်းကိုပင်ငွေနဲ့လေးလျံစတင်ကြံစီလာခဲ့တယ်။မိခင်တယောက်ဤစိတ်ဓာတ်ကတနာနဲ့လောဘကြောင့်ဘလောက်ထိအောက်တန်းကျနိုင်သည်ကိုဒေါ်မီချိုကတက်တည်ပြတော့မှာဖြစ်ပါတယ်။အချိန်တွေကတရွေ့ရွေ့ကုံဆုံးလာခဲ့ပေမဲ့ဒေါ်မီချိုရဲ့ဘဝကတော့ပြောင်းလဲမသွားခဲ့ပါဘူး။သူမရဲ့နေရက်တွေကဖေးဝိုင်းနေဖို့အစားအသေးအဆန်းတွေကြားမှာပဲလေပတ်နေခဲ့တယ်။သူမရဲ့သမီးဖြစ်သူနီလာကလည်းအခုဆိုရင်အသက်15နှစ်အရွယ်အပြုတ်ဖော်ဝင်စားမင်းကလေးတယောက်ဖြစ်လာခဲ့ပြီ။နီလာကသူမရဲ့မိခင်ဒေါ်မီချိုထက်တောင်ပိုပြီးတော့ရုပ်ရည်လှပသလိုကိုလုံးကိုပေါက်ကလည်းထွားထွားကြိုင်ကြိုင်နဲ့ယောက်ျားသားတွေငေးလောက်စရာဖြစ်နေခဲ့တယ်။ဒါပေမဲ့နီလာရဲ့ကြီးပြင်းလာမှုကအခြားကလေးတွေလိုဖြူစင်မှုမရှိခဲ့ပါဘူး။သူမရဲ့အိမ်ဟာဧည့်သည်ပေါင်းစုံဝင်ထွက်သွားလာနေတဲ့နေရာတစ်ခုဖြစ်နေခဲ့တယ်။ဒေါ်မီချိုကသူမကိုလာခေါ်တဲ့သူရှိရင်လိုက်သွားတတ်တယ်လို့တခါတလေမှလည်းအိမ်ကိုအမျိုးသားတွေကိုခေါ်လာတတ်တယ်။နီလာကငယ်စဉ်ကလေးကဒီလိုမြင်ကွင်းတွေကိုကျင့်သားရနေခဲ့ပါပြီ။သူမရဲ့စိတ်ထဲမှာလည်းတနာရမတ်ဆိုတာဟာရှက်စရာမဟုတ်ပဲတာယာစရာတစ်ခုလို့မှတ်ယူနေပုံရတယ်။ဒီနေ့မှာတော့နီလာကကျောင်းကပြန်လာတော့အိမ်ရှိမှထိုင်နေတဲ့သူမရဲ့အမေဒေါ်မီချိုကိုတွေ့လိုက်ရတယ်။ဒေါ်မီချိုကနှကန်းနီရေးရေးဆိုထားပြီးအဖို့အစားခပ်ပါးပါးကိုဝတ်ဆင်ထားတယ်။သူမရဲ့ဘေးမှာတော့အသက်ခတ်ကြီးအမျိုးသားတစ်ယောက်ကပြုံးဖြည်းဖြည်းနဲ့ထိုင်နေတယ်။ထိုလူကနီလာကိုမြင်လိုက်ရတဲ့အခါမျက်လုံးတွေကအယောင်တောက်သွားတယ်။မီချိုဒါနဲ့သမီးလားအတော်လေးလှတာပဲ။ထိုသူကလေတန်တော့ပြီးတော့ပြောလိုက်တယ်။ဒေါ်မီချိုကနီလာကိုတစ်ချက်ကြည့်လိုက်ပြီးဂုံယူသလိုပြုံးလိုက်တယ်။ဟုတ်တယ်ကိုပါတင်ကျမရဲ့တူတီတော်သမီးလေးပေါ့အခုဆိုရင်အပျော်တောင်ဖြစ်နေပြီ။အဲ့ဒီတော့ပြောလိုက်တယ်ကိုပါတင်ဆိုသူကရက်ွက်ထဲမှာဖာကောင်းဆိုပြီးတော့လူသိများတဲ့သူဖြစ်တယ်။သူကမင်းကလေးတွေကိုဈေးကောင်းရအောင်ရောင်းစားတတ်တယ်လို့ကာမဈေးကွက်မှာနမေကြီးသူတယောက်လေးဖြစ်တယ်။သူကနီလာရဲ့ကိုလုံးကိုပါကိုအကဲခတ်နေတယ်လို့နီလာကလည်းထိုလူကမကြောက်မရောပဲပြန်ကြည့်နေပါတယ်။
နီလာကသူမရဲ့အခန်းထဲကိုဝင်သွားပြီးမှန်တင်ခုံရှေ့မှာထိုင်နေသူမကသူမရဲ့ရုပ်ရည်ကိုပြန်ကြည့်ရင်နဲ့ကျဉ်နဲ့နေခဲ့တယ်ငယ်စဉ်ကခွေးကြီးနဲ့ဆော့ကစားခဲ့စဉ်ကခံစားခဲ့ရတဲ့ထူးဆန်းတဲ့တာယာမှုကိုသူမအခုထိမှတ်မိနေတော့မှသူမရဲ့သွေးထဲမှာပါလာတဲ့တနာပီစာဟာသူမကိုတစ်ဖြည်းဖြည်းလွှမ်းမိုးလာခဲ့တယ်ရက်ွက်ထဲကလူတွေကတော့ဒေါ်မီချိုနဲ့နီလာတို့သားမိကိုကြည့်ပြီးနှာခေါင်းရှုံးကြတယ်အမေကဒီလိုဆိုတော့သမီးကလည်းဘေးကောင်းမလဲအမေချေဟာသမီးနေမှာပဲအဲ့ဒီလိုပြောဆိုနေကြတယ်ဒါပေမဲ့ဒေါ်မီချိုကတော့ဘသူ့ကိုမှဂရုမစိုက်ဘူးသူမအတွက်ကတော့ငွေရဖို့နဲ့တာယာဖို့ကပထမနီလာကကျောင်းစာမှာစိတ်မပါတော့ပဲအဖို့အစားလှလှဖို့နဲ့ပြင်ဆင်ဖို့ကိုပဲစိတ်အားထက်သန်နေခဲ့တယ်သူမကကျောင်းမှာလဲယောက်ျားလေးတွေနဲ့ပလူပလေးလောက်တတ်တယ်လို့ကျောင်းကပြန်ရင်လေအိမ်မှာအဖေမပါပဲတယောက်တည်းနေရတာကိုသဘောကျတယ်ဒေါ်မီချိုကဖေးဝိုင်းသွားနေတဲ့အချိန်မှာနီလာကသူမရဲ့အခန်းထဲမှာတကိုယ်တည်းတာယာမှုတွေကိုရှာဖွေနေတတ်ပါတယ်ဒေါ်မီချိုကဖေးဝိုင်းမှာကြည့်ရတဲ့ရှုံနေလာခဲ့ပြန်နေဒီတစ်ခါတော့သူမမှာဆက်ဆံငွေတွေကလည်းတိုင်းနှန်းချီပြီးရှိနေခဲ့တယ်ဖေးတိုင်တွေကလည်းငွေမရရင်အင်္ဂိုလာသိမ်းပြီလို့ချိန်ချောက်နေကြတယ်ဒေါ်မီချိုကစိတ်ညစ်ညစ်နဲ့အိမ်မှာထိုင်နေတော့ကိုဘတင်ရောက်လာတယ်ကိုဘတင်ကဒေါ်မီချိုရဲ့အခြေအနေကိုသိနေသူဖြစ်တယ်သူကဒေါ်မီချိုရဲ့ဘေးမှာထိုင်လိုက်ပြီးမိချိုနေဖေးကြီးတွေတင်နေတာငါသိတယ်အဲ့ဒီအကျွေးတွေကိုဆက်နိုင်မင်းနီလန်ငါမှရှိတယ်အဲ့ဒီလိုပြောလိုက်တယ်ဒေါ်မီချိုကမျောလင်းချက်အပြင်းနဲ့ဘာနီလန်လေးကိုဘတင်ကျမအကူညီပါအောင်အဲ့ဒီလိုပြောလိုက်တယ်ကိုဘတင်ကပြုံးလိုက်ပြီးနင့်သမီးနီလာလေသူမကအခုဆိုရင်ပါကင်အစ်စ်ပဲငါမှဧည့်သည်တယောက်ရှိတယ်သူကအစ်စ်တွေပဲကြိုက်တာဈေးလေးကောင်းကောင်းပေးမယ်နင့်သမီးကိုသာပေးမယ်ဆိုရင်ငါ30ပေးမယ်အဲ့ဒီလိုပြောလိုက်တယ်ဒေါ်မီချူကတခဏမှတော့တုန်လှုပ်သွားတယ်မိခင်တယောက်အနေနဲ့မိမိရဲ့သမီးရဲ့ရှင်ကိုဒီလိုလုပ်ဖို့ဆိုတာမလွယ်ကူပေမဲ့သူမရဲ့ရှေ့မှာရှိနေတဲ့ဖေးကျွေးတွေနဲ့လောဘစောကသူမရဲ့အတီတရားတွေကိုဖုံးလွှမ်းသွားတယ်30တောင်လားကိုဘတင်အဲ့ဒီလိုသူမကမယုံကြည်နိုင်တယ်လို့မေးလိုက်တယ်ဟုတ်တယ်30အဲ့ဒီငွေနဲ့ဆိုရင်နေရဲ့အကျွေးတွေကလည်းဆက်လို့ရတယ်လို့နေရလေပေါ်ပေါ်များများဖုံးလို့ရတာပေါ့အဲ့ဒီလိုကိုဘတင်ကမြူဆွေလိုက်ပါတယ်ဒေါ်မီချိုကခေါင်းငိမ့်လိုက်မိတယ်ကောင်းပြီလေကိုဘတင်ကျမသမီးကိုကျမပြောလိုက်ပါမယ်သူကလည်းဒီလိုကိစ္စတွေကိုတိတ်ပြီးတော့ညင်းမိတ်ကလေးမဟုတ်ပါဘူးအဲ့ဒီလိုပြောလိုက်တယ်ညဘက်မှာတော့ဒေါ်မီချိုကနီလာကိုခေါ်ပြီးတော့စကားပြောခဲ့တယ်ဒေါ်မီချိုကနီလာကိုလှလှပပပြင်ဆင်ခိုင်းပြီးသမီးလေးငါတို့မှအခုငွေတွေအများကြီးလိုနေတယ်အမေပြောတာကိုနားထောင်ရင်သမီးလိုချင်တာမှန်သမျှဝေပေးမယ်အဲ့ဒီလိုပြောကဖြောင်းဖြားခဲ့တယ်နီလာကအစာပိုင်းမှာတော့အံ့ဩနေပေမဲ့နောက်ပိုင်းမှာတော့သူမရဲ့စိတ်ထဲမှာရှိနေတဲ့တနာစိတ်ကြောင့်လားမသိမိခင်ရဲ့အစီအစဉ်ကိုသဘောတူလိုက်တယ်နောက်တနေ့ညနေမှာတော့ကိုဘတင်ကလူကြီးတယောက်ကိုခေါ်ပြီးတော့ရောက်လာခဲ့တယ်ထိုလူကြီးကအသက်50ဝန်းကျင်ခန့်ရှိပြီးအဝတ်အစားတက်တက်ရွရွနဲ့ချမ်းသာမေးပုံရှိတယ်နီလာကအခန်းထဲမှာအလှဆုံးပြင်ဆင်ပြီးတော့စောင့်နေခဲ့ပါတယ်ဒေါ်မီချိုကထိုလူကြီးကိုနီလာရဲ့အခန်းထဲကိုခေါ်သွားပြီးတကားကိုအပြင်ကနေပိတ်ပေးလိုက်တယ်အခန်းပြင်မှာတော့ဒေါ်မီချိုကကိုဘတင်စီကရရှိတဲ့ငွေထုတ်ကိုကိုင်းပြီးတော့ပြုံးနေပါတယ်သူမရဲ့သမီးရဲ့အပြိုစင်ဘဝကိုရောင်းစားလိုက်ရတာကိုသူမကဝမ်းနေခြင်းအနည်းငယ်များတော့မရှိပါဘူးအခန်းထဲကနေထွက်ပေါ်လာတဲ့နီလာရဲ့ညှဉ်းညူတန်လေးတွေကိုကြားနေရပေမဲ့ဒေါ်မီချိုကတော့ထိုအတန်တွေကိုဂရုမစိုက်ပဲသူမရဲ့ဖေးဝိုင်းကိုဘယ်အချိန်သွားရမလဲဆိုတာကိုတွေးနေပါတယ်လူဘဝမှာဒီလောက်အထိစိတ်တန်းကြဆင်းပြီးတနာရမန်းနောက်ကိုလိုက်နေကြတဲ့သူတွေကိုကြည့်ပြီးပဝန်းကျင်ကလူတွေကကြေးရဲကြသလိုတနာလေးတနာနေကြတယ်။ဦးသားလာကတော့ဒီအကြောင်းတွေကိုကြားတဲ့အခါခေါင်းကိုခါရင်အော်တနာဆိုတာကြောက်စရာကောင်းလိုက်တာမိခင်ရှင်ကသမီးကိုရောင်းစားတဲ့အထိဖြစ်ရတယ်လို့အဲ့ဒီလိုဆိုပြီးတော့တန်ဝေးကရနေခဲ့ပါတယ်။နီလာရဲ့ဘဝကဒီညကစပြီးအမောင်တေးကိုလုံလုံလျားလျားကြားရောက်သွားခဲ့ပြီးသူမကလည်းသူမရဲ့မိခင်လိုပဲအော်ဒါလိုက်တဲ့မိမတရားဘဝကိုခြေလန်းစတင်လိုက်ပြီးဖြစ်တယ်။ဒီလိုနဲ့တနာနော်တဲမှာနေမောနေကြတဲ့တာမီနှစ်ယောက်ရဲ့ဇလန်းဟာဘလို့များဆက်သွားမလဲဆိုတာကိုတော့နောက်အခန်းတွေမှာဆက်လက်ပြီးတော့နားဆင်ပါအောင်ရှင်။
နေဦးရဲ့တိတ်ဆိတ်မှုကနီလာအတွက်တော့ငရေကိုင်းတစ်ခုကိုသို့မဟုတ်သူမရဲ့ဘဝလမ်းကြောင်းတစ်ခုကိုဖွင့်လှစ်ပေးလိုက်တဲ့တကားချက်တစ်ခုဖြစ်သွားခဲ့တယ်။အခန်းထဲကလူကြီးထွက်သွားတဲ့အခါနီလာကအရာပေါ်မှာခွေခွေလေးလေးလျောင်ရင်ငြိမ်သက်နေပါတယ်။သူမရဲ့ကိုယ်ပေါ်မှာဝတ်ဆင်ထားတဲ့အဝတ်အစားများမှာဖျို့ဖျေးဖြစ်နေသလိုသူမရဲ့စိတ်ဝိညာဉ်ကလည်းတဆစီကျွေလွင့်သွားခဲ့ပြီဖြစ်တယ်။သို့တော်ထူးဆန်းသည်မှာသူမရဲ့မျက်ဝန်းများမှာမျက်ရည်များဝေးမနေတာဖြစ်တယ်။ဒေါ်မီချိုကအခန်းတကားကိုဖြည့်ညက်စွာဖွင့်ကဝင်လာခဲ့ပါတယ်။သူမရဲ့လက်ထဲမှာကိုဘတင်ပေးသွားတဲ့ငွေထုတ်ကိုကြည့်လက်အောင်ဆောက်ကင်ထားရင်သမီးဖြစ်သူကိုကြည့်လိုက်တယ်။ဒေါ်မီချိုရဲ့မျက်နှာမှာသမီးအတွက်တနာစိုးရင်စိတ်ဟုသည်အစာအနာများပင်ရှာမရပါ။သမီးနာနေလား။အမေပြောသားပဲခဏလေးတောင့်ခံလိုက်ရင်အားလုံးအဆင်ပြေသွားမေဆိုတာလေအခုကြည့်စမ်းဒီမှာငွေရအများကြီးပဲသမီးလိုချင်တဲ့ရွှေဆွေးကျိုးကိုအမေမနဲ့ပန်သွားဝေပေးမယ်နော်ဒေါ်မီချိုကနီလာနာကိုတိုးထိုင်ကချော့မော့ပြောဆိုနေတယ်နီလာကအမေဖြစ်သူကိုတစ်ချက်ကြည့်လိုက်တယ်သူမျက်ဝန်းများထဲမှာရှင်ကြံမှုအသေးတစ်ခုနဲ့အတူအစ်ဆက်တော့အလေးရောင်တစ်ခုတောက်ပနေတယ်သမီးဘာမှဖြစ်ဘူးအမေကသာအဲ့ဒီငွေတွေကိုဖေးဝိုင်းမှာပြန်မဖြုံးပစ်ဖို့ပဲအရေးကြီးတာပါနီလာရဲ့စကားကြောင့်ဒေါ်မီချိုတခဏဆွန့်အားသွားတော့လေချက်ချင်းပင်ရှီမောလိုက်ကသမီးဖြစ်သူရဲ့ခေါင်းကိုပုတ်သက်ပေးလိုက်တယ်ဒီသားမီးနှစ်ယောက်ကြားမှာရှိတဲ့အရှမ်းနဲ့သိခါတရားတို့ကထိုညမှာပင်အပီးအပိုင်းပျောက်ကွယ်သွားခဲ့ပြီဖြစ်တယ်နောက်ရက်များမှာနီလာကကြောင်းမသွားတော့ပါသူမရဲ့အခန်းကလည်းကလေးမလေးတယောက်ရဲ့အခန်းမဟုတ်တော့ပင်အမျိုးသားပေါင်းစုံလာရောက်ဖျော်ဖြေရာနေရာတစ်ခုအဖြစ်ပြောင်းလဲလာခဲ့တယ်ဒေါ်မီချိုကသူမရဲ့သမီးကိုဈေးကွက်တင်နိုင်ရတဲ့အပေါ်စားလှလှပပများအလှပြင်ပစ္စည်းအကောင်စားများကိုဝယ်ယူပေးခဲ့တယ်။နီလာကလည်းမိခင်ဖြစ်သူရဲ့အစီအစဉ်အတိုင်းလှလှပပပြင်ဆင်ကသူမရဲ့လှတရားကိုငွေနဲ့လေးလေးရန်အစဲသေးဖြစ်နေခဲ့ပါတယ်။တခါတည်းမှာကိုဘတင်ကနီလာကိုအပြင်ကိုခေါ်ထုတ်သွားတတ်တယ်။ဟိုတယ်ကြီးများသို့မဟုတ်မြို့ပြင်မှာရှိတဲ့ခြံကြီးများကိုအော်ဒါအနေနဲ့လိုက်ပါသွားရခြင်းဖြစ်တယ်။နီလာကသူမရဲ့ငွေစင်ကဗီဇာအတိုင်းအမျိုးသားများရဲ့ပြုမှုများအပေါ်မှာရောရှာခြင်းမရှိဘဲတနာရမက်ရဲ့တာယာမှုကိုစတင်ရှာဖွေတက်လာတယ်။သူမရဲ့ကိုယ်လုံးကိုယ်ပေါက်ကလည်းတနေ့ထက်တနေ့ပုံမထွားချိုင်းလှပလာကအမျိုးသားများကြားမှာနမည်ကြီးတဲ့ကုန်ပစ္စည်းတစ်ခုဖြစ်လာခဲ့ပါတယ်။ရက်ွက်တင်းမှာတော့ဒေါ်မီချိုနဲ့နီလာတို့ရဲ့အကြောင်းမှာနေ့စဉ်ပြောမကုန်သည့်သတင်းများဖြစ်နေခဲ့တယ်။အိမ်ရှိမှာဆိုင်ကယ်များကားများခဏခဏလာရက်နေတာကပင်သူတို့သားမေဘာလုပ်နေတာကိုတက်သေးပြနေတကယ်တော့ရှိပါတယ်။ဦးသားလာကတော့ထိုအိမ်ကိုကြည့်ကတပြင်းကိုအချိန်ချင်းချနေမိတယ်။သူမြင်တွေ့ကြရတဲ့ထိုနေ့ကခွေးကြီးနဲ့ကစားနေတဲ့ကောင်မလေးကအခုကမှတော့လူသားတို့ရဲ့တင်နာတော်ထဲမှာနေမောနေပြီဖြစ်ကြောင်းသိလိုက်ရတဲ့အတွက်စိတ်မကောင်းဖြစ်ရပါတယ်။ဒေါ်မီချိုကသမီးဖြစ်သူထံကရရှိတဲ့ငွေများနဲ့ဖေးဝိုင်းမှာခြေပြားလက်ဖြာမကန့်နိုင်အောင်ကစားနေခဲ့တယ်။သူမကအရင်ကထက်ပိုမှုဝကောင်းစားလာများဝတ်ဆင်ကရက်ွက်ထဲမှာဂုံမောက်နေတတ်တယ်။သို့တော့ထိုကောင်ကအပေါ်ရန်သားဖြစ်ပြီးလူအများရဲ့ကြည့်ရမှုကိုမူသူမမသိကြအောင်ဆောင်နေခဲ့ပါတယ်။နီလာကလည်းအချိန်ကြာလာတာနဲ့အမျှသူမရဲ့လောက်ပေါ်မှာကျွမ်းကျင်လာခဲ့တယ်။သူမကအမျိုးသားများကိုဘယ်လိုမြူဆွေရမယ်။ဘယ်လိုပြုမှုရမှာကိုဒေါ်မီချိုထက်ပင်ပုံမနားလေလာခဲ့တယ်။တခါတည်းမှာအော်ဒါလိုက်တဲ့အခါနီလာကမိခင်ဖြစ်သူကိုပင်ပြန်လေကဆရာလုပ်တတ်တယ်။အမေဒီနေ့တည်းကလူကြီးလူကောင်းပုံစံပဲဈေးကိုခက်တင်တင်ပြောထားလိုက်။တမီးအခုဆိုရင်အရင်လိုမဟုတ်တော့ဘူး။နမေလေးရှိနေပြီလေ။နီလာရဲ့စကားများကဒေါ်မီချိုကိုကျင်းနဲ့စေတယ်။သို့တော့ဝကြွေးဆိုသည်မှာစမ်းကြည့်လာပါတယ်။ဒီနေ့မှာတော့နီလာထံကိုရောက်လာတော့ဧည့်သည်မှာဒေါ်မီချိုရဲ့အရင်လိန်ဟောင်းဖြစ်ခဲ့သောကောက်ပွေးစားကိုတင်ဆိုးဖြစ်နေတယ်။ကိုတင်ဆိုးကဒေါ်မီချိုနဲ့လမ်းခွဲသွားပြီးနောက်အခြားမျိုးတစ်ခုမှာစီပေါ်ရည်နေငယ်အဆင်ပြေကပြန်လေကရောက်ရှိလာတာဖြစ်တယ်။သူကကိုဘတင်ထံကနမေကြီးနေတဲ့နီလာဆိုတဲ့ကောင်မလေးကိုငှားရမ်းခဲ့ရမှာမိမိရဲ့ဇနီးဟောင်းရဲ့သမီးဖြစ်နေလိမ့်မယ်လို့မထင်မှတ်ထားခဲ့ပါ။ထိုညကနီလာအခန်းထဲမှာကိုတင်ဆိုးကိုမြင်လိုက်ရတဲ့အခါဒေါ်မီချိုကအံ့ဩတုန်လှုပ်သွားတယ်။ကိုတင်ဆိုးရှင်ကဒီကိုဘာလာလုပ်တာလဲ။ကိုတင်ဆိုးကလည်းဒေါ်မီချိုကိုကြည့်ကလှောင်ပြောင်းလိုက်တယ်။အော်မီချိုနေရအခုတည်းဒီလုပ်ငန်းကိုလုပ်နေတုံးမေလား။ဒါနဲ့ဒါကနေ့သမီးဆိုတာငါသိပြီးသားပါ။နေကိုယ်တိုင်ကရောင်းစားတာဆိုတော့လေငါကဘာအာနာဆရာလို့သေးလေ။နီလာကသူမရဲ့မင်းနဲ့
ထူလူရဲ့ပတ်သက်မှုကိုသိရှိသွားတော်လဲဘာမှမထူးခြားသလိုကတင်ပေါ်မှာထိုင်နေခဲ့ပါတယ်။သူမအတွက်တော့မြည်သူဖြစ်စေငွေပေးလျင်ဧသေးသားဖြစ်တယ်။ဒေါ်မီချုံမှာတော့မိမိရဲ့လင်ဟောင်းနဲ့သမီးအရှင်တို့ကိုတခန်းတည်းထားကြရမယ့်အခြေအနေကိုရင်ဆိုင်ရင်ပထမဆုံးအကြိမ်အဖြစ်အရှက်တရားနဲ့နောင်တအချို့ကိုစတင်ခန်းစားလိုက်ရတယ်။သို့တော့ကိုဘတင်ကိုပေးထားတဲ့ကတိနဲ့ငွေကြေးလောပါကြောင့်သူမကအခန်းအပြင်ကိုခေါင်းငုံကထွက်သွားခဲ့ရလေတယ်။ထိုညကဒေါ်မီချုံအတွက်ကဘာပြက်တယ်လို့ခန်းစားရတော့ညတညဖြစ်တယ်။အခန်းထိကထွက်ပေါ်လာတဲ့ရည်တံများနဲ့တနာရမတ်အတန်များကသူမရဲ့နားထဲမှာကျိန်စာများကဲ့သို့ကြားနေရတယ်။သူမကသူမရဲ့ဘဝကိုပြန်လေကဆင်ခြင်မိပါတယ်။သူမရဲ့ဖေးဆွေးမှုလျောင်ကြားများစွာနဲ့ဖောက်ပြန်မှုခင်မောင်ဖြစ်သူကိုကျော်စွာကိုသေတွင်းလေးကိုပို့ခဲ့မှုဤရာအလုံးရဲ့အကျိုးဆက်ကအခုအခါသူမရဲ့သမီးစီကိုကူးဆက်သွားခဲ့ပြီဖြစ်တယ်။နီလာကကိုတင်စိုးနဲ့အတူရှိနေစဉ်အတွင်းသူမရဲ့စိတ်ထဲမှာထူဆန်းသောလက်စားချစ်လိုစိတ်တစ်ခုဖြစ်ပေါ်နေခဲ့တယ်။သူမကမိခင်ဖြစ်သူကိုနာကျင်စေလိုသောစိတ်နဲ့ကိုတင်စိုးကိုပုံမိုးကပြူစုယူရနေခဲ့ပါတယ်။တနာရမတ်ဆိုသည်မှာလူကိုယူသွဲစေအောင်သာမကဆွေမျိုးသားချင်းတော်ဆန်းမှုများကိုပင်မေ့လျော့စေတတ်တဲ့အစိတ်တစ်ခုဖြစ်ကြောင်းဤဖြစ်ရကသက်သေပြနေခဲ့ပါတယ်။နောက်တနေ့မနက်မှာကိုတင်စိုးထွက်သွားတဲ့အခါဒေါ်မီချိုကနီလာကိုဘာမှစကားမပြောနိုင်ခဲ့။နီလာကတော့ခဲအေးပါအမေရဲ့လင်ဟောင်းကဈေးတော်ပေးသားပဲနောက်လေသူလာရင်လက်ခံလိုက်ပါ။သမီးဖြစ်သူရဲ့စကားကြောင့်ဒေါ်မီချိုရင်ထဲမှာစူးနဲ့ထိုးလိုက်သလိုခံစားလိုက်ရတယ်။မိမိစိုက်ပျိုးခဲ့သောအစိပ်ပင်ရဲ့အသီးအပွင့်ကိုမိမိကိုယ်တိုင်ပြန်လေစားသုံးနေရပြီဖြစ်ကြောင်းသူမသိလိုက်ရတယ်။သို့တော့တနာတော်ထဲမှာတကူလုံးနေသောသူတို့သားမိကရုံထွက်ရန်ကြိုးစားခြင်းထက်ပုံမိုနဲ့ရှိုင်းရကိုသာဆက်လက်ဆင်းသက်သွားရန်ဆုံးဖြတ်ထားကြပုံရပါတယ်။နနက်ခင်းနေအောင်ကြီးကအင်္ဂလိပ်တွင်ကိုကြောက်ရောက်လာတော့လေထိုလင်းအောင်ကဒေါ်မီချိုတို့သားမိရဲ့စိတ်နှလုံးကိုတော့လင်းပွင့်စေခြင်းမရှိပါ။ညကောက်ကိုတင်ဆိုချန်ထားခဲ့တဲ့ငွေဆက်ကိုအထက်လိုက်ကိုဒေါ်မီချိုကစပွေးပေါ်မှာတင်ကတရွက်ချင်းရေတွက်နေတယ်။သူမရဲ့မျက်လုံးများမှာငွေရောင်ကြောင်တောက်ပနေတော့လေရင်ထဲမှာတော့တစ်ချက်ဟာကနေဖြစ်သွားတတ်တယ်။သူမကလွန်ခဲ့သောနှစ်ပေါင်းများစွာကသူမကိုစွန့်ခွာသွားခဲ့တဲ့လင်ဟောင်းနဲ့မိမိ၏သမီးအရှင်တို့ကိုတခန်းနေထားခဲ့မိတဲ့အတွက်ကိုပြန်လေမိကုံးထုတ်နေတာဖြစ်တယ်။နီလာကအခန်းထဲကထွက်လာခဲ့တယ်။သူမကညကဝတ်ထားတဲ့အဝတ်အစားများကိုလေးလေးထားပြီးဖြစ်ကရေမိုးချိုပြီးစမှုလက်ဆက်နေသည့်ပုံစံရှိပါတယ်။သို့တော့သူမရဲ့မျက်မှောများကတော့အရင်ကလိုကလေးဆန့်ခြင်းမရှိတော့ပေအရာရာကိုအေးဆက်စွာကြည်မြင်ထန်နေပြီဖြစ်တယ်။အမေငွေရီရှိတွက်လို့မပြီးသေးဘူးလား။နီလာရဲ့တန်ကခဲအေးပါ။သူမကထမင်းစပွဲမှာဝင်ထိုင်လိုက်ပြီးအမေဖြစ်သူကိုစိုက်ကြည့်လိုက်တယ်။အော်သမီးနူးပြီလား။အမေကဒီမှာငွေတွေကိုခွေးချမ်းစိတ်ဖြာနေရပါ။ကိုတင်ဆိုးကတော်တော်လေးကိုဈေးပြီးခဲ့တာပဲ။အဲ့ဒီလူကအရှင်ကထက်အများကြီးချမ်းသာလာပုံရတယ်။ဒေါ်မီချိုကစကားကိုလွှေးဖေပြောဆိုလိုက်တော့လေနီလာကတော့လှောင်ပြောင်းတစ်ခုကိုပြုံးလိုက်တယ်။သူချမ်းသာတာမချမ်းသာတာကသမီးရဲ့အတွက်ရေးမကြည့်ဘူးမေ။အရေးကြီးတာကအမေသူ့ကိုလက်ခံခဲ့တာပဲ။အမေရဲ့လိန်ဟောင်းနဲ့သမီးကိုပေးစားခဲ့ရတာ။အမေဘယ်လိုခံစားရလဲ။သမီးကတော့တော်တော်လေးကိုရည်စရာကောင်းတဲ့မိခင်လို့မြင်နေ။နီလာရဲ့စကားကဒေါ်မီချိုရဲ့ရှင်ကိုဓာတ်နဲ့မှန်းလိုက်သလိုခံစားရစေတယ်။ဒေါ်မီချိုကလက်ထဲကငွေထုတ်ကိုချလိုက်ပြီးသမီးကိုကြည့်လိုက်တယ်။သမီးရဲ့အမေကလည်းအခြေအနေရလုပ်ခဲ့ရတာပါ။ငါတို့မှာကငွေမမရှိရင်ဘယ်လိုလုပ်မလဲ။ပြီးတော့နင်းကိုလည်းအမေကကောင်းကောင်းထားခြင်းလို့ပါ။တော်စမ်းပါမေရဲ့။အမေကောင်းကောင်းထားခြင်းတာကအမေရဲ့ဖေးဝိုင်းကိုပါ။သမီးသိပါတယ်။အခုအစပြီးသမီးရဲ့ဘဝကိုသမီးပဲဆုံးဖြတ်တော့မယ်။အမေကတော့အော်ရာတွေရှာပေးအောင်ပဲလုပ်ပါ။ကျန်တာသမီးစိတ်ကြိုက်ဖြစ်ရမယ်။နီလာကပျော့ပျော့ဆူဆူနဲ့စပွေးဘွားကငွေအချုပ်ကိုဆေးယူလိုက်ပြီးသူမရဲ့အိတ်ထဲကိုထည့်လိုက်တယ်။ဒေါ်မီချိုကဘာမှမပြောရတော့ပါ။အเจ้าမှာအခုအခါသူမတို့သားမီးရဲ့စားဝတ်နေရကနီလာရဲ့အလားတရားပေါ်မှာသာမိခွန်နေရတာကြောင့်ဖြစ်တယ်။အဲ့ဒီနေကစားပြီးတော့နီလာကပုံမူရေးတင်းလာတယ်။သူမကရက်ွက်တင်းမှာလဲဘသူ့ကိုမှဂယုမဆိုင်ပင်အကောင်စားကားကြီးများနဲ့အဝင်ထွက်လှုပ်လာခဲ့တယ်။သူမရဲ့အလားတရားကတနာရမတ်ကိုအခြေခံထားတာကြောင့်အမျိုးသားများအတွက်တော့စေးဆောင်မှုအပြည့်ရှိနေပါတယ်။နီလာကသူမကိုလာရောက်ငှားရမ်းသူတိုင်းကိုလည်းစိတ်ကျေနပ်အောင်ပြုစုတတ်တာကြောင့်
သူမရဲ့နာမည်ကကာမဈေးကွက်မှာတရှိန်ထိုးတက်လာခဲ့ပါတယ်။တစ်ဖက်မှာလည်းဦးသားလာကထိုသားမိကိုကြီးကစိတ်ပြက်လက်ပြက်ဖြစ်နေရတယ်။သူကနီလာကိုငယ်စဉ်ကလေးကမြင်တွေ့ခဲ့ရသူဖြစ်တာကြောင့်သူမရဲ့ဘဝဤများအထိပျက်စီးသွားရခြင်းအပေါ်မှာဝမ်းနည်းနေပါတယ်။အော်တနာဆိုတာတကယ်ပဲကြောက်စရာကောင်းပါလား။အတီတရားတွေကွေပြောက်ပြီးတရိษံတွေလိုပဲကိုယ့်အသားကိုကိုပြန်စားနေကြတာ။ဒီကလေးမလေးရဲ့ရှေးကတော့ရှင်လေးစရာပဲ။ဥတလာကဖျားစိန်ရှင်မထိုင်ကပတိစိန်ရင်ထိုသားမရတွေတန်ဝေကပွားနေတယ်။သို့တော့ဒေါ်မီချုံနဲ့နီလာတို့ကတော့ထိုတန်ဝေကတရားများကိုနားထောင်မိသူများမဟုတ်ပါ။နီလာကအသက်16နှစ်အရွယ်ကိုရောက်ရှိလာတဲ့အခါသူမရဲ့အလားကအထောက်အထိပ်ကိုရောက်နေပြီဖြစ်တယ်။သူမရဲ့မျက်နှာကမိခင်ဖြစ်သူတဲ့ပုံမနုပြူပြီးကိုလုံးကိုပေါင်းမှလည်းအမျိုးသားတိုင်းရဲ့အာရုံကိုဖန်ဆားနိုင်စွမ်းရှိတယ်။နီလာကအခုအခါရိုးရိုးအော်ဒါလိုက်အောင်နဲ့အားမရတော့ပါ။သူမကပုံမချမ်းသာသောပုံမဩဇာရှိသောသူများကိုသာရွေးချယ်ဆက်ဆံလာတယ်။ကိုဘတင်ကလည်းနီလာကြောင့်ငွေရဲအများကြီးရရှိနေတာကြောင့်သူမကိုပို့ပြီးတော့ဂရုစိုက်လာတယ်။နီလာဒီညတော့ဧည့်သည်ကခက်လန်းလန်းပဲ။မြို့တရတထေးသားတယောက်တဲ့သူမနေ့ကတညလုံးငှားကျင်တာဈေးကိုလည်းသူကမပြောပါဘူး။နေသာစိတ်ကျေနပ်အောင်လုပ်ပေးနိုင်ရင်သူမနေ့ကလာစဉ်ထောက်ပံ့မိတဲ့ဘောရှိတယ်။ကိုဘတင်ရဲ့စကားကြောင့်နီလာကမှန်တဲ့ကမိမိကိုမိမိပြန်ကြည့်ကပြောင်းလိုက်ပါတယ်။ကောင်းပြီလေကိုဘတင်။သမီးတို့သာလာခေါ်ခိုင်းလိုက်ပါ။သမီးကတော့ဘသူ့ကိုမဆိုဖြောဖြေပေးဖို့အစင်းတင်ပါ။ဒီပမေရဲ့ဈေးကိုတော့အမေကအကုန်မပေးနဲ့နော်။သမီးအတွက်လည်းတစ်ဝက်ချမ်းထားပေးအောင်။နီလာကအခုအခါငွေရေးတန်ဖိုးကိုသိရှိလာသလိုငွေရှိမှသာသူမရဲ့ဘဝကလှပနိုင်မယ်လို့ယုံကြည်နေခဲ့ပါတယ်။သူမရဲ့စိတ်ထဲမှာငယ်စဉ်ကမြင်တွေ့ခဲ့ရတဲ့ဖခင်ဖြစ်သူ၏အသေးဆုံးမှုမှာဝေဝါးနေပြီဖြစ်တယ်။သူမအတွက်တော့ယောက်ျားဆိုသည်မှာသူမရဲ့အလုပ်ကိုဖြည့်ဆည်းပေးရမယ့်သူနဲ့ငွေပေးရမယ့်သူများသာဖြစ်တယ်။ညရောက်တဲ့အခါအနက်ရောင်ကအကောင်စားတစ်စီးကဒေါ်မီချိုရဲ့အိမ်ရှိမှလာရတယ်။နီလာကခန္ဓာကိုယ်အလှကိုပေါ်လွင်စေမည်ဝတ်စုံအတူလေးတွေကိုဝတ်ဆင်ကကားပေါ်ကိုတက်သွားခဲ့တယ်။ဒေါ်မီချိုကတော့အိမ်ရှိကနေပြုံးရွှင်စွာနဲ့လက်ပြနှုတ်ဆက်ချမ်းခဲ့ပါတယ်။ကားပေါ်မှာပါလာတဲ့အမျိုးသားမှာအသက်30ခန်းရှိတဲ့လူငယ်တစ်ယောက်ဖြစ်တယ်။သူ့ရဲ့နာမည်မှာကိုမင်းထက်ဖြစ်ပြီးလုပ်ငန်းရှင်ကြီးတစ်ယောက်ရဲ့သားဖြစ်တယ်။သူကနီလာကိုကြည့်လိုက်ကမျက်တောင်မခန့်နိုင်အောင်ဖြစ်သွားခဲ့ရတယ်။နီလာဆိုတာမင်းလား။နမင်းနဲ့လိုက်အောင်လှတာပဲ။မင်းထက်ရဲ့စကားကြောင့်နီလာကရှက်တရားဆောင်ကပြုံးလိုက်တယ်။ကိုကြီးကလည်းမြောက်ပင်လွန်နေပါပြီ။နီလာကရိုးရိုးလေးပါပဲ။သူတို့နှစ်ယောက်ကမြို့ပြင်မှာရှိတဲ့အေဂျင့်နဲ့ဟိုတယ်တစ်ခုကိုရောက်ရှိသွားတယ်။ထိုနေရာမှာနီလာကသူမရဲ့စွမ်းစများကိုအစွမ်းကုန်ထုတ်ပြခဲ့တယ်။သူမကတနာစိတ်အားတန်သူပေးပြီးမင်းထက်ကိုယူသွက်သွားအောင်ဆွေးဆောင်နိုင်ခဲ့တယ်။မင်းထက်ကနီလာရဲ့အပြုအမူများအပေါ်မှာနေမွန်းသွားကသူမကိုခဏတာအတွင်းမဟုတ်ပေအမြဲတမ်းပိုင်ဆိုင်လို့စိတ်များဖြစ်ပေါ်လာခဲ့တယ်။နီလာကိုကြီးမင်းကိုအရန်သဘောကျသွားပြီ။မင်းတခြားလူတွေစီမလိုက်ပြီ။ကိုကြီးတယောက်တည်းစီမလာနေမလား။မင်းလိုချင်တာမှန်သမျှကိုကြီးဖြည့်ဆည်းပေးမယ်။နီလာကစိတ်ထဲကနေပြောင်းလိုက်တော့လေအပြင်မှာတော့ဝမ်းနေတရားဟန်ဆောင်လိုက်တယ်။ကိုကြီးရဲ့နီလာလည်းဒီလိုဘောမျိုးမှမနေချင်ပါဘူး။ဒါပေမဲ့အမေကဖေးဆွေးနေတော့နီလာကပဲရှာကျွေးနေရတာလေ။နီလာမှာရွေးချယ်စရာမရှိလို့ပါ။မင်းထက်ကနီလာကိုတနာသွားကသူမရဲ့မိခင်ဒေါ်မီချိုကိုပါငွေကြေးများစွာထောက်ပံ့ရန်ကတိပေးလိုက်တယ်။ဤဒီမှာနီလာ၏လှေခွက်တစ်ခုဖြစ်ပါတယ်။သူမကအမျိုးသားများကိုဘလို့ကင်တွေရမှာကိုကောင်းကောင်းသိရှိနေပြီဖြစ်တယ်။သို့တော့ဤကဲ့သို့သောတနာပေါ်အခြေခံသည့်ဆက်ဆံရေးကကြောက်ရှိခိုင်မြဲနိုင်ပါမလား။မင်းထရဲ့မိသားစုကလည်းဂုံတရေရှိလူဒန်းစားများဖြစ်တာကြောင့်ဤကိစ္စကိုသိရှိသွားကြတဲ့အခါဘာတွေဆက်ဖြစ်လာမလဲ။တစ်ဖက်မှာလည်းဒေါ်မီချိုကတမီဖြစ်သူထံကရရှိသောငွေများနဲ့ပုံမရေးတင်းလာကရက်ွက်ထဲမှာပြဿနာပေါင်းစုံရှာဖွေလာခဲ့ပါတယ်။တနင်္လာနေ့ဆိုဒီမှာကြောက်စရာကောင်းသောမီးတောက်တစ်ခုပင်ဖြစ်တယ်။ထိုမီးတောက်ကအနာကပ်သူတိုင်းကိုလောင်ကျွမ်းစေအောင်သာမကမိမိကိုယ်တိုင်ကိုလည်းပြာဖြစ်သွားစေတတ်တယ်။နီလာနဲ့ဒေါ်မီချိုတို့သားမီးကထိုမီးတောက်ထဲမှာပျော်မွေ့နေကြတော့လေမကြမီမှာပင်ထိုမီးကသူတို့ရဲ့ဘဝကိုဝါမျိုးတော့မှာကိုသူတို့မသိရှိကြပါ။လူဘဝမှာအတိတရားမေ့စွာနဲ့တဏှာနောက်ကိုလိုက်နေကြသူများကနောက်ဆုံးမှာတော့ဘလိုနီကုံမျိုးနဲ့ရင်ဆိုင်ရမလဲဆိုတာကတော့
မင်းထက်စီစဉ်ပေးထားတဲ့မြို့လေကောင်ကကွန်ဒိုတိုက်ခန်းအထက်မြင့်ကြီးကနီလာအတွက်တော့အိမ်မက်ဆန်သောကဘာတစ်ခုဖြစ်နေခဲ့တယ်။မှန်ပတင်းပေါက်ကြီးများမှတစ်စိမြင်တွေ့နေရသောမြို့ပြဤမီးအောင်ဆောင်များကသူမရဲ့ခြေပွားအောက်မှာဝတ်တွားနေကြတဲ့ကဲ့သို့ခံစားရတယ်။အခန်းတွင်မှရှိတဲ့လေအေးပေးဆက်ကထွက်ပေါ်လာတဲ့အေးနာရီလေထူနဲ့နူးညံ့လာသောကော်စောကြီးများမှာသူမငယ်စဉ်ကနေထိုင်ခဲ့ရသောရက်ွက်ထဲကဖုံတော်ရှော့တော်များနဲ့လုံးဝကွာခြားလာတယ်။သို့သောထိုစိန်ခံပစ္စည်းများအောင်မှာနီလာရဲ့စိတ်ဝိညာဉ်ကတဖြည်းဖြည်းနဲ့ပုံမနဲ့ဆိုင်သောရမတ်နွန်လေးကိုနေဝင်နေခဲ့သည်ကိုတော့သူမကိုယ်တိုင်ကလည်းသတိမပြုမိခဲ့ပါ။မင်းထက်ကနီလာကိုယူယူမှုမှုဆွေးလန်းနေသူဖြစ်တယ်။သူကစီးပွားရေးလောကမှာအောင်မြင်နေသောလူငယ်တစ်ယောက်ဖြစ်တော်လဲနီလာရဲ့ဆွေးဆောင်မှုအောက်မှာတော့ခလေးငယ်တစ်ယောက်ကဲ့သို့ဖြစ်နေခဲ့ပါတယ်။သူကနီလာလိုချင်သမျှကိုဖြည့်ဆည်းပေးအောင်သာမကသူမရဲ့စိတ်ကျေနပ်မှုကိုရရှိရန်အတွက်လည်းအမြဲတစေကြိုးစားနေတတ်တယ်။သို့သောနီလာ၏စိတ်ကမင်းထက်တစ်ယောက်တည်းအပေါ်မှာရှက်တတ်မနေခဲ့ပါ။သူမရဲ့သွေးထဲမှာပါလာတဲ့တနာပီစားကပုံမပြင်းပြသောပုံမဆန်းတဲ့သောတာယာမှုများကိုအမြဲတမ်းတောင်းဆိုနေခဲ့တယ်။ဒီနေ့မှာတော့မင်းထက်ကအလုပ်ကိစ္စနဲ့နေကိုခရီးထွက်တယ်။နီလာကတိုက်ခန်းကြီးထဲမှာတယောက်တည်းကြံရိပ်ခဲ့တယ်။ညနေခင်းရဲ့အထီးကျန်မှုကသူမရဲ့အမက်စောကိုပုံမလှုပ်ဆော်ပေးတဲ့ကဲ့သို့ရှိပါတယ်။သူမကကိုလုံးပေါ်မှန်ကြီးရဲ့ရှေ့မှာရှက်ကမိမိရဲ့ကိုလုံးကိုပါကိုပြန်လေကြည့်ရှုနေခဲ့တယ်။သူမရဲ့လက်ချောင်းလေးများကကိုပေါ်မှာပြင်းပြင်းစွာရွေရှားနေရင်နဲ့ငေစင်ကမြင်တွေ့ခဲ့ရသောမြင်ကွင်းများကိုပြန်လေကမြင်အောင်လာခဲ့ပါတယ်။အိမ်အခွေကြီးနဲ့ကစားခေးစင်ကရရှိခဲ့သောထူးဆန်းသည့်တာယာမှုသူမရဲ့မေဒေါ်မီချိုနဲ့အမျိုးသားများရဲ့ဘလူးပလေအပြုအမူများဤရာအလောင်းကသူမရဲ့အုံနောက်ထဲမှာရုပ်ရှင်ကားတကားကဲ့သို့ပြန်လေကလေပတ်နေတယ်။ထိုအချိန်မှာကွန်ဒိုဤလုံချုံရဲ့ဝန်ထမ်းလေးလူငယ်လေးတယောက်ကနီလာမာထားတဲ့ပစ္စည်းအချို့ကိုလာရောက်ပို့ဆောင်ပေးတယ်။ထိုလူငယ်ကအသက်20ခန့်သာရှိအောင်မှဖြစ်ပြီးခန္ဓာကိုယ်မှာတောင်တင်းကနေလောင်ထားသောအသားရည်နဲ့ကြွက်သားများကအင်းကြီးအောင်မှရုံကန့်နေတဲ့ကဲ့သို့ရှိတယ်။နီလာကတကားဖွင့်ပေးလိုက်စဉ်ထိုလူငယ်ဤမျက်ဝန်းထဲကတုံလုံးမှုနဲ့ငေးမောမှုကိုမြင်လိုက်ရတယ်။သူမရဲ့စိတ်ထဲမှာထူးဆန်းသောလှုံ့ဆော်မှုတစ်ခုဖြစ်ပေါ်လာတယ်။မောင်လေးပစ္စည်းတွေကိုဒီနားမှာပဲတင်ထားလိုက်ပါ။နီလာကအတန်ကိုခန့်တွင်းတွေလေးပြောလိုက်ရင်တမင်တကာပင်သူမရဲ့ဝတ်စားများကိုအနည်းငယ်ပြေရော့အောင်ပြုလုပ်လိုက်တယ်။လူငယ်လေးကမျက်နှာများနီးမြန်းသွားကအခန်းထဲကိုပစ္စည်းများဝင်ချပေးလိုက်တယ်။နီလာကထိုလူငယ်ဤနောက်ကျောကိုကြည့်ကရှာနဲ့နှကန်းကိုတက်တင်လိုက်တယ်။သူမရဲ့စိတ်ထဲမှာမင်းထက်ထံကရရှိသောစီးစိမ်များထက်ထိုလူငယ်လေးထံကရရှိနိုင်ပေလက်ဆက်သောရမတ်တာယာမှုကိုပုံမမမုန်းနေပါတယ်။မောင်လေးခဏနေတော့အမေရိကန်ဒေါ်လာတွေလေးကျင်လို့ဗမာလေးရမလဲဆိုတာသိလား။နီလာကစကိုင်းကိုဆွဲကလူငယ်လေးကိုအနားကိုခေါ်လိုက်တယ်။လူငယ်လေးကမဝမရင်းနဲ့တိုးကပ်လာခဲ့တယ်။နီလာကထိုလူငယ်ဤလက်ကိုဆွဲကလိုက်ရာလူငယ်လေးမှာလျှက်စေးထားလိုက်တဲ့ကဲ့သို့တုန်ခါသွားပါတယ်။ဤဒီမှာနီလာဤတနာကြော့ခွင်းဖြစ်တယ်။သူမကမင်းထက်ကိုတစ္ဆာဖောက်နေခြင်းဖြစ်တော်လေ။သူမရဲ့စိတ်ထဲမှာတော့နောင်တဟူသည့်အစာအနာများပဲမရှိ။သူမအတွက်တော့တနာဆိုသည်မှာဆာလောင်မှုကိုဖြည့်ဆည်းရမယ်အရာတစ်ခုသာဖြစ်တယ်။ထိုညမှာကွန်ဒိုတိုက်ခန်းကြီးအတွင်းမှာမင်းထက်မသိနိုင်သောကိလေသာဇာလန်တစ်ပုဒ်ကတက်တက်စိစီးစိမ့်နေပါတယ်။နီလာကသူမရဲ့တနာစိတ်ကိုအလိုလိုက်ရင်မိမိကိုမိမိပုံမနဲ့ဆိုင်သောအမောင်တူလေးကိုတွန်းပို့နေခဲ့တယ်။တစ်ဖက်မှာလည်းမင်းထက်ကနီလာအတွက်လက်ဆောင်ပစ္စည်းများဝယ်ယူရင်းသူမကိုလွမ်းဆွနေခဲ့သည်မှာရှိစရာကောင်းလာသောလောကဤပြက်လုံးတစ်ခုပင်ဖြစ်ပါတယ်။တမီဖြစ်သူနီလာကတရေသားတယောက်ရဲ့မွေးစားခြင်းကိုခံထားရတာကြောင့်ဒေါ်မီချိုကရက်ွက်ထဲမှာခြေပြားလိုက်ဖြာမကန်နိုင်အောင်ဖြစ်နေခဲ့တယ်။သူမကနီလာပေးပို့တဲ့ငွေကြေးများကိုအခြေခံကဖေးဝိုင်းများမှာဒိုင်ယာဖြစ်လောက်ကင်လာတယ်။သူမရဲ့အိမ်ကရခင်ကားထက်ပုံမစီကားလာတော့လေထိုစီကားမှုကမကောင်းသောအငွေအသက်များနဲ့တောင်ပြင်းထန်နေတာပါ။ဒေါ်မီချိုကဖေးရရောင်သားမကအပေါင်ဆိုင်လေးတစ်ခုကဲ့သို့လေလောက်ကင်လာခဲ့တယ်။ရက်ွက်ထဲကလူစင်းရဲများဤပစ္စည်းများကိုအတူကြီးကြီးနဲ့ယူကငွေချီးတတ်တယ်။သူမရဲ့စိတ်နှလုံးကငွေချင်းတဲ့တနာကြောင့်ပုံမခက်ထန်လာခဲ့တယ်။တခါတည်းမှာသူမကသူမရဲ့ဖေးဝိုင်းကိုလာရောက်တဲ့အမျိုးသားငေးလေးများကိုလည်းသူမရဲ့ငွေကြေးဩဇာနဲ့မြူဆွဲဖျားယောင်းတတ်တယ်။မက်ချိုနင်တလားငွေတွေရနေတာ
သမီးကိုလည်းကျေးဇူးတင်အောင်ပါပေါ့ဖေဝိုင်းကလူတယောက်ရဲ့စကားကြောင့်ဒေါ်မီချိုကလှောင်ရည်ရှိလိုက်တယ်သမီးကတော့သူလဲသူရှောက်နေရပဲလေငါကတော့ငါလဲငါရှောက်တာပဲအရေးကြီးတာကငွေရှိဖို့ပဲမဟုတ်လားငွေရှိရင်အရာရာကိုဝေးလို့ရတယ်ယောက်ျားဆိုတာလဲငွေနောက်ကိုခွေးလိုမျိုးလိုက်နေကြတာပဲမိချိုရဲ့စကားများကရင်သီးလာတော့လဲထိုစကားများကပင်သူမရဲ့ဘဝခံယူချက်ကိုဖော်ပြနေခဲ့တယ်သို့တော့ဝကြွေးစွတ်ဒီမှာဆန်းကျစ်လာတယ်ဒီနေ့မှာဒေါ်မိချိုရဲ့ဖေးဝိုင်းကိုရဲတပ်ဖွဲ့ဝင်များကတည်င်းအယောင်ဝင်ရောက်ကစီးနှင်းခဲ့ပါတယ်ဒေါ်မိချိုကထွက်ပြေးရန်ကြိုးစားတော့လဲမလွတ်မြောက်ခဲ့ပါသူမကဖေးကစားမှုတရားမဝင်ငွေတိုးချီမှုတို့နဲ့အဖမ်းခံလိုက်ရတယ်ဤတဲ့ကမင်းထက်ရဲ့နားကိုလည်းရောက်ရှိသွားပါတယ်မင်းထက်ကနီလာကိုချစ်တော်လဲသူ့ရဲ့မိသားစုဂုံတိတ်ခါကိုတော့ထိခတ်ခံနိုင်သူမဟုတ်ပါမင်းထက်ရဲ့မိခင်ဖြစ်သူကဒေါ်မီချိုရဲ့တဲ့ရင်ကိုကြားရတဲ့အခါတားဖြစ်သူကိုပြင်းပြင်းထန်ထန်တတိပေးလိုက်တယ်မင်းထက်မင်းဒီလိုမိမမျိုးနဲ့ပတ်သက်နေရကိုငါစကတည်းကမကြိုက်ဘူးအခုကြည့်စမ်းသူ့အမေကဖေးသမားအဖမ်းခံရတဲ့သူဒီလိုမျိုးရုံမကောင်းတဲ့မိမအောင်မင်းဘလောက်ထိအလိုလိုက်အောင်မလဲချက်ချင်းအဆက်အသွယ်ဖြတ်လိုက်စမ်းမင်းထက်ကဗျာများသွားခဲ့တယ်သူကနီလာကိုဖုန်းဆက်တော့လေနီလာကတော့လုံခြုံရေးဝန်ထမ်းလေးနဲ့ပျော်ပါနေတာကြောင့်ဖုန်းကိုမကိုင်းခဲ့ပါနောက်ဆုံးမှာတော့မင်းထက်ကကွန်ဒိုကိုကိုယ်တိုင်လာရောက်ခဲ့တယ်သူတကားဖွင့်လိုက်တဲ့အခါမြင်လိုက်ရတဲ့မြင်ကွင်းကသူ့ရဲ့နှလုံးသားကိုအပိုင်ပိုင်ပြတ်သွားစေတယ်နီလာကသူမဟုတ်တဲ့အခြားမျိုးသားတစ်ယောက်နဲ့အဲ့ရပေါ်မှာရှိနေသေးကိုမြင်တွေ့လိုက်ရတာကြောင့်ဖြစ်တယ်နီလာမင်းမလို့တော့ရုံးမရတာလေမင်းထဲရင်အော်ဟစ်တန်ကြောင့်နီလာလေလန်နိုးသွားတော့လေသူမရဲ့မျက်နှာမှာအရှက်တရားဟုသည်ရှိမနေခဲ့ပါသူမကအဝတ်အစားများကိုအေးအေးဆေးဆေးပြန်ဝတ်ရင်မင်းထက်ကိုစိုက်ကြည့်နေလိုက်တယ်ကိုကြီးနီလာပြောသားပဲနီလာကရိုးရိုးမိန်းကလေးမဟုတ်ဘူးလို့ကိုကြီးကပဲနီလာကိုတင်ထားချင်တာလေအခုတော့ကိုကြီးလည်းအရှိတရားကိုသိသွားပြီပေါ့နီလာကဘသူ့အပိုင်းမှမဟုတ်ဘူးနီလာကနီလာအပိုင်းပဲနီလာရဲ့စကားများကအစိတ်ကဲတော့ပြင်းထန်လာပါတယ်မင်းထက်ကဘာမှဆက်မပြောနိုင်ပဲသူနေရာကနေထွက်ခွာသွားခဲ့တယ်သူကနီလာကိုပေးထားသောအရာအလုံးကိုပြန်လေသိမ်းစီရန်ဆုံးဖြတ်လိုက်တယ်နီလာကရုတ်တရက်ဆိုသလိုစိန်ခံဘဝကလမ်းပေါ်ကိုရောက်ရှိသွားခဲ့ရတယ်တစ်ဖက်မှာလည်းဥတာလာကထိုတဲ့များကိုကြားရတဲ့အခါရင်ထဲမှာတန်ဝင်ကားကြီးစွာရှားလိုက်မိပါတယ်အော်တနာမီဆိုတာကိုလေးလောင်ကျွမ်းစေတယ်လို့ပတ်ဝန်းကျင်ကိုလည်းပြဖြစ်စေတတ်ပါလားဒီသားမိတွေကတော့သူတို့ရဲ့ဝကြွေးတွေကိုသူတို့ပြန်ဆက်နေကြရပြီဒေါ်မီချိုကအကျဉ်းထောင်ထဲမှာဒုက္ခရောက်နေတဲ့အချိန်နီလာကလမ်းဘေးမှာအော်ဒါလိုက်ရတဲ့ဘဝကိုပြန်လေကရောက်ရှိသွားတဲ့အချိန်မှာတော့လူဘဝရဲ့အဋိဌာရောင်များကိုကွင်းကွင်းကွက်ကွက်မြင်တွေ့နေရတယ်သို့တော့နီလာကအရှုံးမပေးပါသူမရဲ့သွေးထဲကတနာကသူမကိုနောက်ထပ်အမျိုးသားများကိုရှာဖွေရန်ထပ်မံလှုံ့ဆော်နေခဲ့ပြန်တယ်သူမရဲ့ဘဝကဘယ်တော့မှမဆုံးနိုင်တော့ကာမနော်ထဲမှာတဝေးလေးလေးဖြစ်နေအောင်မှသာဖြစ်တယ်ဒီဇာလန်ကတနာရမက်ရဲ့ကြောက်မက်ဖွယ်ကောင်းပုံနဲ့အတိတရားမိသောဘဝများရဲ့ဏီကုန်းကိုပညာပေးနေတာဖြစ်ပါတယ်လူတစ်ယောက်ကမိမိရဲ့စိတ်ကိုမထိန်ချုပ်နိုင်ပေတနာနောက်ကိုလိုက်သွားပါကနောက်ဆုံးမှာတော့မြည်မြပင်မြင်မသောနေရာကိုရောက်ရှိပါစေအောက်ခြေကိုပြန်လေကပြုတ်ကျသွားမှသာဖြစ်ကြောင်းဒီဇလန်လေးကသတိပေးနေတာဖြစ်ပါတယ်မင်းထရဲ့ကွန်ဒိုတိုက်ခန်းကနေထုတ်ခံရပြီးနောက်နီလာရဲ့ဘဝကရုတ်တရက်အမှောင်ဖုံးသွားပါတယ်သူမကအကောင်စားဖို့အစားချုံနဲ့လက်ဝဲရနာအနည်းငယ်ကိုသာအိတ်သေးကိုလော်တဲ့ကြီးထိယူနိုင်ခဲ့တယ်မြို့ပြဤညာဥယံလေထုလေးကသူမရဲ့သားရဲ့ပေါ်မှာအစ်ဆက်စွာတိုက်ခတ်နေတော့လေသူမရဲ့ရင်ထဲမှာတော့တောက်လောင်နေသောကိလေသာမီးကငြိမ့်သက်လို့မရနိုင်အောင်ရှိနေခဲ့ပါတယ်သူမကလမ်းဘေးကဟိုတယ်နဲ့စားတစ်ခုမှာအခန်းငှားကခိတခိုလုံလိုက်တယ်အခန်းချင်းလေးအတွင်းမှာမှုနဲ့နယ်နေတဲ့ကတင်ဟောင်းပေါ်မှာလေလျောင်းရင်းနဲ့နီလာကသူမရဲ့အနာဂတ်ကိုတွေးတောနေခဲ့တယ်သူမကရိုးရိုးသားသားအလုပ်လုပ်ကိုင်းစားတော့ရန်စိတ်ကူးပင်မရှိခဲ့ပါသူမရဲ့ခန္ဓာကိုယ်နဲ့အလားတရားတည်တောင်သူမရဲ့ရင်းနှီးမြုပ်နှံမှုဖြစ်ကြောင်းသူမကောင်းကောင်းနားလေထားတယ်ထိုအချိန်မှာသူမရဲ့ဖုန်းကမြည်လာခဲ့ပါတယ်ဆက်သွယ်လာသူမှကိုဘတင်ဖြစ်တယ်နီလာနင်းအချိန်လေးကိုငါကြားတယ်မင်းထန်းနဲ့လမ်းခွေးလိုက်ရပြီဆိုနင်းအခက်တွေ့နေမှာပေါ့ကိုဘတင်ရဲ့လေတန်းမှာဂယုဏတက်တဲ့အောင်ရှိတော့လေအနောက်ကွယ်မှာတော့အမျက်ထုတ်လို့တော့လောဘရိတ်များပန်ဝင်နေပါတယ်နီလာကဖုန်းကိုကြဲကြဲပါအောင်ဆောက်ကန်ရင်းနဲ့ပြန်ပြောလိုက်တယ်
ဟုတ်တယ်ကိုပါတင်အခုကျမဟိုတယ်တစ်ခုမှရောက်နေတာကိုပါတင်စီမှာကျမအတွက်ဧည့်သည်အသိရှိလားဈေးကောင်းပေးနိုင်တဲ့သူရှိရင်ပိုကောင်းမယ်ကိုပါတင်ကတစ်ချက်ရှိမောလိုက်တယ်နီလာရဲ့နေ့လိုအလှမျိုးကိုဈေးကောင်းပေးချင်တဲ့သူတွေကအစီအရှိပဲဒါပေမဲ့ဒီတစ်ခါတော့ရှင်လိုလူငယ်လေးတွေမဟုတ်ဘူးနော်နမေကြီးစီးပွားရေးလုပ်ငန်းရှင်ကြီးဥစုံမင်းနဲ့သူကနေနေတော့ဇေယျကျန်းနေလို့ကြားတယ်ဒါပေမဲ့ငွေကိုတော့ရှေလိုသုံးနိုင်တဲ့သူပဲနင်ဘလို့လဲစိန်ခေါ်မှုကိုလက်ခံနိုင်မလားနီလာကတခဏမျှစဉ်းစားလိုက်တယ်ဇေယျကျန်းသည့်ဆိုသောစကားကသူမရဲ့တနာဗီဇကိုပုံမလှုပ်ဆော်ပေးတဲ့သူရှိပါတယ်သူမကငေစင်ကခွေးကြီးနဲ့ကစားကေးစဉ်ကခန်းစားခဲ့ရသောထိုရိုင်းဆိုင်သည့်တာယာမှုကိုပြန်လေကတန်းတမိသွားတယ်။ရှားရီကိုပါတင်ကျမအတွက်ဘသူဖြစ်ဖြစ်ကိစ္စမရှိဘူး။အရေးကြီးတာကကျမကိုအရှင်လို့ဘယင်မတပားလို့ထားနိုင်ဖို့ပဲ။သူ့ကိုချိန်ပြလိုက်ပါ။ထိုညမှာနေလာကသူမရဲ့အလှဆောင်ဝတ်စုံကိုဝတ်ဆင်ကကိုပါတင်ညွန်ပြတဲ့မြို့ပြင်ကခြံကြီးတစ်ခြံကိုရောက်ရှိသွားတယ်။ခြံကြီးမှာတိတ်ဆိတ်ငြိမ်သက်နေပြီးလုံခြုံရေးများစွာနဲ့ဝန်းရံထားတယ်။ဦးဆောင်မင်းဆိုသူမှာအသက်50ကျော်ခန့်ရှိပြီဖြစ်တော်လဲခန္ဓာကိုယ်မှာတောင်တင်းစေးဖြစ်တယ်။သူ့ရဲ့မျက်ဝန်းများမှာကြာရည်တကောင်ကဲ့သို့ဆူရှနေပြီးနီလာကိုမြင်မြင်ချင်းမှပင်ဝါမြို့မတန်ကြည်နေခဲ့ပါတယ်။နေရနီလာဆိုတာလား။ကိုဘတင်ပြောတာထက်တောင်ပိုလှနေပါလား။ဦးဆောင်မင်းကပြောရင်နီလာအနာကိုတိုးကပ်လာတယ်။နီလာကမကြောက်မရွံ့ပဲဦးဆောင်မင်းကိုပြုံးကြည့်လိုက်တယ်။ဦးကလည်းကိုဘတင်ကဘာတွေလျှောက်ပြောထားတာလဲ။ဦးစောမင်းကနီလာရဲ့ခါကိုတိုင်းဖက်လိုက်ကသူမရဲ့လေပင်သားလေးတွေကိုနမ်းရှုံးလိုက်တယ်။နီလာကထိုအထီအတွေ့ကြောင့်ရင်ခုန်တန်းတွေမြန်လာခဲ့ရတယ်။ဦးစောမင်းရဲ့အပြုအမူများမှာရိုင်းဆိုင်တော်လေနီလာအတွက်တော့ထိုရိုင်းဆိုင်မှုကပင်သူမကိုတာယာစေခဲ့တယ်။သူတို့နှစ်ယောက်ကအခန်းထဲကိုဝင်သွားကြပြီးတနာရမက်ရဲ့နှက်ဆိုင်သောပင်လယ်သေးကိုအတူတူခုန်ဆင်းသွားကြလေတော့တယ်။ဒေါ်မီချိုကထောင်ထဲမှာ6လခန့်နေခဲ့ရပြီးနောက်ပြန်လေကလွတ်မြောက်လာတယ်။သူမထောင်ကလွတ်လာတဲ့အချိန်မှာဦးစားသွားတော်လေသူမရဲ့စိတ်ဓာတ်ကတော့ပြောင်းလဲမသွားပါ။သူမကအိမ်ကိုပြန်ရောက်တဲ့အခါအိမ်မှာဖုံများတက်နေပြီးပျက်စီးယူရင်းနေသည်ကိုတွေ့ရတယ်။နီလာကလည်းအိမ်မှာမရှိတာကြောင့်ဒေါ်မီချိုကစိတ်တိုးသွားခဲ့ပါတယ်။ဒီကလေးမငါဒုက္ခရောက်နေတာကိုတခါတော့လာမကြည့်ဘူး။အခုလေဘသူနောက်လိုက်သွားပြန်ပြီလည်းမသိဘူး။ဒေါ်မီချိုကရက်ွက်ထဲကလူအချို့ကိုစုံစမ်းကြည့်တဲ့အခါနီလာကတထေတူနဲ့ပတ်သက်နေပြီးချမ်းသာနေကြောင်းသိလိုက်ရတယ်။ဒေါ်မီချိုကနီလာကိုရှာဖွေရန်ဆုံးဖြတ်လိုက်တယ်။သူမကနီလာစီကငွေညစ်ရန်နဲ့သူမရဲ့ပျက်စီးသွားတဲ့ဘဝကိုပြန်လေတီးဆောင်ရန်ကြံစီနေခဲ့တာပါ။တစ်ဖက်မှာလည်းဦးသားလာကဒေါ်မီချိုပြန်လေရောက်ရှိလာသည်ကိုမြင်တဲ့အခါစိတ်မကောင်းဖြစ်ရပြန်တယ်။သူကဒေါ်မီချိုကိုချင်းကပ်ကစကားပြောခဲ့ပါတယ်။မိချိုနေလဲအသက်ကြီးပြီအခုဆိုရင်ထောင်ကလေးထွက်လာပြီဆိုတော့အတိတ်ကအမားတွေကိုသင်ခန်းစာယူပြီးကောင်းကောင်းမွန်မွန်နေပါတော့လားနေသမီးနီလာလဲနေလန်းစင်အတိုင်းလိုက်နေတာနေမတားချင်ဘူးလားဒေါ်မီချိုကဥတာလာကိုဆွေဆောင်ကြည့်ကနှာခေါင်းရှုံးလိုက်တယ်ဥတာလာရှင်ကတော့အမြဲတမ်းတရားတွေလာဟောနေရပဲကျမဘဝမှာငွေမရှိရင်ဘသူကကျွေးမှလဲနီလာကလည်းသူ့ဝလာနဲ့သူရှာစားတာပဲဒါကသူ့ဗီဇလေကျမကတော့သူ့စီကနေရှာတလောက်ပြန်ယူရမှာပဲဥတာလာကခေါင်းကိုခါရမ်းရင်ထွက်သွားခဲ့ပါတယ်ဒေါ်မီချိုကနီလာနေထိုင်ရာဥစောမင်းရဲ့ခြံကိုလိမ့်စာစုံစမ်းကရောက်ရှိသွားတယ်ခြံဝင်းလေးကိုဒေါ်မီချိုဝင်လာသည်ကိုမြင်တဲ့အခါနီလာကအံ့ဩသွားတော်လဲမကြမီမှာပဲသူမရဲ့မျက်နှာမှာလှောင်ပြုံးတစ်ခုပေါ်လာပါတယ်။အော်အမေထောင်ကလွတ်လာပြီပေါ့ကျမစီကိုဘာလာလောက်တာလဲဒေါ်မီချိုကနီလာကိုကြည့်ကပြန်ပြောလိုက်တယ်။နေကငါသမီးဖြစ်ပြီ။ငါဒုက္ခရောက်နေရကိုလီလီကိုရှူထားတယ်ပေါ့။အခုနေချမ်းသာနေပြီဆိုတော့ငါ့ကိုလေဝေစုပေးရမှာပေါ့။နီလာကရီမောလိုက်တယ်။ဝေစုဟုတ်လားမေ။ကျမကမေအတွက်ရှာကျွေးအောင်မလား။အမေကိုယ်တိုင်ကကျမကိုဒီလန်းလေးကိုတွန်းပို့ခဲ့ရလေ။အခုတော့ကျမကကိုချစ်တော့ဘောကိုရက်နေပြီ။အမေလည်းအမေလည်းအမေသွားပါတော့။တောင်မင်းနဲ့ယောက်ျားမှာစကားများငင်းခေါင်ကြရကနောက်ဆုံးမှာတော့ဥစောမင်းထွက်လာတယ်။ဥစောမင်းကဒေါ်မီချိုကိုမြင်တဲ့အခါသူမရဲ့အရွှေမကျသေးတဲ့အလှကိုတတိပြုမိသွားတယ်။ဥစောမင်းကတနာရမက်အားကြီးသူပြီးနီလာထက်ပူမိုးရှင်ကျက်တော့ဒေါ်မီချိုကိုလည်းစိတ်ဝင်စားသွားတယ်။နီလာဒါနဲ့မေလား
ကြည့်ရတာနေရမေလေးအခုထက်ထိလှတော့မင်းနော်ဦးစောမင်းရဲ့စကားကြောင့်နီလာမျက်နှာပြက်သွားတယ်သူမကသူမရဲ့မိနဲ့ဦးစောမင်းချာမှာတခုခုဖြစ်သွားမှကိုစိုးရိမ်လာတယ်သို့တော့ဒေါ်မီချိုကတော့ချက်ချင်းပင်အခြေအနေကိုအတောင်းချကဦးစောမင်းဆိုတာကိုမြူဆွေလိုက်ပါတယ်ရှင်ကဦးစောမင်းဆိုတာလားကျမသမီးကိုအဆအဆရရကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ဒေါ်မီချိုပါထိုနေ့ကစပြီးတော့ဒေါ်မီချိုကဦးစောမင်းရဲ့ခြံထဲမှာခိုကက်ကနေထိုင်လာခဲ့တယ်နီလာနဲ့ဒေါ်မီချိုသားမီးနှစ်ယောက်ကဦးစောမင်းတယောက်တည်းကိုပင်ပြိုင်တူမြူဆွေကဝေချင်းတဲ့အာဏာတွေပြိုင်ဆိုင်လာကြပါတယ်ဤဒီမှာလူကျင်ဝန်းနဲ့အရှက်တရားတို့လုံးဝကင်းမြင့်သွားတဲ့သားမီးနှစ်ယောက်ရဲ့တနာပြိုင်ပွဲဖြစ်ပါတယ်ဦးစောမင်းကလည်းသားမီးနှစ်ယောက်လုံးကိုပိုင်ဆိုင်ရတာကြောင့်ပျော်ရွှင်နေတော့လေဤကဲ့သို့သောအခြေအနေကကြာရှည်ခံနိုင်ပါမလားသားမီးနှစ်ယောက်ကြားကမနာလိုမှုနဲ့တနာအားပြိုင်မှုများကမိကဲ့သို့သောကြောက်မက်ဖွယ်ကောင်းတဲ့အကျိုးဆက်များကိုယူဆောင်လာပေးမလဲလူမှုပတ်ဝန်းကျင်ရဲ့ကြေးရရှုပ်ချမှုများကြားမှာသူတို့ရဲ့ဘဝနှီးကောင်ကဘလို့တွေဆက်ဖြစ်လာမလဲနီလာကသူမရဲ့မေဒေါ်မီချုံနဲ့ဦးစောမင်းတို့ရဲ့ပတ်သက်မှုကိုကြည့်ကနေ့စဉ်နဲ့အမျှဒေါသများထွက်နေခဲ့တယ်သူမကအရှင်ကဦးစောမင်းရဲ့အချစ်တော်ဖြစ်ခဲ့တော်လဲအခုတော့ဒေါ်မီချုံကသူမရဲ့နေရာကိုလူယူနေတဲ့ကဲ့သို့ခံစားနေရတယ်ဒေါ်မီချုံကထောင်ကထွက်လာကြတဲ့ကပူမိုလေးပတ်လာကဦးစောမင်းကိုမြည်သူပြုစုရမှာကိုကောင်းကောင်းသိရှိနေပါတယ်အမေကဘာလို့ကျမရဲ့ဧည့်သည်ကိုဒီလောက်ထိကတ်နေရတာလဲအမေမှာရှက်မရှိဘူးလားနီလာကဒေါ်မီချိုကိုတူတည်းရှိနေတဲ့အချိန်မှာအော်ဟစ်ကမေးမြန်းလိုက်တယ်ဒေါ်မီချိုကတော့အေးဆေးဆေးပင်သူမရဲ့လက်သေးများကိုဆိုးဆေးချင်ရင်းနဲ့ပြန်ပြောလိုက်တယ်နီလာနင်ကလည်းငါကနေရမေလေငါတို့ကအတူတူရှားစားရမှာပေါ့ပြီးတော့ဦးစောမင်းကငါ့ကိုလေသဘောကျနေရနေလေးမြင်နေရပဲငါတို့သားမီးနှစ်ယောက်ပေါင်းရင်သူ့ဆရာငွေတွေအများကြီးထပ်ရနိုင်တာပေါ့နီလာကအန်ကိုကြည့်လိုက်တယ်သူမရဲ့စိတ်ထဲမှာအမေဖြစ်သူအပေါ်မှာရွှန်ရှာစိတ်နဲ့အတူပြင်းထန်သောမနာလိုစိတ်များဖြစ်ပေါ်နေခဲ့တယ်ထို့ညမှာနီလာကဦးစောမင်းကိုပုံမပြင်းပြသောရမတ်များနဲ့မြူဆွေရန်ဆုံးဖြတ်လိုက်တယ်သူမကဦးစောမင်းရဲ့အိတ်ခမ်းတီကိုအဖို့အစားခက်ပါပါနဲ့ဝင်သွားပါတယ်ဦးဒီနေ့နီလာကိုပဲအချိန်ပေးပါနော်အမေကိုတော့မေ့ထားလိုက်ပါနီလာကဦးစောမင်းရဲ့ရင်ခွင်တဲကိုတိုးဝင်လိုက်ကကလေးငယ်တယောက်ကဲ့သို့ချွေးနွေ့နေပါတယ်ဦးစောမင်းကနီလာရဲ့အလှတရားအောက်မှာအရှိပြောသွားကသူမရဲ့အလိုကိုလာရောခဲ့ပြန်နေသို့တော့ထိုအချိန်မှာဒေါ်မီချိုကအခန်းတကားကိုဖြင်းညင်းစွာဖွင့်ကဝင်လာခဲ့ပါတယ်သူမရဲ့လက်ထဲမှာဝိုင်ပလင်းတစ်လုံးပါလာတယ်အော်ဦးကျမလေးလာခဲ့တယ်ကျမတို့၃ယောက်အတူတူတောက်ကြရအောင်လားနော်ဒေါ်မီချိုရဲ့အစီအစဉ်ကအောင်မြင်သွားပါတယ်ဦးစောမင်းကသားမီးနှစ်ယောက်လုံးနဲ့အတူပျော်ပါရခြင်းအပေါ်မှာထူးဆန်းသောတာယာမှုတစ်ခုကိုခံစားလိုက်ရတယ်။ဤဒီမှာလူသားတို့၏စာရိတ္တမြင်များအထိနှိမ့်ကျသွားနိုင်သည်ကိုပြသနေခြင်းဖြစ်ပါတယ်။သူတို့၃ယောက်စလုံးမှာတင်နာရမက်ရဲ့ကြော်ကွင်းထဲမှာလုံလုံရရပိတ်မိနေပြီဖြစ်တယ်။သို့တော့ဘဝဆိုသည်မှာပျော်ရွှင်မှုများကြီးတောင်မဟုတ်။ဦးစောမင်းရဲ့စီးပွားရေးလုပ်ငန်းများမှာပြဿနာချို့စတင်ပေါ်ပေါက်လာတယ်။သူ့ရဲ့တရားမဝင်လုပ်ငန်းများကိုရေတပ်ဖွဲ့ကစတင်စောင့်ကြည့်လာခဲ့တယ်။တစ်ဖက်မှာလည်းဦးစောမင်းရဲ့ဇနီးရင်ဖြစ်သူကနီလာနဲ့ဒေါ်မီချိုတို့ရဲ့အကြောင်းကိုသိရှိသွားကခြံသေးကိုလူမိုက်များခေါ်ပြီးတော့ရောက်လာခဲ့ပါတယ်။ဘာမှလဲငါယောက်ျားကိုမြူဆွေနေတဲ့မိမပြက်သားမိတွေထွက်ခဲ့စမ်းဦးစောမင်းရဲ့ဇနီးဒေါ်တွင်တွေကအော်ဟစ်ကအိမ်ထဲကိုဝင်လာခဲ့ပါတယ်။နီလာနဲ့ဒေါ်မီချိုတို့ကကြောင်းလဲတဲ့ကြားနဲ့ပုံအောင်နေကြတော့လေဒေါ်တွင်တွေဤလူများကသူတို့ကိုရှာဖွေတွေ့ရှိသွားတယ်။နင်တို့သားမိတွေကတော်တော်လေးကိုရုံးမာကြတာပဲ။ငါယောက်ျားတွေကိုတင်မကောက်တမိသားစုလုံးကိုဖြစ်စည်းနေကြတာ။နင်တို့ကိုဒီနေ့တော့သင်ခန်းစာပေးရမယ်။ဒေါ်တွင်တွေကနီလာနဲ့ဒေါ်မီချိုတို့ကိုလူပေါင်းလေးမှာကေးရေးရှုပ်ချကရိုင်းနှက်နှိပ်စက်တယ်။ဦးစောမင်းကလည်းဇနီးဖြစ်သူရဲ့အရှိန်အဝါကိုကြောက်တာကြောင့်ဘာမှဝင်မပြောရဲပါ။နောက်ဆုံးမှာတော့နီလာနဲ့ဒေါ်မီချိုတို့ကကျန်တေကအဝတ်တထေကိုတခုနဲ့နှင်ထုတ်ခံလိုက်ရပါတယ်။လမ်းမပေါ်ကိုပြန်လေကရောက်ရှိသွားတဲ့သားမင်းနှစ်ယောက်ကတယောက်ကိုတယောက်အပြစ်တင်ရင်ရန်ဖြစ်နေကြပြန်နေ။နီလာနေကြောင်တိလားနေရတာဥစော်မင်းကိုကောင်းကောင်းထိန်းနိုင်ငါတို့ဒီလိုဖြစ်မှာမဟုတ်ဘူး။အမေရတာပါမလားရင်
ကျမဒီထက်မကချမ်းသာမှာနော်အမေကပဲအကုန်လုံးကိုဖျက်ဆီးပစ်လိုက်တာသူတို့သားအမေကနောက်တရချင်းထက်တရားကိုတရားအညှို့တေးထားနေကြတာကပုံမဆိုးရပါတယ်ဦးသားလာကတော့အဝေးကနေကြည့်ကတပြင်းချလိုက်မိတယ်အော်တနာဆိုတာတကယ်ပဲကြောက်စရာကောင်းပါလားမိခင်နဲ့သမီးကိုပါရန်သူတွေဖြစ်စေတယ်တိတ်ခါတရားတွေလည်းအဖက်မတင်တော့ဒီသားမိတွေရဲ့ဘဝကတော့ရွှေတဲကပုတ်ပုတ်လေးလိုပဲခဏတာလှပပြီးပြက်ကွယ်သွားရတော့မှာပါလားလူဘဝမှာအတီတရားမေ့စွာနဲ့တဏှာနောက်ကိုလိုက်နေကြသူများကနောက်ဆုံးမှာဘလို့ညီကုန်းမျိုးနဲ့ရင်ဆိုင်ရမလဲဆိုတာကတော့ဥဆောင်မင်းရဲ့ဇနီးဒွန်တွေခြံသေးကနေမောင်းထုတ်လိုက်ပြီးနောက်မှာဒေါ်မီချုံနဲ့နီလာတို့သားမီးကလမ်းဘေးမှာခွေးပြစ်တယ်လို့ပြစ်ချခြင်းခံလိုက်ရတယ်။သူတို့ဝတ်ဆင်ထားတဲ့အဝတ်အစားများမှလည်းစုပ်ပြေးနေပြီးတော့စပင်းများမှလည်းဖျို့ဖျေးဖြစ်နေပါတယ်။မြို့ပြရဲ့ညလေကောင်လေးတွေကသူတို့ရဲ့ကိုယ်ပေါ်ကိုအေးဆက်စွာတိုက်ခတ်နေတော့လေထိုအေးတဲ့တဲ့သူတို့ရဲ့ရှင်တွေကဒေါသနဲ့အာဃာတများကပုံမူပြင်းထန်နေခဲ့တယ်။ဒေါ်မီချိုကလမ်းဘေးတက်တိုင်ကိုမှီကအသက်ကိုပြင်းပြင်းရှူနေခဲ့ပါတယ်။သူမရဲ့လက်ထဲမှာပါလာသည်မှာအဖို့အစားအနည်းငယ်ထိထားတဲ့အိတ်ဆုပ်လေးတစ်လုံးသာပါလာတာပါ။နီလာကတော့လမ်းဘေးပလက်ဖောင်းပေါ်မှာထိုင်ကငွေရလောင်းတာကြောင့်မျက်ဝန်းများကနီးမြန်းနေတယ်။သူမကမင်းထက်ရဲ့စင်ခန်းတိုင်ခန်းကဥဆောင်မင်းရဲ့ခြံဝန်းကြီးအတွင်းကိုရောက်ရှိခဲ့ပြီးအခုအခါလမ်းဘေးကိုတပံပြန်လေကရောက်ရှိသွားရခြင်းကိုလက်မခံနိုင်အောင်ဖြစ်နေခဲ့ပါတယ်။အမေကြောင့်အားလုံးအမေကြောင့်ဖြစ်ရတာအမေသာအတင်းလိုက်မလာရင်ကျမဒီလိုဖြစ်မှာမဟုတ်ဘူး။နီလာကအန်ချိတ်ကပြောလိုက်တဲ့စကားကြောင့်ဒေါ်မီချိုကဒေါသတကြီးပြန်ကြည့်လိုက်တယ်။သူမကသမီးဖြစ်သူရဲ့အနားကိုတိုးသွားကပခုံးကိုဆွေးခါလိုက်တယ်။နေကငါ့ကိုပြစ်တင်နေရလား။နီလာငါကနေရမေလေ။ငါကနေကိုကာကွယ်ပေးဖို့အတွက်လိုက်လာတာ။အဲ့ဒီမိန်းမကြီးကဒီလောက်ထိရက်ဆက်လိုက်မယ်လို့ငါလည်းဘေးသိမလဲ။ပြီးတော့ငါတို့မှာငွေတွေပါလာတယ်မဟုတ်လား။အဲ့ဒါတွေကိုထုတ်စမ်း။ဒေါ်မီချိုကနီလာလက်ထဲကအိတ်ကိုအတင်းလူယူကရှာဖွေလိုက်တယ်။နီလာကဥစော်မင်းစီကရရှိထားသောရွှေဆွေးကြိုးနဲ့လက်စုပ်အချို့ကိုဖုံးကွေထားခဲ့တော့လေဒေါ်မီချိုရဲ့လက်ထဲကနေမလွတ်မြောက်နိုင်ပါဒေါ်မီချိုကရွှေတွေများကိုမြင်လိုက်ရတဲ့အခါမျက်လုံးများအယောင်တောက်ပသွားတယ်။ဒါတွေရှိသေးတာပဲကဲလာဒီနာကပေါင်ဆိုင်တစ်ခုခုမှာအမြန်သွားပေါင်ရမယ်ပြီးရင်အိမ်ခန်းတစ်ခုခုငှားရမယ်ငါတော့ဒီလမ်းဘေးမှာတညတော့မအိပ်နိုင်ဘူး။တတော်သားမိကညအမောင်ထဲမှာလမ်းမများအတိုင်းရှောင်းလိုက်ရင်ဈေးချွတ်သောတေးခုကန်တစ်ခုကိုရှာဖွေခဲ့ကြတယ်။နောက်ဆုံးမှာတော့မြို့ဆောင်ကလူနေထူထပ်ပြီးညစ်ပန်းလာတဲ့ရက်ွက်တစ်ခုအတွင်းရှိအခန်းကျင်းလေးတစ်ခုကိုငှားရမ်းနိုင်ခဲ့တယ်။ထိုအခန်းကသူတို့ရှင်ကနေထိုင်ခဲ့သောအိမ်ထပ်ပင်ပုံမူစုပ်ပြတ်နေပါတယ်။နေရများမှာမှုန်းနဲ့များနေနေပြီးကြမ်းပြစ်မှလည်းဖုံတော်များဖြစ်နေတယ်။နီလာကကတင်ဟောင်းကြီးပေါ်မှာလေးလျောင်းရင်အနာဂတ်ကိုတွေးကနေခဲ့တယ်။သူမရလတရားကအခုအခါသူမအတွက်တခုတည်းသောမျောလင်းချက်ဖြစ်နေစေပါ။သို့တော့သူမရဲ့စိတ်ထဲမှာတော့အရင်လိုမဟုတ်တော့ပဲပုံမရှင်သေးပြီးကြံတန်းသောခံစားချက်များကနေရာယူလာခဲ့ပါတယ်။ငါဒီလိုမနေနိုင်။ငါပတ်စံရှာရမယ်။ငါ့ကိုဒီလိုလုပ်တဲ့သူတွေကိုငါပြန်လက်စားချေရမယ်။နီလာရဲ့ရေရော့တန်ကိုဒေါ်မီချိုကကြားသွားပါတယ်။ဒေါ်မီချိုကသူမရဲ့အိတ်ထဲကဖေးချက်အချုပ်ကိုထုတ်ကစားနေရှင်းကနေသမီးကိုကြည့်လိုက်တယ်။နီလာနင်အဲ့ဒီလိုတွေးတာမှန်နေသိလား။ငါတို့မှာအလှရှိတယ်။ဒါကငါတို့ရဲ့လက်နဲ့ပဲ။နင်ခဏနားလိုက်အောင်။မနေ့ကကြာရင်ငါကိုဘတင်စီကိုဖုံးဆက်လိုက်မယ်။ तू ကငါတို့ကိုပြစ်ထားမှာမဟုတ်ဘူး။ငါတို့မှာသူ့အတွက်အကျိုးမြတ်တွေအများကြီးရှိနေသေးရပဲ။ဒေါ်မီချိုရဲ့စကားမှာဂယုဏတရားဟူသည်အစာအနာများပင်ပါဝင်မနေခဲ့ပါ။သူမကသူမရဲ့သမီးကိုကုန်ပစ္စည်းတစ်ခုကဲ့သို့သာမြင်နေပါတယ်။နီလာကလည်းမိခင်ဖြစ်သူရဲ့စကားကိုငင်းဆန်ခြင်းမရှိတော့ပါ။သူမရဲ့သွေးထဲမှာပါလာတဲ့တင်နာရှမန်းနဲ့လောဘကသူမကိုပုံမနဲ့ရှိုင်းသောအမောင်တူလေးကိုခေါ်ဆောင်သွားရန်အစင်သက်ဖြစ်နေခဲ့လေပြီ။ရန်နေခဲ့ကြပြီးနောက်ဒေါ်မီချိုကကိုဘတင်နဲ့ပြန်လေကဆက်သွယ်နိုင်ခဲ့တယ်။ကိုဘတင်ကသူတို့သားမရဲ့အခြေအနေကိုသိရှိသွားတဲ့အခါလှောင်ပြုံတစ်ခုကိုပြောင်းလိုက်တယ်။သူကနီလာကိုအရင်ကထက်ပုံမဈေးကြီးသောနေရာများကိုပို့ဆောင်ရန်စီစဉ်ခဲ့တယ်။သို့တော့နီလာရဲ့စိတ်ထဲမှာတော့တခုခုပြောင်းလဲနေပါတယ်။သူမကအမျိုးသားများကိုပြုစုယူရခြင်းထက်
သူတို့စီကနေငွေကိုဘယ်လိုနည်းမျိုးနဲ့ရယူရမလဲဆိုတာကိုပို့ပြီးတော့စဉ်းစားလာတယ်။ဒီနေ့မှာတော့နီလာကမြို့ပြရဲ့ကဖေးဆိုင်တစ်ခုမှာထိုင်နေရင်လူငယ်လေးတစ်ယောက်နဲ့ဆုံတွေ့ခဲ့တယ်။ထိုလူငယ်ရဲ့နာမည်မှာအောင်ကျော်ဖြစ်ပြီးသူကရိုသားအေးဆေးသောကျောင်းသားတစ်ယောက်ဖြစ်တယ်။အောင်ကျော်ကနီလာရဲ့အလှတရားအောက်မှာချက်ချင်းပင်နေမောသွားပါတယ်။နီလာကအောင်ကျော်ရဲ့ရိုသားမှုကိုမြင်လိုက်ရတဲ့အခါသူမရဲ့စိတ်ထဲမှာထူးဆန်းသောစိတ်ကူးတစ်ခုပေါ်လာခဲ့တယ်။ဒီလူငယ်လေးကိုသုံးပြီးငါရဲ့ဘဝအသစ်ကိုစတင်ကောင်းမလား။နီလာကအောင်ကျော်ကိုမြူဆွဲတဲ့ပြုံများနဲ့ချင်းကပ်ခဲ့တယ်။သူမကမိမိကိုမိဘမဲမင်းကလေးတစ်ယောက်လိုဟန်ဆောင်ကအောင်ကျော်ရဲ့တနာမှုကိုရယူခဲ့ပါတယ်။အောင်ကျော်ကနီလာကိုတကယ်ပင်ချစ်မြတ်နိုးသွားတယ်။သူကနီလာကိုလက်ထပ်ဖို့ရန်အထိစိတ်ကူးခဲ့ပါတယ်။နီလာကိုမင်းကိုအရန်ချစ်တယ်။မင်းရဲ့တိတ်မှာဘာတွေပဲရှိနေကိုကယူမဆိုင်ဘူး။ကိုမင်းကိုကောင်းကောင်းထားပါမယ်။အောင်ကျော်ရဲ့စကားကြောင့်နီလာကတခဏမှစိတ်လှုပ်ရှားသွားခဲ့ရတယ်။သူမရဲ့ရင်ထဲမှာပြက်ကွယ်နေတဲ့လူသားဆန်မှုအချို့ပြန်လည်နိုးထလာတဲ့ကဲ့သို့ရရှိလိုက်တယ်။သို့တော့အဲ့ဒီခံစားချက်ကကြာရှည်မခံခဲ့ပါ။ဒေါ်မီချိုကဤကိစ္စကိုသိရှိသွားတဲ့အခါနီလာကိုပြင်းပြင်းထန်ထန်တတိပေးပါတယ်။နီလာနေပါရဲ့ယူထနေရလေ။ဒီကြောင်သားလေးစီမှာဘာရှိလို့လဲ။သူကနေကိုဘလို့ရှာကျွေးနိုင်ပါလဲ။နေအဲ့ဒီလိုရိုးရိုးသားသားနေနိုင်မေးထင်နေရလား။နေကငါသမီးလေ။နေအသွေးထဲမှာပါလာတဲ့တနာကိုနေဘလို့ဖုံးကွယ်မှာလဲ။ဒေါ်မီချိုရဲ့စကားတွေကနီလာရဲ့မျောလင်းချက်မိစလေးကိုရင်းနဲ့လောင်းလိုက်တဲ့ကဲ့သို့ငိမ့်သက်ပြစ်လိုက်တယ်။နီလာကမှန်တယ်မှာမိမိကိုမိမိပြန်ကြည့်လိုက်တယ်။သူမရဲ့မျက်ဝန်းများမှာရမန်းရှိန်များကပြန်လေကနေရာယူလာခဲ့ပါတယ်။သူမကအောင်ကျော်ကိုအတုံးချရန်သာဆုံးဖြတ်လိုက်တယ်။နီလာကအောင်ကျော်ရဲ့အိမ်ကိုလိုက်သွားတယ်။အောင်ကျော်ရဲ့မိဘများမှာချမ်းသာကြွယ်ဝသူများဖြစ်ကြတယ်။နီလာကထိုအိမ်မှာရှိတဲ့အဖိုးတန်ပစ္စည်းတွေကိုမြင်လိုက်ရတဲ့အခါသူမရဲ့လောဘစိတ်ကထိမ့်မရအောင်ဖြစ်သွားပါတယ်။သူမကအောင်ကျော်ကိုမြူဆွေကအိမ်ရဲ့လုံခြုံရေးအခြေအနေများကိုစုံစမ်းခဲ့တယ်။တညမှာတော့နီလာကဒေါ်မီချိုနဲ့တိုင်ပေကအောင်ကျော်ရဲ့အိမ်ကငွေနဲ့ရတနာများကိုခိုးယူရန်စီစဉ်ခဲ့ပါတယ်။ဒေါ်မီချိုကသူမရဲ့လူမအပေါင်းဖော်ချုပ်ကိုခေါ်ကအောင်ကျော်ရဲ့အိမ်ကိုဝင်ရောက်ကလူရဲခဲ့ကြတယ်။အောင်ကျော်ကနီလာကိုကာကွယ်ရန်စူးစမ်းတော်လဲနီလာကသူ့ကိုအေးဆက်စွာကြည့်ကလူမိုက်များ၏နောက်ကိုလိုက်သွားပါတယ်။နီလာမေးပါလို့ဒီလိုလုပ်ရတာလေငါမင်းကိုတကယ်ချစ်ခဲ့တာပါ။အောင်ကျော်ရဲ့နာကျင်စွာအော်ဟစ်တန်ကိုနီလာကလှေမကြည့်ပဲထွက်ခွာသွားပါတယ်။သူမရဲ့လက်ထဲမှာပါလာတဲ့ငွေထုတ်ကိုကြည့်ကသူမကကျဉ်းနေနေတယ်။သို့တော့သူမရဲ့ရှင်ထဲမှာတော့ဟာလာဟင်းလင်းဖြစ်နေပါတယ်။သူမကစစ်မှန်သောမေတ္တာတရားကိုမိမိလက်နဲ့ပင်ချက်စီးပစ်လိုက်တာဖြစ်တယ်။ဒေါ်မီချိုကရရှိလာသောငွေများနဲ့ဖေးဝိုင်းကိုချက်ချင်းပြေးသွားခဲ့ပြန်တယ်။သူမကအရှင်ကထက်ပူမိုးကြီးမားတဲ့လောင်ကစားများမှာပါဝင်လာခဲ့တယ်။သို့တော့ကံတရားကသူမဘက်မှာရှိမနေတော့ပါ။သူမကရသမျှငွေအလုံးကိုတညတည်းနဲ့ရှုံးနှိမ်သွားတယ်။နီလာကလည်းသူမရဲ့အခန်းထဲမှာတယောက်တည်းရှိနေစဉ်ထူဆန်းသောအထီးကျန်မှုကိုခံစားနေရတယ်။သူမကအောင်ကျော်ရဲ့မျက်နှာကိုပြန်လေကမြင်ရောက်လာတယ်။သူမရဲ့ဘဝကတဖြည်းဖြည်းနဲ့ပုံမိုးနဲ့ဆိုင်သောငရင်းတော်တွေကိုကြောက်ဆင်းနေပြီဖြစ်ကြောင်းသူမသိလိုက်ရတယ်။သို့တော့သူမကပြန်လိရန်မကြိုးစားတော့ပါ။ဥတာလာကတော့ထိုသတင်းကိုကြားရတဲ့အခါခေါင်းကိုတရမ်းရန်လုံနေပါတော့တယ်။အော်တနာရမတ်ဆိုတာမီးလိုပဲအနာကတ်တဲ့သူတိုင်းကိုလောင်ကျွမ်းစေတာပဲ။ဒီကလေးမလေးဟာသူ့အမေထက်တောင်ပိုပြီးတော့ရက်ဆက်လာပါလား။သူတို့ရဲ့အဆုံးသက်ကတော့ဘလို့မှမလှနိုင်တော့ဘူး။အောင်ကျော်တို့အိမ်ကိုဓမြတိုက်သလိုလူရဲ့ပြီးနောက်ရရှိလာသည့်ငွေထုတ်ကြီးကဒေါ်မီချိုအတွက်တော့နဲ့သူတာကဲ့သို့ဖြစ်နေပါတယ်။သူမကထုံငွေများကိုမြင်လိုက်ရတဲ့ခဏမှာပင်သူမရဲ့သမီးနီလာအပေါ်ထားရှိထားတဲ့အနည်းငယ်သောကိုချင်းစာစိတ်တို့မှာလုံးဝကွေပြောက်သွားတယ်။ဒေါ်မီချိုကငွေထုတ်ကိုပိုက်ကမြို့စွန်ကတေးကုတ်ကန်အခန်းချင်းလေးအတွင်းမှာပင်ဖေးချက်များကိုဖြန့်ခင်းလိုက်တယ်။သူမရဲ့မျက်လုံးများမှာအယူတယောက်ကဲ့သို့တောက်ပနေပြီးနှခမ်းကလည်းတွတ်ရေရွတ်နေပါတယ်။ဒီတစ်ခါတော့ငါအပိုင်မယ်။အောင်ကျော်တို့အိမ်ကရတဲ့ရွှေတွေကိုရောင်းလိုက်ရင်သိန်းရချီရအောင်ပါနီလာ။နင်ဒီမှာကြည့်နေတာတဲ့ငါ့ကိုဖေးဝိုင်းရှာပေးစမ်းပါဦး။ငါလက်တွေရှားနေပြီ။နီလာကကတင်ချေးမှထိုင်က
မှိုက်တွေနေခဲ့တယ်။သူမရဲ့စိတ်ထဲမှာအောင်ကျော်ရဲ့နာကျင်စွာအော်ဟစ်တန်နဲ့သူမကိုကြည့်ခဲ့တဲ့ထိုအဖြစ်ကင်းစင်သောမျက်လုံးများကိုပြန်လေကမြင်အောင်နေမိတယ်။သူမကတနာစိတ်အားကြီးသူဖြစ်တော်လေလူသားတစ်ယောက်အနေနဲ့စစ်မှန်သောမေတ္တာတရားကိုပထမဆုံးအကြိမ်ထိတွေ့ခန်းစားခွင့်ရခဲ့စဉ်ကခန်းစားချက်ကိုမေ့ဖြောက်လို့မရနိုင်အောင်ဖြစ်နေခဲ့ပါတယ်။သို့တော့ထိုခန်းစားချက်ကခဏတာတာဖြစ်တယ်။သူမရဲ့သွေးထဲမှာစီးဆင်းနေသည့်ကိလေသာအစိတ်ရည်များကသူမကိုပြန်လေလွှမ်းမိုးလာခဲ့တယ်။အမေကတော့ငွေရရင်ပြီးတာပဲလား။ကျမကိုအဲ့ဒီလူငယ်လေးကတကယ်ချစ်ခဲ့တာနော်။ကျမသူ့ကိုဒီထက်ပိုပြီးတော့ညှိလို့ရသေးတာကိုအမေကလောဘစွာနဲ့အကုန်ဖြည့်ဆည်းပစ်လိုက်တာ။နီလာရဲ့စကားမှာအောင်ကျော်ကိုတနာလို့ပြောခြင်းမဟုတ်ပဲပုံမရရှိနိုင်မေအကျိုးအမြတ်ကိုနှမျောလို့ပြောခြင်းသာဖြစ်တယ်။ဒေါ်မီချိုကဖေးချက်များကိုစပွဲပေါ်ပြစ်တင်လိုက်ကသမီးကိုစူးစူးဝါးဝါကြည့်လိုက်ပါတယ်။နင်ကငါ့ကိုဆရာလာလုပ်နေရလားနီလာ။နင်ကိုဒီလန်လေးရောက်အောင်ဘသူကတင်ပေးရလဲ။ငါဘေးမဟုတ်လား။အခုငွေရနေတော့300မယ်။နောင်တဆိုတာငါတို့လိုလူတွေနဲ့မဆိုင်ကဲအခုစားလေးစမ်းကိုဘတင်လာလိမ့်မယ်ဒီညတော့နေ့ကိုမျိုးတွေကကလပ်တစ်ခုမှာဈေးကွက်တင်ရမယ်နီလာကဘာမှပြန်မပြောဘဲအဖို့စားများကိုလေးလေးဝတ်လိုက်တယ်သူမကမှန်တယ်မှာမိမိကိုမိမိကြည့်လိုက်တဲ့အခါနှုတ်ပြုံမှုများအောက်မှာပုံကွင့်နေတဲ့ပင်ပန်းနွမ်းနေမှုအချို့ကိုတွေ့လိုက်ရပါတယ်သူမရဲ့လှတရားကတဖြည်းဖြည်းနဲ့ကြမ်းတမ်းလာခဲ့ပြီဖြစ်တယ်သူမကအနီအောင်ဝတ်ဆောင်တိုလေးကိုဝတ်ဆင်ကနှကန်းတွေကိုရေးရေးဆိုးလိုက်တယ်။ထိုအချိန်မှာအခန်းတကားကိုတစုံတစ်ယောက်ကခောက်လိုက်တယ်။ဝေလာတဲ့သူကကိုဘတင်ဖြစ်တယ်။ကိုဘတင်ရဲ့မျက်နှာမှာရကင်းကားထက်ပုံမတင်းမာနေပြီးအလောတကြီးပုံစံမျိုးဖြစ်နေပါတယ်။မိချိုနီလာနင်တို့ဘာတွေလှုပ်လိုက်တာလဲ။အောင်ကျော်ရင်ကကိစ္စကရေးတိုင်ထားပြီဟာ။အခုရေးတွေကနင်တို့ကိုလိုက်ရှာနေပြီ။နင်တို့ဒီမှာဆက်နေလို့မဖြစ်တော့ဘူး။ဒေါ်မီချိုကထိုင်ရာကနေဝန်ခွနေထားရလိုက်တယ်။သူမရဲ့မျက်နှာမှာသွေးဆုပ်ဖြူရော်သွားပါတယ်။ဘာရေးတိုင်နေဟုတ်လား။အဲ့ဒီကောင်လေးကငါ့သမီးကိုချစ်နေရမှာဟုတ်လား။ဘလို့ဖြစ်လို့ရေးတိုင်ရတာလဲ။ချစ်တာကတပိုင်းလေမိချို။နင်တို့လောက်တာကဓမြတိုက်တာထက်ပိုဆိုးနေရကိုကေအခုချက်ချင်းငါနဲ့လိုက်ခဲ့။ငါနင်တို့ကိုမြို့ပြင်ကခြံတစ်ခုမှာသွားပုံခိုင်းမယ်။ဒီပမေအဲ့ဒီနေရာမှာနေရင်တော့အလုပ်ကိုပို့ပြီးကြိုးကြိုးစားစားလုပ်ရလိမ့်မယ်။ကိုဘတင်ရဲ့စကားအဆုံးမှာနီလာနဲ့ဒေါ်မီချိုတို့ကအထုပ်ပိုးများကိုဆွေးကညအမောင်ထဲမှာထွက်ပြေးခဲ့ရပြန်တယ်။သူတို့ရဲ့ဘဝကတနာရမန်းနောက်ကိုလိုက်ရင်တရားဥပဒေရဲ့လက်လံကလွတ်မြောက်ရန်အတွက်ကြွများကဲ့သို့ပုံရှောင်နေရသည့်ဘဝကိုရောက်ရှိသွားတာဖြစ်တယ်။ကိုဘတင်ခေါ်ဆောင်သွားတဲ့ခြံကြီးမှာမြို့နယ်အလှမ်းဝေးလာသောတောဆန်နာကခြံကြီးကြီးတစ်ခုဖြစ်တယ်။ထိုခြံဝင်းတွင်မှရှိတဲ့အဆောက်အဦအိုကြီးတစ်ခုရှိပြီးထိုနေရာကမြေအောင်လောင်ကစားဝိုင်းနဲ့အပျော်ပါးနေမြေတစ်ခုဖြစ်နေခဲ့တာပါခြံတီးကိုရောက်ရှိသွားတဲ့အခါနီလာကထူဆန်းသောအငွေ့အသက်များကိုခန်းစားလိုက်ရတယ်အမျိုးသားပေါင်းစုံ၏အော်ဟစ်သံများအရန်နဲ့များနဲ့မိမပြတ်များရဲ့ရည်သံများကလေထဲမှာပြန့်လွင့်နေပါတယ်ဒီနေရာကဥတော်ဟိုင်းပိုင်တဲ့ခြံပဲသူကဒီနေပေမှာဩဇာရှိဆောင်လူနင်တို့ဒီမှာခိုးလုံခွေးရတာကံကောင်းနေမှဒီပေမဲ့ဥကျော်ဟင်းကိုတော့စိတ်ကျဉ်နေအောင်လုပ်ပေးရမယ်။ကိုဘတင်ကပြောဆိုကနီလာကိုအခန်းတစ်ခုတည်းကိုခေါ်ဆောင်သွားခဲ့တယ်။ထိုအခန်းထဲမှာအသက်60ခန်းရှိပြီဖြစ်တဲ့လူကြီးတစ်ယောက်ထိုင်နေတယ်။သူ့ရဲ့ခန္ဓာကိုယ်မှာဖောင်းကားနေပြီးမျက်လုံးများမှာနီမြန်းနေပါတယ်။သူကနီလာကိုမြင်လိုက်ရတဲ့ခဏမှာပင်ရှာနဲ့နှကန်းကိုတက်တင်လိုက်တယ်။ဒါလားကိုဘတင်ပြောနေတဲ့နီလာဆိုတာကြည့်ရတာကတော့တော်တော်လေးအတွေ့အကြုံရှိမိပုံပဲ။ဦးကျော်ရင်ရဲ့လေတန်းမှာရိုင်းဆိုင်လာတယ်။နီလာကထူလူကြီးကိုကြည့်ကရွှန်ရှာစိတ်ဖြစ်ပေါ်လာတော့လေ။သူမရဲ့လက်ရှိအခြေအနေအရပြန်လေကမြူဆွေအောင်မှဖြစ်တယ်။သူမကဦးကျော်ဟင်းရဲ့အနာကိုတိုးသွားကသူ့ရဲ့ပခုံးကိုဖြင်းညင်းစွာဆွေးကလိုက်တယ်။ဦးကလည်းနီလာကရိုးရိုးလေးပါ။ဦးစိတ်ကျဉ်နေအောင်တော့နီလာစူးစမ်းပေးမှာပေါ့။ဦးကျော်ရင်ကနီလာကိုဆွေးဖမ်းလိုက်ကသူမရဲ့ကိုယ်ပေါ်ကအဖို့အစားတွေကိုအကြံပဒံဆွေးဖြစ်လိုက်ပါတယ်။နီလာကနာကျင်သွားတော့လေထိုနာကျင်မှုကြားမှာသူမရဲ့ဗီဇာအရာဖြစ်တဲ့တနာတာယာမှုကပြန်လေကနိုးထလာတယ်။သူမကငေစဉ်ကခွေးကြီးနဲ့ကစားခဲ့စဉ်ကခန်းစားခဲ့ရတော့ထိုရိုင်းဆိုင်သည့်အထီးတွေ့မျိုးကိုဦးကျော်ရင်ထံကရရှိနေပါတယ်။သူမရဲ့စိတ်ကလူသားတယောက်ရဲ့အသီးစိတ်ကကင်းလို့က
တရိတ်ဆန်တကောင်ကဲ့သို့ဖြစ်သွားပါတယ်။တစ်ဖက်မှာလေဒေါ်မီချိုကမြင်အောင်ဖေဝိုင်းအတွင်းကိုဝင်ရောက်သွားတယ်။သူမကအောင်ကျော်တို့အိမ်ကခိုးယူလာသည့်ငွေရချို့ကိုတောင်းကပြန်လေကစားနေပါတယ်။သို့တော့ထိုနေရာမှာရှိတဲ့လူများမှာတာမန်ဖေးသမားများမဟုတ်ပါ။သူတို့ကညစ်ပတ်တဲ့နီလန်းမျိုးစုံနဲ့ဒေါ်မီချိုရဲ့ငွေတွေကိုဖြုတ်ယူနေတာဖြစ်တယ်။မိချိုနင့်မှာငွေကုန်သွားပြီလား။ဒါဆိုရင်တော့နင့်သမီးကိုဒီဝိုင်းမှာအာမခံထားပြီးတော့ကစားမလား။ဖေးသမားတယောက်ရဲ့စကားကြောင့်ဒေါ်မီချိုကတုံဆိုင်သွားတယ်။သို့တော့ဖေးရှုံးနာရဲ့ဒေါ်သားနဲ့လောဘကသူမကိုလွှမ်းမိုးသွားလိမ့်ပြီ။ကောင်းပြီလေ။နီလာကိုအာမခံထားမယ်။ငါဒီပွဲတော့မရှုံးစေရအောင်။မိခင်ရင်တယောက်ကမိမိရဲ့သမီးကိုဖေးဝိုင်းမှာအပေါင်ပစ္စည်းတစ်ခုကဲ့သို့အသုံးပြုလိုက်တာဖြစ်တယ်။ဤဒီမှာတဏှာနဲ့လောဘကြောင့်လူစိတ်ဓာတ်များမြင်းများအထိပျက်စီးသွားနိုင်သည်ကိုပြသနေတာပါ။နီလာကဥကျော်ဟင်းရဲ့အခန်းထဲမှာအနှိမ့်ဆက်ခံနေရစဉ်သူမရဲ့မိခင်ကတော့သူမကိုနောက်ထပ်မျိုးသားများရဲ့လက်ထဲကိုထိုးအပ်ရန်ပြင်ဆင်နေခဲ့ပါတယ်။ညင်းတက်လာတာနဲ့အမျှချန်ကြီးအတွင်းမှာရှိတဲ့ရမန်စောများကပုံမူပြင်းထန်လာတယ်။နီလာကဥကျော်ဟင်းရဲ့အခန်းထဲကနေထွက်လာတဲ့အခါတကူလုံးနာကျင်ကြိုက်ခင်းနေပြီးစိတ်ဓာတ်များလည်းပြိုလေးနေပါတယ်။သူမကအမေဖြစ်သူထံကိုသွားကအာကိုတကြီးရှာဖွေခဲ့တော်လဲတွေ့လိုက်ရသည်မှာဖေးဝိုင်းမှာရံဖြစ်နေတဲ့ဒေါ်မီချိုကိုသာတွေ့လိုက်ရပါတယ်။အမေကျမတို့တော့ပင်ပန်းနေပြီ။ကျမတို့ဒီကနေထွက်သွားကြရအောင်လား။နီလာကငိုတန်ပါပါနဲ့ပြောလိုက်တော့လေဒေါ်မီချိုကတော့သမီးကိုလှည့်ပင်မကြည့်။နင်ကလေအခုမှဖေးဝိုင်းကကောင်းနေရကိုပြီးတော့ငါနင့်ကိုအပေါင်ထားပြီးတော့ကစားထားတာ။နင်ဒီကနေထွက်သွားလို့မရအောင်။နင့်ကိုဒီဝိုင်းကလူတွေကအလှေကြာစောင့်နေကြတာ။ဒေါ်မီချိုရဲ့စကားကြောင့်နီလာကကပောက်ပြတ်တယ်လို့ခံစားလိုက်ရပါတယ်။သူမရဲ့ဘဝကိုဖျက်ဆီးနေသူမှာအခြားသူမဟုတ်ပဲ။သူမကိုမွေးထုတ်ခဲ့တဲ့မိခင်ရှင်ဖြစ်နေတာကြောင့်ပါ။ထိုညမှာနီလာကအမျိုးသားများစွာရဲ့လက်ထဲမှာကစားစရာတစ်ခုကဲ့သို့ဖြစ်ခဲ့ရတယ်။သူမရဲ့ခန္ဓာကိုယ်ကနာကျင်မှုများနဲ့ပြည့်နှက်နေတော့လေ။သူမရဲ့စိတ်ကအေးဆက်မာကျောသွားတယ်။သူမကဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်။သူမကဒီနေရာကနေလွတ်မြောက်အောင်ပြေးရမယ်။သူမဟုတ်လေသူမကဒီနေရာမှာပဲအသက်ပြောက်သွားနိုင်သည်ကိုသူမသိလိုက်ရတယ်။ဥတာလာကရက်ွက်တဲမှာထိုးသားမရဲ့သတင်းကိုမကြားရတော့သဖြင့်စိတ်အေးနေခဲ့တော်လေသူ့ရဲ့စိတ်ထဲမှာတော့တခုခုမှားယွင်းနေသည်ကိုခံစားနေရတယ်။သူကဖျားစင်ရှင်မထိုင်ကပတိစိတ်ရင်နဲ့ရေရော့နေပါတယ်။အော်ဝတ်ဆိုရာလေတတ်တယ်။မိချိုတို့သားမိတွေဘေးစီဘေးဝေရောက်နေကြပြီလည်းမသိဘူး။တနာနောဆိုတာနေလေလေရုံရခက်လေလေပဲသူတို့အတီတရားရတဲ့အချိန်မှာတော့အရာအလုံးကနောက်ကျနေလိမ့်မယ်ထင်တယ်နီလာကအမောင်ထဲမှာထွက်ပေါက်ကိုရှာဖွေနေခဲ့တယ်သူမရဲ့မျက်ဝန်းများမှာရခင်ကရမက်ရိတ်များအစားအသက်ရှင်လို့သည်အင်အားများကအစားထိုးဝင်ရောက်လာတယ်သို့တော့သူမရဲ့နောက်ွယ်မှာတော့ဥကျော်ဟင်းရဲ့လူများနဲ့သူမရဲ့မိခင်ဤလောဘစောများကတကောက်ကောက်လိုက်ပါနေခဲ့ပါတယ်လူဘဝရဲ့အနေထားရုံများကိုဤအခန်းများမှာကွင်ကွင်ကွက်ကွက်မြင်တွေ့နိုင်မှာဖြစ်တယ်။တနာရမန်နဲ့လောဘကလူသားတို့ရဲ့တိတ်ခါကိုမြင်းများအထိနှိမ့်ကျစေသည်ကိုတတိပြုဆင်ခြင်နိုင်ရန်ဆက်လက်ပြီးတော့တင်ဆက်သွားပါဦးမယ်။ချန်ကြီးအတွင်းမှာရှိတဲ့စူညံတန်များကြားမှာနီလာရဲ့စိတ်ဝိညာဉ်ကအဆဆပြက်ပြက်ဖြစ်နေခဲ့ကြပြီးဥကျော်ဟင်းရဲ့တရိษံဆန်သောအပြုမူများအောက်မှာခန္ဓာကိုယ်တစ်ခုလုံးနာကျင်ကြိုက်ခင်းနေတော့လေသူမရဲ့ရှင်ထဲမှာအဆိုပါဆုံးခံစားလိုက်ရတဲ့နာကျင်မှုမှာသူမရဲ့မိခင်ရှင်ဖြစ်သူကသူမကိုဖေးဝိုင်းမှာအပေါင်ပစ္စည်းတစ်ခုကဲ့သို့ထိုးအပ်လိုက်တာဖြစ်တယ်။နီလာကအခန်းတောင်မှာရှိတဲ့မှန်တင်ခေါအစုပ်လေးပေါ်မှာတင်ထားတဲ့ရေခွက်ကိုယူကအငမ်းမရတောက်လိုက်တယ်။မှန်တင်းမှာမြင်နေရတဲ့မိမိရဲ့ပုံစံမှာလူနဲ့ပင်မတူတော့ပဲခြောက်ချားဖွေရာကောင်းနေပါတယ်။အခန်းပြင်ကဒေါ်မီချိုရဲ့ရည်တန်းစူးစူးကိုကြားလိုက်ရတဲ့အခါနီလာရဲ့လက်သီးများမှာကြစ်ကြစ်ပါအောင်ဆုပ်သွားခဲ့တယ်။သူမကအခန်းတကားကိုသားရဟကအပြင်ကိုချောင်းကြည့်လိုက်တယ်။ဖေးဝိုင်းမှာအရှိန်တက်နေစေဖြစ်တယ်။ဒေါ်မီချိုကဖေးချက်များကိုကိုင်းကမျက်နှာမှာလောဘအစောများလွှမ်းမိုးနေပြီးသူမရဲ့ဘေးမှာတော့ဥကျော်ဟင်းရဲ့လူမရဲ့အချုပ်ကနီလာကိုအလှေကြစောင်းဆိုင်နေသေးရလားရမက်မျက်လုံးများနဲ့ကြည့်နေကြတယ်။နီလာကဒီနေရာမှာဆက်ပြီးရှိနေပါကသူမရဲ့တက်မှာမနှက်ဖန်အထိခံလိုက်မှာမဟုတ်ကြောင်းကောင်းကောင်းသိလိုက်ပါတယ်။
နီလာကအခန်းထဲကိုပြန်ဝင်ကအဝတ်အစားများကိုခက်မြန်မြန်လေးလေလိုက်တယ်။သူမမှပါလာတဲ့လက်ဝဲတနာအနည်းငယ်ကိုအတွင်းကန်ထဲကိုဝှက်ထည့်လိုက်ပြီးပတင်းပေါက်စီကိုတိုးသွားလိုက်တယ်။ပတင်းပေါက်မှာတစ်သားတကားချက်များနဲ့ပိတ်ထားတော်လဲဟောင်းနှွမ်းနေသဖြင့်အသားအရတွန်းယုံနဲ့ပွင့်သွားတာပါ။အောက်မှာတော့ချမ်းကြီးရဲ့နောက်ဘက်ကတောအုပ်ငယ်တစ်ခုရှိနေတယ်။မြင်းနဲ့နေတာကြောင့်အမောင်ထုကကြီးဆိုနေပြီးပစည်းရှင်ခွဲအော်တန်များကလွေပြီးတော့တိတ်ဆိတ်နေတယ်။နီလာကအသက်ကိုပြင်းပြင်းရှူကပတင်းပေါက်ကတစင်းအောက်ကိုခုန်ချလိုက်တယ်။မြေပြင်ပေါ်ကိုရောက်တဲ့အခါခြေထောက်မှာနင်းငယ်နာကျင်သွားတော့လေသူမကဂယုမဆိုင်နိုင်ပဲအမောင်လေးကိုအတင်းပြေးဝင်သွားတယ်။တော်လန်အတိုင်းပြေးလွှားနေစဉ်စုများကသူမရဲ့ခြေထောက်နဲ့လက်များကိုချစ်မိနေတော့လေနီလာအတွက်တော့ထိုနာကျင်မှုမှာသူမရဲ့အမေပေးတဲ့နာကျင်မှုလောက်မပြင်းထန်ခဲ့ပါ။သူမကနောက်ကိုလှည့်မကြည့်ပဲအဝေးကိုသာပြေးနေပါတယ်။တစ်ဖက်မှာတော့ဖေးဝိုင်းမှာဒေါ်မီချိုကနောက်ဆုံးပွဲကိုထပ်မံရှုံးနေသွားခဲ့ပြန်တယ်။သူမကမျက်နှာပြတ်သွားကအနားမှာရှိတဲ့လူမိုက်တွေကိုကြည့်လိုက်တယ်။မိချိုနေရှုံးပြီ။ကဲနေ့သမီးကိုခေါ်ခဲ့လိုက်တော့ငါတို့လူတွေကစောင့်နေတာကြပြီ။လူမိုက်ကောင်းဆောင်ရဲ့စကားကြောင့်ဒေါ်မီချိုကချွေးပြန့်သွားတယ်။သူမကနီလာအခန်းထဲကိုအပြေးအလွှာဝင်သွားတော့လေတွေးလိုက်ရတာကဟောင်းလောင်းပွင့်နေတော့ပတင်းပေါင်းနဲ့ဗလာကျင်းနေတော့အခန်းကိုသာဖြစ်တယ်။ဒေါ်မီချိုကဒူးများတုံရင်သွားကအော်ဟစ်လိုက်တယ်။နီလာဒီကောင်းမလေးဘယ်ကိုထွက်ပြေးသွားတာလဲကြည့်ကြပါဦးငါသမီးထွက်ပြေးသွားပြီဦးကျော်ဟင်ရဲ့လူများကချက်ချင်းပင်ချမ်းဝင်းအတွင်းကိုပြန်နှံကောင်ရှာဖွေကြလေတယ်ဒေါ်မီချိုမှာတော့သူမရဲ့အမှားများအတွက်နောင်တရခြင်းတန်သူမရဲ့ဖေးကျွေးများကိုဘလို့ဆက်ရမလဲလို့တွေးတောကကြောက်လန့်နေတယ်ဤဒီမှာတနာနဲ့လောဘရဲ့နောက်ဆုံးအကျိုးဆက်ပင်ဖြစ်တယ်တွေ့တော်ရင်ချက်ကိုပင်ငွေနဲ့လေးလေးဝန်းနဲ့မိခင်တယောက်ရဲ့ညီကုန်းမှာတော့အလွန်ပင်ရင်လေးဖွေရာကောင်းလာတယ်။နီလာကတော်လန်အတိုင်းပြင်းပြင်းနဲ့ကားလမ်းမကြီးတစ်ခုပေါ်ကိုရောက်ရှိလာတယ်။သူမကလမ်းဘေးမှာပုံအောင်နေရင်မြို့တမ်းမေကားတစ်စီးအလားကိုစောင့်နေခဲ့တယ်။သူမရဲ့စိတ်ထဲမှာတော့အခုချိန်ကစပြီးဘသူကမှမယုံကြည်တော့ရန်ဆုံးဖြတ်လိုက်တယ်။သူမရဲ့အလှတရားကသူမကိုဖျက်ဆီးခဲ့တယ်လို့ထိုအလှတရားကိုပင်အသုံးချကသူမကပြန်လေရုံထွက်မိလို့ကြုံဝါနေခဲ့ပါတယ်။မိုးလင်းကနေအချိန်မှာနီလာကကုန်တင်ကားတစ်စီးကိုတားကမြို့လေးကိုလိုက်ပါလာတယ်။ကားဆရာမအသက်အခက်ကြီးလူတစ်ယောက်ဖြစ်ပြီးနီလာရဲ့ပုံစံကိုကြည့်ကတနာတဲ့အောင်ရှိတော်လဲ။နီလာကတော့ထူလူရဲ့မျက်လုံးထဲကရမက်ရဲ့အချုပ်ကိုသတိပြုမိတယ်။သူမကကားဆရာရဲ့နားကိုတိုးထိုင်ကသူမရဲ့ဇလန်းကိုလှုပ်ကြံပြောဆိုပါတယ်။ဦးရဲ့သမီးကိုကြည့်ပါဦး။သမီးကိုတရားဓမ္မလက်ထပ်ခိုင်းလို့ထွက်ပြေးလာတာပါ။သမီးမှာဘာမှမရှိတော့ပါဘူး။နီလာရဲ့ညင်းညူတန်ကြောင့်ကားဆရာကစိတ်မရှိသလိုနဲ့နီလာကိုငွေချိုကမ်းပေးလိုက်တယ်။နီလာကထုံငွေကိုယူကမြို့လေကောင်မှရှိတဲ့လူစီကတော့နေရာတစ်ခုမှာဆင်းကျင်ရတဲ့မြို့ပြရဲ့မီးအောင်ဆောင်များကြားမှာနီလာကသစိန်တယောက်ကဲ့သို့ဖြစ်နေတော့လေသူမရဲ့စိတ်ထဲမှာတော့အစီအစဉ်များကအစင်သင့်ရှိနေပြီဖြစ်တယ်။သူမကအရင်ဆုံးအလောက်ပြဆိုင်တစ်ခုကိုဝင်လိုက်ကသူမရဲ့ပုံစံကိုပြောင်းလဲလိုက်တယ်။စုပ်ပြင်းနေတဲ့အဝတ်အစားများအဆောင်ခိမိတော့ဝတ်ဆောင်တစ်စုံကိုဝေလိုက်တဲ့အခါနီလာကရခင်ကအထက်ပင်ပုံမို့လှပသွားတယ်။သူမကမြို့တွေကနေမေးကြည့်တဲ့ကလပ်တစ်ခုကိုတွားရောက်ရန်ဆုံးဖြတ်လိုက်တယ်။ဂျိုနီယာကချမ်းသာသောတထေသားများစီးပွားရေးလုပ်ငန်းရှင်များစုဝေးရနေရဖြစ်တာကြောင့်သူမအတွက်သားကောင်ရှာရန်အကောင်းဆုံးနေရာဖြစ်တယ်။ညရောက်တဲ့အခါနီလာကကလပ်ရီတောင်းတဲ့နေရာမှာထိုင်ကဝိုင်းတစ်ခွက်ကိုအသားရတောင်းနေတယ်။သူမရဲ့အလားတရားကကလပ်အတွင်းရှိအမျိုးသားတိုင်းရဲ့အာယုံကိုဖန်ဆာနေခဲ့တယ်။ညမကြမီမှာပင်အသက်30လောက်ရှိမဲ့လူငယ်တစ်ယောက်ကနီလာအနာကိုတိုးကပ်လာတယ်။သူ့ရဲ့နာမည်မှာရေးရင်ဖြစ်ပြီးသူကနာမည်ကြီးကုမ္ပဏီတစ်ခုရဲ့ပိုင်ရှင်ဖြစ်တယ်။တယောက်တည်းလားဒီလောက်လာတဲ့မိန်းကလေးကိုဘသူမှများပြစ်ထားရတာလေ။ရေးရင်ရဲ့စကားကြောင့်နီလာကဖိတ်ခေါ်တဲ့ပြုံးနေကြည့်လိုက်ပါတယ်။နီလာကတယောက်တည်းနေရတာကျင့်သာရနေပါပြီ။ဒါပေမဲ့ဒီညတော့အဖော်လုံးနေတာအမှန်ပဲ။သူတို့နှစ်ယောက်ကစကားများပြောဆိုရင်ရင်းနှီးသွားကြတယ်။နီလာကသူမရဲ့ဗီဇာအတိုင်းအမျိုးသားများကိုဘလို့မြူဆွေရမှာကိုကောင်းကောင်းသိရှိနေတာကြောင့်ရှင်းရင်ကသူမရဲ့ညှို့ယူမှုအောက်မှာခဏချင်းမှပင်နေမွန်းသွားခဲ့ရတယ်။နီလာကရေးရင်ထံကရရှိမိစီးစိမ်များကိုတွေးကကျင်းနေနေတော့လေ
သူမရဲ့ရှင်ထဲမှာတော့အမြဲတမ်းပူလောင်နေသည့်တနာမီကငြိမ်သက်လို့မရနိုင်အောင်ရှိနေစေဖြစ်ပါတယ်။တစ်ဖက်မှာတော့ဦးကျော်ဟင်းရဲ့ခြံထဲမှာကျန်ရစ်ခဲ့တဲ့ဒေါ်မီချိုမှာငရေကြခံရပြီဖြစ်တယ်။နီလာထွက်ပြေးသွားတာကြောင့်သူမရဲ့ဖေးချွေးများအတွက်ဦးကျော်ဟင်းကဒေါ်မီချိုကိုပင်အတင်းအဓမ္မခိုင်းစေနေခဲ့တယ်။ဒေါ်မီချိုကအသက်အရွယ်ကြီးကမှအခုလိုမျိုးအောက်တန်းကြတဲ့အလုံများကိုလုပ်ကိုင်နေရတာကြောင့်သူမရဲ့ဘဝမှာပျက်စီးခြင်းဤကုံကိုရောက်ရှိနေခဲ့တယ်။သူမကထောင်ထဲကထွက်လာချိန်မှာကောင်းကောင်းမွန်မွန်နေထိုင်ရန်ကြိုးစားခဲ့ပါကဤကဲ့သို့ဖြစ်လိုက်မှာမဟုတ်ပါ။ဦးသားလာကရက်ွက်ထဲမှာထိုသားမီးရဲ့တဲ့ရင်ကိုမကြရတော့သဖြင့်စိတ်အေးနေခဲ့တော်လဲသူရဲ့စိတ်ထဲမှာတော့တန်ဝေကတရားများကစိုးမိုးနေစေဖြစ်တယ်။သူကနေ့စဉ်ဖျားဖို့ပြုရင်ရေရော့နေမိတယ်။အော်တနာရမဲ့ဆိုတာလူကိုအယူလောက်တတ်ပါလားအလားတရားကိုလမ်းထဲလုပ်ပြီးသူတစ်ပါးကိုဖျက်ဆီးရင်ကိုလည်းဖျက်ဆီးနေကြတာနီလာဆိုတဲ့ကလေးမလေးကတော့သူ့အမေထက်တောင်ပိုပြီးဆိုးရွားတဲ့လမ်းကိုရွေးချယ်သွားပြီထင်တယ်နီလာကရေရင်နဲ့အတူကလပ်ကထွက်လာခဲ့တယ်သူမကရေရင်ဤကားကောင်းစားကြီးပေါ်မှာထိုင်ရင်မြို့ပြဤညအလှကိုကြည့်နေခဲ့တယ်သူမရဲ့မျက်ဝန်းများမှာရခင်ကားကဲ့သို့ကြောင်ရုံမှုများမရှိတော့ပေရေတင်သောရက်ဆက်သောအရာဝါများကတောက်ပနေတယ်။သူမကလူဘဝမှာအောင်မြင်မှုဟုသည်ငွေနဲ့အာဏာသာဖြစ်ကြောင်းထိုအရာများကိုရရှိရန်အတွက်သူမရဲ့ခန္ဓာကိုယ်ကိုခူတုံးလုပ်ရန်အမြဲတမ်းအစဉ်သင့်ရှိနေသူပါ။မြို့ပြရဲ့ညာအလားကရေရင်ဤစင်ခံကားအကောင်းစားကြီးပေါ်ကကြည့်လျင်ပုံမိုတောက်ပနေတကယ်လို့ရှိတယ်။ကားအတွင်းပိုင်းကတင်းပြတ်သောရင်ပွင်းနဲ့အေးမြသောလေးအေးပေးဆက်အငွေ့တန်များကနီလာကိုမိန်မောစေတယ်။သူမကဝမ်ခွက်ကိုတာယာကိုင်းရင်ဘေးမှာကားမောင်းနေတဲ့ရေရင်ကိုခိုးကြည့်လိုက်တယ်။ရေရင်ကရုပ်ရည်တန့်ပြတ်ရုံသာမကစီးပွားရေးလောကမှာလည်းနမေရနေသူဖြစ်တာကြောင့်နီလာအတွက်တော့ရွှေတွင်းကြီးတစ်တွင်းကိုတွေ့လိုက်ရတယ်လို့ပါ။ရေရင်ကနီလာကိုမြို့လေကောင်မှရှိတဲ့ကိုပိုင်ပင်းဆောက်တိုက်ခန်းစီကိုခေါ်ဆောင်သွားတယ်။တိုက်ခန်းအတွင်းကိုရောက်ရှိသွားတဲ့အချိန်မှာနီလာကအံ့ဩတုန်လှုပ်သွားခဲ့ရတယ်။ခင်မီဆန်းသေးလာပါတဲ့အငယ်ပြင်းအစင်းများတန်ဖိုးကြီးပရီဘောကများနဲ့မြို့ပြတစ်ခုလုံးကိုစီမိုးကြည့်ရှုနိုင်သည့်မှန်ပင်ပေါက်ကြီးများမှာသူမအိမ်မက်ပင်မမတ်ဘူးသောအရာများဖြစ်တယ်။နီလာဒီညအစပဲမင်းဒီမှာပဲနေလို့ရတယ်။မင်းလိုချင်တာမှန်သမျှကိုဖြည့်ဆည်းပေးမယ်။ဒါပေမဲ့တခုတော့ရှိတယ်။မင်းကိုပဲအချိန်ပေးရမယ်နော်။ရှင်ကနီလာခါလေးကိုတိုင်ဖက်ကနားတော့ကပ်ပြီးတော့တူတူလေးပြောလိုက်တယ်။နီလာကရေရင်ဤရှင်ခွင်သေးကိုတိုးဝင်ကသူမရဲ့ဆွေးဆောင်မှုအပြည့်ရှိတဲ့မျက်ဝန်းများနဲ့မောကြည့်လိုက်တယ်။ကိုကြီးကလည်းနီလာကကိုကြီးတယောက်တည်းအတွက်ပါ။နီလာမှာအာကိုစရာဆိုလို့ကိုကြီးပဲရှိရလေ။နီလာကသူမရဲ့ကိလေသာညှိုးကွင်းများကိုအစွမ်းကောင်အသုံးချနေခဲ့တယ်။သူမကရေရင်ကိုယူသွတ်သွားအောင်ဘယ်လိုပြုလုပ်ရမလဲဆိုတာကိုသိရှိနေတယ်လို့ရေရင်ကလည်းနီလာရဲ့အလားပါနဲ့တနာရမက်ကြားမှာရုံမထွက်နိုင်အောင်ဖြစ်နေခဲ့တယ်။ထိုညမှာနီလာကသူမရဲ့ဘဝမှာအမြင့်ဆုံးသောစီးစိမ်များကိုခံစားခဲ့ရတော့လေ။သူမရဲ့စိတ်ထဲမှာတော့အမြဲတမ်းစိုးရိမ်ထိတ်လန့်မှုအချို့ကအချိန်မေးတစ်ဖွေလိုက်ပါနေပါတယ်။အောင်ကျော်တို့အိမ်ကကိစ္စနဲ့ပတ်သက်ပြီးရေများကလိုက်လံရှောက်ဖွေနေသည်မှာသူမအတွင်းကြီးမားသောချိန်ချောက်မှုတစ်ခုဖြစ်တယ်။ထို့အပြင်သူမရဲ့မိခင်ဒေါ်မီချိုကလည်းအချိန်မရွေးပေါ်လာနိုင်ပြီးသူမရဲ့ဘဝကိုဖျက်ဆီးနိုင်သည်ကိုနီလာသိနေပါတယ်။နီလာကစီးစိမ်များကြားမှာပျော်မွေ့နေတော့လေတစ်ပတ်မှာတော့သူမရဲ့တက်ကိုဖုံးကွယ်ရန်အတွက်နီလန်မျိုးစုံကိုစဉ်းစားနေရတယ်။ရန်နေကြီးကြာလာတဲ့အခါရေရင်ကနီလာအပေါ်မှာပုံမူဆွေးလန်းလာခဲ့တယ်။သူကနီလာအတွက်အဖိုးတဲ့ရတနာများနဲ့ငွေကြေးများကိုရဲရဲရော်ရော်ပေးကမ်းခဲ့တယ်။နီလာကထုံငွေများကိုစုဆောင်းကအရေးကြုံလျင်ထွက်ပြေးနိုင်ရန်ပြင်ဆင်ထားတာပါ။သူမရဲ့တနာစိတ်ကရေရင်အပေါ်မှာသာမကရေရင်ဤလုပ်ငန်းခွင်ကလူငယ်ချို့အပေါ်မှာလည်းစတင်ကူးဆက်လာခဲ့ပြန်တယ်။နီလာကသူမရဲ့ဗီဇာအရတနာဆာလောင်မှုကိုတယောက်တည်းတင်မတင်းတိတ်နိုင်ပေလှုပ်အပ်သောဆက်ဆံရေးများကိုစတင်ရှောက်ဖွေလာတယ်။ဤဒီမှာနီလာဤပျက်စီးခြင်းလမ်းစားဖြစ်တယ်။သူမကရရှိထားတဲ့ကံကောင်းမှုများကိုတန်ဖိုးမထားပေသူမရဲ့တနာစိတ်နောက်ကိုထပ်မံလိုက်ပါသွားခြင်းမှာကြောကွင်းတဲ့ကိုမိမိကိုယ်တိုင်တိုးဝင်နေခြင်းနဲ့တူနေခဲ့လေတော့တယ်။တစ်ဖက်မှာတော့ဦးကျော်ဟင်းရဲ့ခြံဝင်းအတွင်းမှာဒေါ်မီချိုရဲ့ဘဝမှာငရေကြနေပြီဖြစ်တယ်။
နီလာထွက်ပြေးသွားတာကြောင့်ဦးကျော်ဟင်းကဒေါသများအလေးလိုက်ထွက်နေတယ်။သူကဒေါ်မီချိုကိုနီးမျိုးစုံနဲ့နှိမ့်ဆက်ရုံသာမကသူမရဲ့တဲ့ရွှေနဲ့မလိုက်အောင်ပင်အောက်တန်းကျသောအလုံးများကိုခိုင်းစေနေတယ်။မိချိုနင့်သမီးကိုနေပြန်ရှာမပေးနိုင်သေးပြီတော့နင်ဒီမှာပဲတစ်သက်လုံးအကြောက်ခံရမယ်။နင့်သမီးကတော့မြို့ထဲမှာတထေးသားတယောက်နဲ့ပြောနေပြီလို့ငါကြားတယ်။နေရတော့ဒီမှာဝက်လို့ခွေးလို့နေရတာပေါ့။ဦးကျော်ဟင်းရဲ့လောင်ပြုံးနဲ့စကလုံးများမှာဒေါ်မီချိုရဲ့ရှင်ကိုဓာတ်နဲ့မှွှမ်းလိုက်သလိုခန်းစားရစေတယ်။ဒေါ်မီချိုကသူမရဲ့အမှားများကိုပြန်လည်ဆင်ခြင်မိတော့လဲနောင်တဟူသည်အရာမထင်တော့ပါ။သူမကသူမရဲ့သမီးကိုငွေနဲ့လေးလေခဲ့တဲ့အတွက်အခုအခါသူမကိုယ်တိုင်ပြန်လည်ပေးဆက်နေရခြင်းဖြစ်တယ်။ဒေါ်မီချိုရဲ့ကျမ်းမာရေးမှာလည်းတနေ့ထက်တနေ့ဆိုးရွားလာတယ်။သူမကအရှင်ကလိုလှလှပပနေနိုင်သူမဟုတ်တော့ပဲဖယိုဖယင်းနဲ့ဦးမေးရင်ရော်နေသောမိမကြီးတယောက်အတွင်းကိုပြောင်းလဲသွားတယ်။ညနေလာတဲ့အခါဒေါ်မီချိုကအခန်းကျင်းလေးအတွင်းမှာထိုင်ကငိုကြွေးနေပါတယ်။သူမကခင်မောဖြစ်သူကိုကျော်စွာကိုတတိယမိတယ်။ကိုကျော်စွာကရိုးရိုးသားသားရှောက်ဖွေကျွေးမွေးခဲ့တော့လေသူမကသာဖေးဝိုင်းတဲ့တနာကြောင့်သူ့ကိုသေတွင်းထဲကိုပို့ခဲ့တာဖြစ်တယ်။အခုအခါသူမရဲ့သမီးနီလာကလည်းသူမရဲ့ခြေရာကိုနင်းကပျက်စီးနေပြီဖြစ်တယ်။အော်ငါ့ဘုတွေကဘတော်မှကုန်ပါလေ။ငါသမီးလေးကိုငါကိုယ်တိုင်ဖျက်ဆီးခဲ့တာပဲ။အခုတော့ငါမှဘာမှမရှိတော့ဘူး။ဒေါ်မီချိုကခြံထဲကနေထွက်ပြေးရန်အချိန်ချင်းစူးစမ်းတော့လေဦးကျော်ဟင်းရဲ့လူများကအမြဲတမ်းစောင့်ကြည့်နေတာကြောင့်မလွတ်မြောက်ခဲ့ပါ။သူမကမျောလင်းချက်မိစွာနဲ့နေ့ရက်များကိုကုံဆုံးနေရတယ်။မြို့ထဲမှာတော့နီလာရဲ့ဘဝမှာလည်းပြဿနာများနဲ့ရင်ဆိုင်လာရပြီဖြစ်တယ်။ရေရင်ဤဇနီးဟောင်းသောမဟုတ်ရေရင်နဲ့ပတ်သက်နေသောမိန်းကလေးအချို့ကနီလာရဲ့အကြောင်းကိုစတင်စုံစမ်းလာခဲ့တယ်။နီလာကရေရင်ကိုမြူဆွဲထားနိုင်တော့လေရေရင်ဤမိသားစုနဲ့ပတ်ဝန်းကျင်ကတော့နီလာကိုအလွေတကူလက်ခံမဲ့သူများမဟုတ်ကြပါ။ဒါပြင်အောင်ကျော်တို့အိမ်ကလူရန်မှုတွေရေများကနီလာရဲ့တပ်ပုံကိုရရှိသွားခဲ့ပြီးမြို့အနှံလိုက်လံရှောက်ဖွေနေပြီဖြစ်တယ်။ဒီနေ့မှာတော့နီလာကဈေးဝယ်ထွက်နေစဉ်ရေကားတစ်စီးကိုမြင်လိုက်ရတာကြောင့်ထိတ်လန့်တုန်လှုပ်သွားတယ်။သူမကချက်ချင်းပင်အင်ကိုပြန်လာကရေရင်ကိုဖုံးဆက်ခဲ့တယ်။သို့တော့ရေရင်မှာအစီအဝေးအရေးကြီးနေသဖြင့်ဖုံးမကင်ပါ။နီလာကတိုက်ခန်းထဲမှာအလော်တကြီးနဲ့သူမရဲ့ငွေနဲ့ရတနာများကိုထုတ်ပိုးနေပါတယ်။သူမကနောက်ထပ်တစ်ကြိမ်ထွက်ပြေးရန်ပြင်ဆင်နေခြင်းဖြစ်ပါတယ်။သို့တော့ဒီတစ်ကြိမ်မှာတော့ကန်တရားကသူမဘက်မှာရှိမနေပါ။တိုက်ခန်းတကားကိုတစုံတစ်ယောက်ကပြင်းထန်စွာခောက်လိုက်တယ်။နီလာကရေများထင်ကကြောင်းလက်တကြားနဲ့တကားကိုသွားဖွင့်လိုက်တဲ့အခါတွေ့လိုက်ရသည်မှာရေများမဟုတ်ပဲဥကြော်ဟင်းဤလူမိုင်များဖြစ်နေတယ်။နီလာနေရဒီမှာလာပြီးတော့စိတ်ခံနေရလား။ဥကြော်ဟင်းကနင့်ကိုပြန်ခေါ်ခိုင်းလိုက်တယ်။နေရမေလဲငါတို့စီမှာရှိနေရနင်သိမှာပါ။ကဲလိုက်ခေတော့နီလာကအော်ဟေကရုံးကန်တော့လေလူမိုက်များဤအင်အားကိုမရှင်းနိုင်ပါ။သူမကလူမိုက်များဤဖန်ဆီးခြင်းကိုခံလိုက်ရကဥကြော်ဟင်းဤခြံလေးကိုပြန်လေခေါ်ဆောင်ခြင်းခံလိုက်ရတယ်။သူမရဲ့စီးစိမ်များမျောလေးချက်များမှာခဏချင်းမှပင်ပြိုလေးသွားခဲ့ရပါတယ်။ဥကြော်ဟင်းရဲ့ခြံကိုရောက်ရှိသွားတဲ့အခါနီလာကသူမရဲ့မိဒေါ်မီချိုကိုတွေ့လိုက်ရတယ်။သို့တော့သူမတွေ့လိုက်ရတဲ့သူ့အမေမှာအရင်ကအမေမဟုတ်တော့ပဲဖြော့တော့နွမ်းနေသောလူအကြီးတစ်ယောက်သားဖြစ်တယ်။တာမီနှစ်ယောက်ဆုံတွေ့လိုက်ရတဲ့မြင်ကွင်းမှာဝမ်းနေစရာထက်တန်ဝေကရစရာကောင်းပါတယ်။အမေဘာလို့ဒီလိုဖြစ်သွားရတာလဲ။နီလာကငိုယိုကမေးလိုက်တော့လေဒေါ်မီချိုကတော့စကားပင်မပြောနိုင်တော့ပင်သမီးကိုကြည့်ကမျက်ရည်များသာစီးကျနေပါတယ်။သူတို့သားမီးကတနာနုံတင်းမှာနှင့်မွေးရင်းနဲ့နောက်ဆုံးမှာတော့အောက်ချေမေးတဲ့ဘဝသေးကိုအတူတူကြဆင်းသွားရလိမ့်ပြီ။ဥသားလာကထိုတဲ့များကိုကြားရတဲ့အခါတပြင်းကိုအကျဉ်းချင်းချလိုက်မိတယ်။အော်တနာဆိုတာကြောက်စရာကောင်းလိုက်တာ။လူတွေကိုတရိတ်ဆန်တွေထပ်ပို့ပြီးနှိမ့်ကြအောင်လုပ်နိုင်ပါလား။ဒီသားမီးတွေရဲ့ဘဝကတော့သူတို့ရဲ့စိုက်ပျိုးခဲ့တဲ့အစိတ်ပင်ရဲ့အသီးအပွင့်တွေကိုသူတို့ကိုယ်တိုင်ပြန်စားနေကြရပြီ။ဇလန်ကတော့အခုမှပုံမပြင်းထန်လာတဲ့အလှေပြောင်းများစီကိုဥတီနေပြီဖြစ်တယ်။နီလာနဲ့ဒေါ်မီချိုတို့ကဥကျော်ဟင်းရဲ့လက်ထဲကနေလွတ်မြောက်နိုင်ပါအောင်မလား။ရင်းကရောနီလာကိုလိုင်းလံကြည့်တရားမလား။တရားဥပဒေရဲ့လက်လှမ်းကရောသူတို့စီကိုဘေးအချိန်မှာရောက်ရှိလာမှာလေ။ဥကျော်ဟင်းရဲ့ခြံဝင်းအတွင်းမှာရှိတဲ့မှောင်မိုက်ဆွဆွတဲ့အခန်းကျင်းလေးအတွင်းမှာနီလာနဲ့ဒေါ်မီချိုတို့တာမီနှစ်ယောက်ကကံကြမ္မာ၏ရက်ဆက်မှုကိုအလူအလေးခံစားနေရပါတယ်
အခန်းအတွင်းမှာရှိတဲ့လေထုမှာမှုန်နဲ့ဖုံးနဲ့များနဲ့ပြင်းနေပြီးနေရများမှာရင်းနှီးများတက်နေတယ်။အပြင်ဘက်ကတိုက်ခတ်လာတဲ့လေအေးများမှာပဒင်းမအုပ်စုပ်လေးကတဆင်အထေးကိုတိုးဝင်လာကနီလာဤပါလွာသောအဝတ်စားများအောက်ကအသားရည်ကိုစူးနဲ့ထိုးသလိုနာကျင်စေတယ်။နီလာကအခန်းတောင်မှရှိတဲ့ဝါကက်ဟောင်းတစ်ခုပေါ်မှာဒူးနှစ်ဖက်ကိုပိုက်ကထိုင်နေခဲ့ပါတယ်။သူမရဲ့မျက်ဝန်းများမှာရခင်ကကဲ့သို့တောက်ပခြင်းမရှိတော့ဘဲအယောင်ဝါကင်းမြင့်နေသောကြောက်ခိနှလုံးကဲ့သို့ဖြစ်နေတယ်။သူမရဲ့ဘေးမှာတော့ဒေါ်မီချိုကအသက်ရှူသံပြင်းပြင်းနဲ့လေးလျောင်းနေတယ်။ဒေါ်မီချိုရဲ့ခန္ဓာကိုယ်မှာအိုမေးရင်ရောင်သာမကဥကြော်ဟင်းရဲ့လူမျိုး၏နှိပ်စက်မှုကြောင့်တရားတန်ချက်များနဲ့ပြည့်နှက်နေပြီဖြစ်တယ်။အမေတက်တာရဲ့လား။နီလာကအတန်တူးတူးနဲ့မေးလိုက်တော့လေဒေါ်မီချိုကတော့မျက်လုံးကိုမှိတ်ထားစေပါ။ဒေါ်မီချိုရဲ့ရင်ထဲမှာတော့နောင်တမီများကတောက်လောင်နေတယ်။သူမရဲ့ဘဝတစ်လျှောက်လုံးဖေးဝိုင်းတဲ့တင်နာနာကိုလိုက်နေရှင်မိမိကိုမိမိဖျက်ဆီးခဲ့အောင်သာမကသမီးကိုပါငရေတွင်တွေကိုဆွေးကြခဲ့မိပြီဖြစ်ကြောင်းသိမြင်လာခဲ့တယ်။သို့တော့ထိုအသည့်တရားမှာအလွန်ပင်နောက်ကျနေပြီဖြစ်တယ်။နီလာငါ့ကိုခွင့်လွှတ်ပါသမီးရဲ့ငါကအမေကောင်းတယောက်မဖြစ်ခဲ့ဘူး။နင့်ကိုဒီလမ်းထိရအောင်ငါပဲတွန်းပို့ခဲ့တာ။ဒေါ်မီချိုရဲ့စကားအတန်မှာတုံရင်နေတယ်။နီလာကအမေဖြစ်သူကိုကြည့်ကရီရမလို့ငိုရမလို့ခံစားလိုက်ရတယ်။သူမရဲ့စိတ်ထဲမှာငေစင်ကမြင်ကွင်းတစ်ခုကရုတ်တရက်ပေါ်လာတယ်။6တန်းရွှေမင်းကလေးဘဝကအင်္ဂခွေးနဲ့ကစားရင်ခံစားခဲ့ရတဲ့ထူးဆန်းတဲ့တာယာမှုထိုအချိန်ကသူမသည်ဘာမှမသိနားမလည်ခဲ့တော့လေသူမရဲ့သွေးထဲမှာပါလာတဲ့ဗီဇာကသူမကိုထိုကဲ့သို့ပြုမှုရန်လှုံ့ဆော်ခဲ့ခြင်းဖြစ်တယ်။သူမကိုထိုကဲ့သို့ပြုမှုရန်လှုံ့ဆော်ခဲ့တဲ့ဗီဇာကပုံမကြီးထွားလာအောင်လုပ်ခဲ့တဲ့သူမလေးသူမရဲ့အမေဒေါ်မီချိုပင်မဟုတ်ပါလား။ထိုအချိန်မှာအခန်းတကားကဝုန်းခနဲ့ပွင့်လာတယ်။ဥကျော်ဟိန်ဤလူယုံဖြစ်တဲ့ကိုဘတင်ဝင်လာတယ်။ကိုဘတင်ရဲ့လက်ထဲမှာအရက်ပလင်းတစ်လုံးပါလာပြီးသူ့ရဲ့မျက်နှာမှာရက်ဆက်တဲ့အပြုံးတစ်ခုပေါ်နေခဲ့ပါတယ်။ကဲတားမိတွေအလွမ်းသေးလို့ဝပြီလား။ဥကျော်ဟိန်ကနီလာကိုခေါ်ခိုင်းလိုက်တယ်။ဒီညတော့ဧည့်သည်ကြီးတယောက်လာမှာမို့နီလာကအစွမ်းကုန်ပြုစုပေးရမယ်။အောင်မြင်တော့နင်တို့ဒီထက်ကောင်းတဲ့အခန်းမှာနေရမယ်။နီလာကကိုဘတင်ကိုဆက်ဆုပ်စွာကြည့်လိုက်တယ်။ကိုဘတင်ရှင်တို့မှသိတရားမရှိကြဘူးလား။ကျမတို့ဒီလောက်ထိနှိမ့်ဆက်နေကြတာမဝသေးဘူးလားဟမ်။ကိုဘတင်ကဟဲပပန်ရီမောလိုက်တယ်။အတိတရားဟုတ်လားနီလာ။နင်တို့မှရောရှိလို့လား။နင်ကလည်းငွေနောက်ကိုလိုက်တာပဲမဟုတ်လား။အခုတော့နေရငါတို့ရဲ့ကုန်ပစ္စည်းပဲ။ကုန်ပစ္စည်းဆိုတာဝေသူစိတ်ကျင်တဲ့အားလုပ်ပေးရမှာပေါ့။ကဲမြင်မြတ်ထအဖို့စားလေးလိုက်တော့ကိုဘတင်ကပျော်ပျော်ဆွဆွနဲ့နီလာကိုအတင်းအဓမ္မဆွေးထူလိုက်တယ်။ဒေါ်မီချိုကသမီးဖြစ်သူကိုကာကွယ်ရန်ကြိုးစားတော်လဲကိုဘတင်ရဲ့ခြေထောက်နဲ့ကန်ချင်းကိုသာခံလိုက်ရတယ်။နီလာကအမေဖြစ်သူကိုကြည့်ကရင်ထဲမှာနာကျင်သွားတော်လဲသူမမှာတုံ့ပြန်နိုင်စွမ်းမရှိခဲ့ပါ။သူမကကိုဘတင်ရဲ့နောက်ကိုဆက်ရုပ်တရုပ်လိုလိုက်ပါသွားရတယ်။နီလာကိုခေါ်ဆောင်သွားတဲ့နေရာမှာခြံဝင်းကြီး၏အလေးမရှိတဲ့ခင်မီဆန်သေးလာတဲ့အေကေဟာကြီးတစ်ခုဖြစ်တယ်။ထိုနေရာမှာမီးအောင်ဆောင်များနဲ့တောက်ပနေပြီးအမျိုးသားချို့ကအရက်တောင်ရင်ပျော်ပါနေတယ်။ဥကျော်ဟင်းကဆိုဖာကြီးပေါ်မှာထိုင်ကနီလာကိုကြီးကပြုံးလိုက်တယ်။လာစမ်းနီလာဒီမှာငါမိတ်ဆွေဦးထုံးလိုက်နဲ့မိတ်ဆက်ပေးမယ်။သူ့အနေကိုသဘောကျလို့မျိုးကနေတကူတကလာလေတာ။ဦးထုံးလိုက်ဆိုသူမှာအသက်60ကျော်ခန့်ရှိပြီဖြစ်တော်လဲခန္ဓာကိုယ်မှာတောင်တင်းဆေးဖြစ်တယ်။သူ့ရဲ့မျက်ဝန်းများမှာနီလာရဲ့ခန္ဓာကိုယ်ကိုဝါမြုံမတန်ကြည့်နေပါတယ်။နီလာကထိုအကြီးများကိုယွန်ရှာတော့လေသူမရဲ့ဗီဇာအရဆေးဆမှုရှိတဲ့အပြုံးတစ်ခုကိုအလိုအလျောက်ပြုလုပ်လိုက်တယ်။ဦးနေကောင်းရင်လာရင်နီလာရဲ့နှွေနှောင်းသောအတန်ကြောင့်ဦးထောင်းလိုက်ကစိတ်လှုပ်ရှားသွားခဲ့တယ်။သူကနီလာလက်ကိုဆေးကန်လိုက်ကသူ့ရဲ့ဘေးမှာထိုင်ခန့်လိုက်တယ်။ထိုညမှာနီလာကသူမရဲ့ဘဝမှာအဆိုးဝါးဆုံးသောအခြေအနေတစ်ခုကိုရင်ဆိုင်ခဲ့ရပြန်တယ်။သူမကတနာရမတ်ဤကစားစရာတစ်ခုအဖြစ်ပြုမှုနေရတော့လေသူမရဲ့စိတ်ထဲမှာတော့တစ်ခုခုကိုကြံစည်နေပါတယ်။သူမကဒီနေရာကနေလွတ်မြောက်ရန်အတွက်ဦးထောင်းလိုက်ကိုအတုံးချရန်ဆုံးဖြတ်လိုက်တယ်။သူမကဦးထောင်းလိုက်ရဲ့နားနာကိုကပ်ကတူတူလေးပြောလိုက်ပါတယ်။ဦးနီလာကိုဒီကနေခေါ်ထုတ်သွားပါလား။နီလာဦးကိုတစ်သက်လုံးပြုစုသွားပါမယ်။ဒီနေရာမှာနီလာရဲ့ဒုက္ခရောက်လို့ပါ။ဦးထောင်းလိုက်ကနီလာရဲ့စကားကြောင့်တွေ့ဝေသွားခဲ့တယ်။သူကနီလာကိုတနာသလိုရှိတော့လေဦးကျော်ဟင်းကိုတော့မလွန်ဆန်ရေးပါ။သို့တော့နီလာက
သူမရဲ့ကိလေသာညှို့ကွင်းများကိုအစွမ်းကောင်သုံးချကဦးထောင်းလိုင်ရဲ့စိတ်ကိုပြောင်းလဲအောင်ကြိုးစားခဲ့တယ်။တစ်ဖက်မှာတော့ဒေါ်မီချိုကအခန်းကျင်းလေးအတွင်းမှာတယောက်တည်းကျန်ရစ်ပါတယ်။သူမကအမောင်ထဲမှာထိုင်ကသူမရဲ့ဘဝကိုပြန်လဲဆင်ခြင်နေခဲ့တယ်။သူမကခင်မောင်ဖြစ်သူကိုကျော်စွာရဲ့ရိုးသားမှုကိုဖျက်ဆီးခဲ့တယ်။သူမရဲ့သမီးကိုလည်းပျက်စီးစေတယ်။အခုကသူမမှာဘာမှမရှိတော့ပါ။သူမရဲ့မျက်ဝန်းများကမျက်ရည်များမှာအဆက်မပြတ်စီးကျနေပါတယ်။ကိုကျော်စွာရဲ့ကျမမှားခဲ့ပါတယ်။ရှင်သာရှိနေအောင်မေးဆိုရင်ကျမတို့ဘဝတွေဒီလိုဖြစ်မှာမဟုတ်ဘူး။ဒေါ်မီချိုကနေရန်ကိုခေါင်းနဲ့တိုက်ကငိုကြွေးနေပါတယ်။သူမကသူမရဲ့အဖြစ်များအတွက်ပေးဆက်နေရခြင်းဖြစ်ကြောင်းသိလိုက်ရတော့လေ။ထိုပေးဆက်မှုမှာအလွန်ပင်ကြီးမားလာတယ်။ညနေလာတဲ့အခါနီလာကဦးထောင်းလိုက်တဲ့အတူအခန်းတစ်ခုထဲကိုရောက်ရှိသွားတယ်။ထိုနေရာမှာနီလာကသူမရဲ့အစီအစဉ်ကိုစတင်ခဲ့တယ်။သူမကဦးထောင်းလိုက်ကိုအရှက်များအလွန်ကျွံတိုက်ကမူးရည်သွားအောင်ပြုလုပ်တယ်။ဦးထောင်းလိုက်အိပ်ပျော်သွားတဲ့အခါနီလာကသူ့ရဲ့အိတ်ထဲကကာတော့နဲ့ငွေကြေးချုပ်ကိုယူကအခန်းထဲကနေတိတ်တဆိတ်ထွက်လာခဲ့တယ်။သူမကအမေဖြစ်သူရှီယာခန်းကိုပြေးသွားပါတယ်။သူမကဒေါ်မီချိုကိုတွေးထူကခြံနောက်ဘက်ကနေထွက်ပြေးရန်ကြိုးစားခဲ့တယ်။သို့တော့ဦးကျော်ဟင်းရဲ့လူများမှာနိုးကြနေပါတယ်။ဟဲ့ဟိုမှာထွက်ပြေးနေပြီဖမ်းကြစမ်း။အော်ဟစ်တန်များနဲ့အတူလူမိုက်များကနီလာတို့သားမီးနောက်ကိုလိုက်လံဖမ်းဆီးကြလေတယ်။နီလာကအမေဖြစ်သူကိုလက်မလွတ်ပဲအမောင်ထဲမှာတရားလွှာပြေးလွှားနေတယ်။သူမရဲ့ရင်ထဲမှာတော့ကြောင်လန့်မှုများပြင်းနေနေတော့လေလူမြောက်လိုစိတ်ကပုံမပြင်းထန်နေတယ်။ဤဒီမှာတင်နာတော်တွေကရုံထွက်ရန်ကြိုးစားနေတော့တာမီနှစ်ယောက်ဤတိုက်ပွဲပင်ဖြစ်ပါတယ်။သူတို့ကလူမြောက်နိုင်ပါဦးမလား။သို့မဟုတ်ပုံမနဲ့ရှိုက်တော့ငရေတွင်ကိုပြန်လေကကြာဆင်းသွားရမှာလား။ညီနဲ့တကောင်ရဲ့ဤတိတ်ဆိတ်မှုကိုဖျက်တမ်းပြီးပြေးလွှားနေတဲ့ခြေတံများကချမ်းဝေဟောင်းကျဲအတွင်းမှာပစ်တင်ထန်နေတယ်။နီလာကသူမရဲ့အားနည်းလာသောမိခင်တော်မိချိုရဲ့လက်ကိုကြည်ကြဲပအောင်ဆုပ်ကင်ထားရင်အမောင်ထုကိုအောက်ကိုကတုံးငယ်ဘက်ကိုဥတီနေခဲ့တယ်။သူမရဲ့ရှင်ဘက်ထဲမှာတော့နှလုံးခုန်တန်းများမှာဘုံတီးနေတဲ့ကဲ့သို့ပြင်းထန်လာတယ်။လေတူထဲမှာဆွဆွတဲ့မြင်းနှံနဲ့တိရွက်ချောင်းနှံများကရောရှက်နေပြီးတော့မိုးသားတိမ်လိပ်များကြောင့်လားရောင်မှလည်းကွေပြောင်းနေတယ်။ဟေးဟိုဘက်ကိုပြေးသွားကြတာဖမ်းကြစမ်းကိုဘောတင်ရဲ့အရေးတန်တဲ့အတူဓမီအောင်များကတောအတွင်းဟိုဟိုတီတီဝေးဝိုက်လာတယ်။နီလာကအသက်ကိုပင်ပြင်းပြင်းမရှူရဲပင်ခြုံပုတ်တစ်ခုရဲ့နောက်ကွယ်မှာပုံအောင်လိုက်တယ်။သူမရဲ့ဘေးမှာတော့ဒေါ်မီချိုကအမော်တကောနဲ့ချောင်းတက်ဟန်စိုးနေခဲ့ပါတယ်။သမီးအမေကိုထားခဲ့ပါတော့အမေဆက်မပြေးနိုင်တော့နေပဲလွတ်အောင်ပြေးတော့ဒေါ်မီချိုရဲ့အတန်းမှာတုံရင်နေပြီးမျောလင်းချက်မိနေတဲ့အရေးအယောင်များပြင်းနေနေတယ်။နီလာကမိခင်ဖြစ်သူရဲ့စကားကိုကြားတော့လေလက်ကိုလှုပ်မပေးရပါသူမရဲ့စိတ်ထဲမှာတော့နာကျင်မှုများရှိနေတော့လေအခုချိန်မှာတော့ဤကဘာပေါ်မှာသူမရဲ့သွေးသားရင်းချဆိုလို့ဒီအမျိုးသမီးတယောက်သားရှိတော့တာကိုတတိပြုမိသွားခြင်းဖြစ်တယ်မရဘူးမေကျမအမေကိုခေါ်သွားမေကျမတို့အတူတူလွတ်အောင်ပြေးရမေနီလာကအန်ကိုကျိတ်ကပြောလိုက်တော့လေကံကျမကသူတို့ဘက်မှာရှိမနေပါဓမီအောင်တကူကသူမတို့ပုံနေသောခြုံပုတ်ပေါ်ကိုတေးတေးကြလာတယ်ကိုမတင်နဲ့လူမိုက်၃ယောက်မှသူမတို့အနာကိုရောက်ရှိလာပြီဖြစ်တယ်မိပြီပေါ့နီလာနီကတော်တော်လေးတာပဲဦးထွန်းလိုင်ကိုတော့စိတ်ခတ်ပြီးပြေးဖို့ကြိုးစားတယ်ကဲအခုတော့နေတော့သားမိတွေဘေးကိုပြေးအောင်ပါလေဟမ်ကိုမတင်ကလှောင်ပြုံပြုံရင်းနဲ့နီလာစပင်ကိုအတင်းဆွေးထူလိုက်တယ်နီလာကနာကျင်လောတာကြောင့်အော်ဟစ်လိုက်တော့လေကိုမတင်ကဂယုမဆိုင်ပဲသူမရဲ့ပါကိုပြင်းထန်စွာရှိုင်းနေလိုက်တယ်ဒွန်မီချိုကလည်းသမီးဖြစ်သူကိုကာကွယ်ရန်ကြိုးစားရင်းလူမိုက်တယောက်ရဲ့ခြေထောက်နဲ့ကန်ချင်းကိုခံလိုက်ရကမြေပေါ်ကိုပြုတ်ကျသွားတယ်။နီလာကိုမထိပါနဲ့။ကျမကိုပဲတက်ချင်းတက်ပါ။သမီးကိုတော့လှုပ်ပေးပါ။ဒေါ်မီချိုရဲ့ငိုရိုတောင်းပန်တန်းမှာညနေတန်စင်များကြမှာကြေကွေးဖွေရကောင်းတော်လေ။တနာနဲ့လောဘကလွှမ်းမိုးထားတဲ့ထူလူများအတွက်တော့တေးဂီတာတစ်ခုကဲ့သို့ဖြစ်နေပါတယ်။ထိုအချိန်မှာချန်ဝင်းကြီးရဲ့အရှိဘက်ကရုတ်တရက်ဥအောဆွေးတံများကြားလိုက်ရတယ်။ရေကားများရဲ့အနီရောင်နဲ့အပြာရောင်မီးများကမှောင်မိုက်တော့ကောင်းခန့်ကိုထိုးခွေကရောက်ရှိလာတယ်။ရေးတွေရောက်လာပြီပြေးကြ။ကိုမတင်တဲ့လူမိုင်းများမှာထိတ်လန့်သွားကနီလာတို့သားမိကိုပြစ်ထားပြီးတော့အသီးသီးထွက်ပြေးကြလေတယ်။နီလာကမြေပေါ်မှာဝတ်နေရင်အဝေးကရောက်လာတဲ့ရေတက်ဖွဲ့ဝင်များကိုကြည့်ကစိတ်သက်သာရာရှာသွားသလိုတစ်ဖက်မှာလည်းသူမရဲ့တဲကအမှားများအတွက်ကြောက်ရွံ့မှုများဝင်ရောက်လာတယ်။
ရဲတပ်ဖွဲ့ဝင်များကခြံဝင်းအတွင်းကိုစီးနှင်းဝင်ရောက်ကဦးကြောင်ရဲ့ပါဝင်လူမိုက်များစွာကိုဖမ်းဆီးနိုင်တယ်။နီလာနဲ့ဒေါ်မီချိုတို့တာမီကိုလည်းရေများကတွေးရှိသွားကဆေးရုံကိုအမြန်ဆုံးပို့ဆောင်ပေးလိုက်တယ်။ဒီစီးနှင်းမှုမှာအောင်ကျော်တို့မိသားစုကတိုင်ကြားထားမှုနဲ့ဦးထောင်းလိုက်ရဲ့လှုပ်ဝက်တဲ့ပေးမှုကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်တယ်။ဆေးရုံကလေးပေါ်မှာလေးလျောင်းနေသောနီလာကသူမရဲ့ခန္ဓာကိုယ်ကတရားများကိုကြည့်ကတန်ဝေကရနေပါတယ်။သူမရဲ့လှတရားကအခုခါမှာတော့ဖူးရောက်နေသောဒဏ်ရာများနဲ့ညှိုးနွမ်းနေပြီဖြစ်တယ်။သူမရဲ့သွေးတွေမှာပါလာတဲ့ဒနာရမက်ကသူမကိုဒီနေရာကိုပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသူမသိလိုက်ပါတယ်။ဘေးကလေးမှာရှိနေသောဒေါ်မီချိုမှာလည်းအသက်ရှူစက်နဲ့အသက်လူနေရရှာတယ်။ဆေးရုံ၏အေးဆက်သောအနှံ့အသက်များနဲ့ဆေးနှံများကြားမှာနီလာကရှက်အတန်းငယ်ကြောင့်ဖြတ်တန်းခဲ့ရတယ်။သူမရဲ့ဒဏ်ရာများမှာလည်းတဖြည်းဖြည်းသက်သာလာတော့လေစိတ်ဝိညာဉ်တွေကဒဏ်ရာများကတော့ပုံမနဲ့ဆိုင်လာတယ်။ရဲတပ်ဖွဲ့ဝင်များကသူမကိုအောင်ကျော်တို့အိမ်မှာလူရဲမှုမှာပါဝင်ပတ်သက်မှုနဲ့စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့တယ်။နီလာကအရာရာကိုဝန်ခံလိုက်တယ်။သူမကထပ်မံထွက်ပြေးရန်မကြိုးစားတော့ပဲသူမရဲ့ပြစ်များအတွက်အကြခံရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်တယ်။ဒီနေ့မှာတော့ရက်ွက်ထေကဥတာလာကဆေးရုံကိုလိုက်လာခဲ့တယ်။သူကနီလာနဲ့ဒေါ်မီချိုတို့ရဲ့တရင်ကိုကြားရတာကြောင့်တနာစိန်နဲ့လာရောက်ကြည့်ရှုခြင်းဖြစ်တယ်။ဥတာလာကနီလာကိုကြည့်ကတပ်ပြင်းကိုအချိန်ချင်းချလိုက်ပါတယ်။သမီးနီလာအခုတော့အတီတရားရပြီလား။တင်နာရမန်းနောက်ကိုလိုက်ခဲ့တဲ့ဘဝရဲ့ညီကုန်းဟာဘလောက်ထိကြောက်စရာကောင်းလေးဆိုတာသမီးကိုယ်တိုင်မြင်ပြီးမဟုတ်လား။နီလာကမျက်ရည်များဝေးလျက်ဥတာလာကိုကြည့်လိုက်တယ်။ဟုတ်တယ်ဦးလေးကျမမှားခဲ့ပါတယ်။ကျမရဲ့ဗီဇာသွေးကကျမကိုအရှူးလုပ်တာအခုတော့ကျမမှာဘာမှမရှိတော့ဘူးအမေကလည်းတင်မင်းနဲ့တိုက်ပွဲဝင်နေရပြီဥတာလာကနီလာလက်ကိုအသားရဆုပ်ကန်ကအပေးစကားပြောလိုက်ပါတယ်လူဆိုတာမှားတဲ့ကြတာပဲဒါပေမဲ့အရေးကြီးတာကအဲ့ဒီအမားကိုသိပြီးပြင်နိုင်ဖို့ပဲတနာဆိုတာမီးလိုပဲထိန်းနိုင်ရင်အသုံးဝင်ပေမဲ့မထိန်းနိုင်ရင်တော့အရာရာကိုပြားဖြစ်စေတတ်တယ်သမီးလည်းနောင်တရတယ်ဆိုရင်အဲ့ဒီနောင်တကိုအခြေခံပြီးဘဝသစ်ကိုတိဆောက်ပါထိုအချိန်မှာဆရာဝန်တယောက်ရောက်လာကဒေါ်မီချိုရဲ့အခြေအနေမှာအလွန်စိုးရိမ်ရကြောင်းပြောကြားလာတယ်နီလာကဒေါ်မီချိုရဲ့နားကိုသွားကမိခင်ဖြစ်သူရဲ့လက်ကိုကန်လိုက်တယ်ဒေါ်မီချိုကမျက်လုံးများကိုခက်ခဲစွာဖွင့်ကြည့်လိုက်တယ်သူမရဲ့မျက်ဝန်းများမှာနီလာအပေါ်ထားရှိတဲ့နေဆိုင်သောနောင်တများနဲ့မြေတားရဲ့အချို့ကိုတွေ့လိုက်ရတယ်သမီးနီလာအမေကိုခွင့်လွှတ်ပါအမေမရှိတော့ရင်သမီးကောင်းကောင်းနေပါဒေါ်မီချိုရဲ့အတန်းမှာတိုးတဲ့တိုးသွားကနောက်ဆုံးမှာတော့သူမရဲ့အသက်ရှူတမ်းများငြိမ်သက်သွားတယ်။ဒေါ်မီချိုကသူမရဲ့တင်နာနဲ့လောဘစောများပြည့်နှက်နေခဲ့သောဘဝကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပြီးဖြစ်တယ်။နီလာကမိခင်ဖြစ်သူရဲ့ရုပ်ကလန်းကိုဖက်ကအာရပါရငိုကြွေးလိုက်တယ်။ဤဒီမှာသူမရဲ့ဘဝမှာပထမဆုံးအချိန်အဖြစ်ခံစားလိုက်ရသည့်စစ်မှန်သောဝမ်းနည်းခြင်းဖြစ်ပါတယ်။ဒေါ်မီချိုရဲ့ဇာဝနာကိုဥတာလာရဲ့အကူအညီနဲ့ရိုးရိုးရှင်းရှင်းပင်ပြုလုပ်ခဲ့တယ်။နီလာကမိခင်ရဲ့ရှိုးပြကိုကြည့်ကတန်ဝေကရှာနေပါတယ်။မိမတယောက်ရဲ့တနာစိတ်ကမြင်းများအထိကြောက်မက်ဖွယ်ကောင်းသည့်အကျိုးဆက်များကိုပေးစွမ်းနိုင်သည်ကိုသူမ၏မိခင်ကတက်တည်ပြသွားခြင်းဖြစ်တယ်။စာပနာပြီးနောက်နီလာကရစ်တပ်ဖွေရဲ့ဖန်ဆီးခြင်းကိုခံလိုက်ရပြီးတရားရောက်မှအမှုရင်ဆိုင်ခဲ့တယ်။သူမကသူမရဲ့ပြစ်များအတွက်ထောင်ဒဏ်3နှစ်ကြာခံရန်အမိန့်ချမှတ်ခြင်းခံလိုက်ရတယ်။နီလာကထိုအမိန့်ကိုကြည်ကြည်နက်နက်ပင်လက်ခံလိုက်တယ်။သူမအတွက်တော့ဤထောင်နှံရန်များမှာသူမရဲ့စိတ်ဝိညာဉ်ကိုဆေးကြောရန်အတွက်နေရာတစ်ခုဖြစ်လာလိမ့်မယ်လို့ယုံကြည်နေခဲ့ပါတယ်။ထောင်ထဲမှာနီလာကအရင်ကလိုအလှပြင်ခြင်းမြူဆွေခြင်းများမပြုလုပ်တော့ပါ။သူမကရိုးရိုးသားသားပင်ထောင်တွင်းလုပ်ငန်းများကိုလုပ်ကိုင်ကကျန်ရှိနေသောနေရာများကိုဖျက်ဆီးနေခဲ့တယ်။သူမကညစင်ညတိုင်းဖျားရှိခိုးကသူမရဲ့တိတ်ကအမှားများအတွက်ခွင့်လွှတ်မှုတောင်းခံနေတတ်တယ်။တဖန်မှလည်းဥတာလာကရက်ွက်ထဲမှာတနာရမတ်၏အစိတ်တောင်များအကြောင်းကိုလူငယ်များကိုသင်ခန်းစာပေးပြောကြားလေးရှိပါတယ်။သူကနီလာနဲ့ဒေါ်မီချိုတို့ရဲ့ဇလန်းကိုပုံပြင်တပုတ်ကဲ့သို့ပြောပြရင်လူသားတို့၏စိတ်သက်ခိုင်မာမှုမှာမိမြအရှိကြီးကြောင့်တတိပေးနေတယ်။တနာဆိုတာလူကိုတွေးဆန်ထပ်ပို့ပြီးနှိမ့်ကြအောင်လုံနိုင်တယ်လို့အတိတရားဆိုတာကလည်းလူကိုနဲ့ဗြဟ္မာတွေထပ်ပို့ပြီးမြင့်မြတ်အောင်လုပ်နိုင်တယ်။ကိုယ်စိတ်ကိုကိုယ်ပိုင်အောင်အမြဲတမ်းကြိုးစားကြပါ
နီလာရဲ့ဘဝဇာလန်ကအမောင်တူတဲမှာစတင်ခဲ့တော်လဲအခုအခါအလင်းရောင်ချုပ်ကိုစတင်ကမြင်တွေ့နေရပြီဖြစ်တယ်။သူမကထောင်ကလွန်မြောက်လာတဲ့အချိန်မှာမြည်တို့သောဘဝမျိုးနဲ့ဆက်လက်ရှင်သန်မလေးဆိုတာကတော့သူမရဲ့အတိတရားပေါ်မှာမူတည်ခဲ့ပါတယ်။အကျဉ်းထောင်ဤမြင်မာလှသောအုတ်တိုင်းကြီးများနဲ့တန်တိုင်းများနောက်ွယ်မှာနီလာရဲ့ဘဝကလုံးဝတိတ်ဆိတ်သွားတယ်။ရခင်ကသူမဖြတ်တန်းခဲ့သောစီကားလာတဲ့ကလပ်များရောင်စုံမီးများနဲ့အမျိုးသားများ၏မြူဆွေသောစကားသံများမှာအခုအခါဝေးလံလာသောအိမ်မက်တစ်ခုကဲ့သို့ဖြစ်နေပြီ။ထောင်ဝတ်ဆောင်ပြရောက်ခန်းတွန်းတွန်းကိုဝတ်ဆင်ထားတဲ့နီလာကမှန်ထဲမှာကိုပြန်ကြည့်ခွင့်မရတော့တော့လေ။သူမရဲ့စိတ်ဝိညာဉ်ကိုတော့နေ့စဉ်နဲ့အမျှပြန်လေကကြည့်ရှုနေမိတယ်။ထောင်ထဲကနေရများကနှေးကွေးလွန်လာတယ်။နက်မိုးမလေးမီထားကလုပ်ငန်းခွင်ဝင်ရခြင်းအစားအစာကိုဖြစ်တယ်လို့စားတော့ရခြင်းနဲ့အခြားသောအကျဉ်းသူများရဲ့ကြမ်းတမ်းသောစကားလုံးများကိုသိခဲ့ရခြင်းမှာဒီလာအတွက်တော့ကြီးမားသောစက်တမ်းမှုတစ်ခုဖြစ်တယ်။သူမရဲ့နူးညံ့လာသောလက်ချောင်းလေးများမှာအခုအခါအလုံးကျန်းများကြောင့်ကြမ်းတမ်းလာခဲ့ပြီးသူမရဲ့မျက်နှာမှာလည်းအရင်ကလိုရမတ်ရိပ်များအစားပင်ပန်းနွမ်းနေမှုနဲ့နေဆိုင်သောတွေများကနေရာယူလာခဲ့ပါတယ်။နီလာနေဒီနေ့လေတယောက်တည်းမှိုင်းနေပြန်ပြီလားအတူနေတဲ့အကျဉ်းသူတယောက်ဖြစ်တဲ့မမြကမေးလိုက်တယ်မမြကသူမကဲ့သို့ပင်ဘဝကိုအမှားများနဲ့ဖြတ်တန်းခဲ့သူဖြစ်တော်လဲအခုကအတိတရားရနေသူတယောက်ဖြစ်တယ်နီလာကခေါင်းကိုခါရမ်းရင်းနဲ့ပြန်ပြောလိုက်တယ်မဟုတ်ပါဘူးမမြရဲ့ကျမရဲ့အတိတ်ကိုပြန်စဉ်းစားမိလို့ပါကျမဘာလို့ဒီလောက်အထိမှားခဲ့ရလဲဆိုတာဟုတ်ပေါ့မမြကနီလာအနားမှာထိုင်လိုက်ကသူမရဲ့ပခုံးကိုအသာရပုတ်လိုက်တယ်လူဆိုတာတနာရဲ့ကျွန်းဖြစ်သွားရင်ဘာမှမမြင်တော့ဘူးနီလားအထူးသဖြင့်ငါတို့လိုမိန်းမတွေမှာအလားတရားဆိုတာရှိနေတော့အဲ့ဒါကိုပဲအစွမ်းထက်တဲ့လက်နဲ့လို့ထင်ခဲ့ကြတာတကယ်တော့အဲ့ဒီလက်နဲ့ကကိုပြန်တမ်းမိထားမှန်းငါတို့မသိခဲ့ကြဘူးမမရဲ့စကားကနီလာရှင်ကိုထိမှန်သွားတယ်သူမကငေစိန်ကလေးကသူမရဲ့လှတရားကိုအသုံးချကလူကျင်တာကိုယူခဲ့တယ်သူမရဲ့မေဒေါ်မီချိုကလည်းထိုလန်းစင်ကိုသာတင်ပြခဲ့တာပါအခုကအမေလေးမရှိတော့သလိုသူမမှလည်းဘာမှမရှိတော့ပါသူမရဲ့သွေးထဲမှာစီးဆင်းနေခဲ့တော့ထိုတနာရမန်မီတောက်ကထောင်နေရန်များကြားမှာတဖြည်းဖြည်းငိမ့်သက်ခြင်းခံနေရပါတယ်ညစဉ်ညတိုင်းနီလာကသူမရဲ့ဖခင်ကြော်စွာကိုတန်းတားမိတယ်ဖခင်ဖြစ်သူ၏ရိုးသားသောမျက်နှာနဲ့သူရှာကျွေးခဲ့တဲ့လှုပ်ရှားလေးများကိုသူမတန်းဖို့မထားခဲ့ခြင်းမှာအခုသူမအတွက်အကြီးမားဆုံးသောနောင်တဖြစ်နေပါတယ်။သူမကအရာပေါ်မှာလေးလျောင်းရင်းမျက်ရည်များကြားကနေဖခင်ဖြစ်သူကိုတောင်းပန်နေမိတယ်။အဖေရဲ့သမီးမှားခဲ့ပါတယ်။အဖေဖေးလေးဘဝကိုသမီးဟာအမေနဲ့အတူဖြစ်စီခဲ့တာပါ။အခုတော့သမီးမှာအဖေလေးမရှိတော့ဘူး။အမေလေးမရှိတော့ဘူး။သမီးတယောက်တည်းပါပဲ။နီလာကထောင်ထဲမှာရှိတဲ့ဓမ္မပိမမှာဟောကြားတဲ့တရားတော်များကိုလည်းစိတ်ဝင်တစားနာယူလာခဲ့တယ်။တနာရမတ်၏ကြောက်စရာကောင်းပုံကံကိန်းရကျုံနဲ့အရှက်ကြောက်တရားဟီရီယတဘာတို့ရဲ့အရေးကြီးပုံကိုသူမနားလည်လာခဲ့တယ်။သူမကသူမရဲ့ဘဝကိုအစကနေပြန်လည်တည်ဆောက်ရန်ဆုံးဖြတ်ချက်ခိုင်မာလာခဲ့တယ်။သူမကထောင်ကလွတ်မြောက်လာလျင်အရင်ကလိုအလားတရားကိုရှောင်စားမိမိမပြဲဘဝကိုဘယ်တော့မှပြန်မသွားတော့ရန်ကိုကတိပေးနေပါတယ်။သုံးနှစ်ဆိုသောအချိန်ကနီလာအတွက်တော့စေစုနေတစ်ခုကဲ့သို့ကြာရှည်လှတော့လေထိုအချိန်အတော်တွင်သူမရဲ့စိတ်ထဲမှာလုံးဝပြောင်းလဲသွားတယ်။သူမကရှင်းကျက်လာခဲ့တယ်။သူမရဲ့မျက်ဝန်းများမှာရခင်ကကဲ့သို့မြူဆွေသောအရှိတ်ရောင်များမရှိတော့ပေတည်ငြိမ်အေးချမ်းသောအယောင်ဝါများကကိန်းအောင်လာခဲ့ပါတယ်။ထောင်တကားကြီးပွင့်သွားတဲ့အခါနီလာကအပြင်ဘက်ကလွတ်လပ်တဲ့လေတူးကိုပြင်းပြင်းရှူလိုက်တယ်။နေအောင်ကြီးကသူမရဲ့မျက်နှာပေါ်ကိုနှွေးထွေးစွာကျရောက်လာတယ်။သူမရဲ့လက်ထဲမှာတော့အဝတ်အစားနှင်းငယ်ထိထားတဲ့အိတ်လေးတစ်လုံးသာပါလာတယ်။သူမကအလှပြင်ထားခြင်းမရှိသလိုအဖိုးတန်တဲ့ဒနာများကိုလည်းဝတ်ဆင်ထားခြင်းမရှိပါ။သို့တော့သူမကရခင်ကထက်ပုံမို့လှပနေတယ်လို့ခံစားနေရတယ်။ထိုအလှမှာစိတ်နှလုံးဖြူစင်မှုကထွက်ပေါ်လာတော့အလှတရားဖြစ်တယ်။နီလာကအရင်ဆုံးသူမရဲ့ရက်ွက်ဟောင်းစီကိုဥတီခဲ့ပါတယ်။လမ်းတစ်လျှောက်မှာမြင်တွေ့ရသောမြင်ကွင်းများကပြောင်းလဲသွားတော့လေသူမရဲ့ရင်တွေကခန်းစားချက်ကတော့မပြောင်းလဲပါသူမကလူအများဤကဲ့ရဲ့သောအကြည့်များကိုရင်ဆိုင်ရန်ပြင်ဆင်ထားခဲ့တယ်သို့တော့သူမရဲ့စိတ်ထဲမှာတော့
အဆက်တရားနဲ့အတူရင်းရင်မှုကလည်းရှိနေပါတယ်။သူမကသူမရဲ့အိမ်ဟောင်းနေရာကိုရောက်ရှိသွားတဲ့အခါအင်္ဂလိပ်မှာပျက်စီးယိုယွင်းနေပြီးမျက်ပင်များဖုံးလွှမ်းနေသည်ကိုတွေ့ရတယ်။နီလာကထိုအင်္ဂလိပ်ရှေ့မှထိုင်ကခိတငိုကြွေးလိုက်တယ်။အဲဒီနောက်သူမကရက်ွက်ထေးကတင်ချိုင်ကုန်းကိုသွားကသူမရဲ့ဖခင်နဲ့မိခင်တို့၏ဂူများရှေ့မှထိုင်လိုက်ပါတယ်။ဖခင်ဖြစ်သူရဲ့ဂူမှာမျက်ပင်များဖုံးလွှမ်းနေသဖြင့်သူမကအသာအရာရှင်းလင်းပေးလိုက်တယ်။မိခင်ဖြစ်သူဒေါ်မိချိုရဲ့ဂူမှာတော့အသက်ဖြစ်နေပါတယ်။နီလာကဂူနှစ်ခုစလုံးကိုရှေ့ကိုကတော့ရင်သူမရဲ့ဘဝတဲ့အတွင်းဂတိသစ္စာပြုလိုက်တယ်။အဖေနဲ့အမေသမီးအခုပြန်လာပါပြီ။သမီးရဲ့အတိတ်ကအမှားအားလုံးကိုဒီမှာပဲထားခဲ့ပါတော့မယ်။သမီးရိုးရိုးသားသားနဲ့ဘဝသစ်ကိုစပါတော့မယ်။သမီးကိုစောင့်ရှောက်ပေးကြပါ။နီလာကတင်ချိုင်ကောင်းကနေထွက်လာစဉ်ဥတာလာနဲ့ဆုံတွေ့တယ်။ဥတာလာကနီလာကိုမြင်လိုက်ရတဲ့အခါအံ့ဩဝမ်းသာသွားတယ်။သမီးနီလာပြန်လာပြီပေါ့။ကြည်ရတာသမီးတော်တော်လေးပြောင်းလဲသွားပြီပဲ။နီလာကဥတာလာကိုရှေ့ကိုကတော့လိုက်တယ်။ဟုတ်တယ်ဦးလေး။ကျမအတီတရားရပါပြီ။ကျမကိုလူတော်တို့အောင်ကူညီပါအောင်။ကျမဘာလုပ်ပေးလို့ရိုးရိုးသားသားလောက်ကင်စားတော့ခြင်းလို့ပါ။ဥတာလာကနီလာကိုကြည့်ကကျင်းနဲ့စွာပြုံးလိုက်တယ်။သူကနီလာကိုသူ့ရဲ့အိမ်မှာခိတနေထိုင်ခွင့်ပြုကရက်ွက်ထေးကစာချုပ်လုပ်ငန်းတစ်ခုမှာအလုပ်သွင်းပေးလိုက်ပါတယ်။နီလာကတနေ့ကုန်ပင်ပန်းစွာဆက်ချုပ်တော်လဲသူမရဲ့စိတ်မှာတော့အေးချမ်းနေတယ်။သူမကရရှိလာတဲ့လောဝခလေးများကိုစူးစောင်းကဖះเจ้าကန်သွားခြင်းအလှတန်းများလုပ်ခြင်းများနဲ့အချိန်ကိုကုန်ဆုံးစေပါတယ်။ရက်ွက်ထေးကလူဝချိုကတော့သူမရဲ့တိတ်ကိုပြောဆိုနေကြစေဖြစ်တော်လေ။နီလာကတော့ဂရုမစိုက်တော့ပါ။သူမကသူမရဲ့လက်ရှိဘဝကိုသာတန်ဖိုးထားနေခဲ့ပါတယ်။သူမကအလားတရားကိုရောင်းစားခဲ့တော့မိမပြဲဘဝကရိုးသားသောလူသားတစ်ယောက်အဖြစ်ကိုပြောင်းလဲသွားခဲ့ခြင်းဖြစ်တယ်။ဒီနေ့မှာတော့နီလာကမြို့လေးကိုအလုပ်ကိစ္စနဲ့တွားလိုက်ရင်မင်းထက်နဲ့တွေ့ဆုံခဲ့တယ်။မင်းထက်ကရခင်ကထက်ပုံမခံညားနေတော့လေနီလာကိုမြင်တဲ့အခါမှာအံ့ဩသွားတယ်။နီလာမင်းတော်ပြောင်းလဲသွားတာပဲ။ကိုမင်းကိုပြန်ပြီးတော့ကူညီရမလား။မင်းလိုချင်တာရှိရင်ပြောပါ။မင်းထက်ကမြူဆွေးတဲ့အတန်းနဲ့ပြောလိုက်တော့လေနီလာကတော့အေးဆေးစွာပင်ခေါင်းခပြလိုက်တယ်။ကျေးဇူးတင်ပါတယ်ကိုကြီး။ဒါပေမဲ့နီလာမှာအခုအားလုံးပြည့်စုံနေပါတယ်။နီလာလိုချင်တဲ့အေးချမ်းမှုကိုနီလာရှာတွေ့သွားပြီမို့လို့အကိုကြီးရဲ့ကူညီမှုကိုမယူပြရစေနဲ့တော့ကိုကြီးလည်းကိုကြီးရဲ့မိသားစုနဲ့အတူပျော်ရွှင်ပါစေနော်။နီလာရဲ့စကားကြောင့်မင်းထက်ကဆွန့်အပ်သွားတယ်။သူကနီလာကိုရခင်ကလိုတနာရမှန်းနဲ့ကြည့်ပြီးမရတော့သလိုလေးစားစိတ်အချို့ဝင်ရောက်လာတယ်။နီလာကမင်းထက်ကိုနှုတ်ဆက်ကသူမရဲ့လမ်းအတိုင်းအေးဆေးစွာရှောင်းလန်းသွားပါတယ်။နီလာရဲ့ဘဝဇလန်ကတနာရမိတ်ဤနဲ့ဆိုင်သောနှုံအိုင်တင်းမှာစတင်ခဲ့တော်လေ။သူမရဲ့တည်တရားနဲ့ခိုင်မာသောဆုံးဖြတ်ချက်ကြောင့်ထိုနှုံအိုင်တွေကရုံထွက်နိုင်ခဲ့ခြင်းဖြစ်တယ်။သူမကအတိတ်ကအမှားများကိုသင်ခန်းစာယူကအနာဂတ်ကိုလင်းရောင်များနဲ့တိဆောက်ခဲ့တယ်။လူဘဝမှာတနာရမတ်ဆိုသည်မှာကြောက်စရာကောင်းသောမိတောက်တစ်ခုဖြစ်တယ်။ထိုမိတောက်ကလူကိုယူလုပ်တတ်သလိုအရာရာကိုပြာဖြစ်သွားစေတတ်တယ်။သို့သောထိုမိတောက်ကိုအတိတရားဟုသောရှင်နဲ့ငြိမ့်သက်နိုင်ပါကအေးချမ်းသောဘဝကိုပိုင်ဆိုင်နိုင်မှာဖြစ်ကြောင်းဒီဇလန်လေးကသက်သေပြနေပါတယ်။နီလာကအခုအခါမှာအင်္ဂလိပ်တလုံးမှာတယောက်ထင်းအေးချမ်းစွာနေထိုင်နေပါတယ်။သူမရဲ့ဘဝမှာယောက်ျားများစွာမရှိတော့ပါ။သူမရဲ့နားမှာရှိနေတာကဖျားစာအုပ်များနဲ့စက်ချုပ်ဆက်ကလေးတစ်လုံးသာဖြစ်တယ်။သူမကညာဦးရမှာဖျားရှိခိုးရင်ရေရော့နေပါတယ်။တနာရမတ်ဆိုတဲ့နော်ဒီကလွမြောက်ရတာတကယ်ပဲအေးချမ်းလှပါတယ်။လူသားတိုင်းဒီအသည့်တရားကိုရရှိကြပါစေ။ဤဒီမှာတနာတော်မှာနေမွန်းသူများဇလန်ဤအောင်မြင်သောဏိဂုံဖြစ်ပါတယ်။ဒီဇလန်လေးကပေးလိုက်တဲ့သင်ခန်းစာမှာတော့ပြိတ္တများရဲ့ရှင်ထဲမှာထာဝရကံရောက်နေမေလို့မျှော်လင့်ပါတယ်ရှင်။အခုတင်ဆက်ပေးခဲ့တဲ့ဇလန်လေးကတော့စာရေးသူစိန်ဝေရေးသားထားတဲ့တနာတော်တွင်နေမွန်းကြသူများဆိုတဲ့ဇလန်လေးရဲ့အစာအဆုံးကိုနားဆင်ကြရတာဖြစ်ပါတယ်။နားဆင်အားပေးခဲ့ကြတဲ့ချာရီပရိသတ်တယောက်စီတိုင်းကိုကျေးဇူးထူးပေးတင်ပါတယ်ရှင်။ပရိသတ်များအားလုံးပဲဆန္ဒနဲ့ဘဝထပ်တူကြနိုင်ကြပါစေနော်။